ငါညီမကပကက်ကားတစ်စီးကိုတိုက်ပစ်လိုက်တယ်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကယွန်တန်130တဲ့ကားပိုင်ရှင်ကလည်းချင်းမြို့မှာဘယ်သူမှမပြိုင်ဝန်းတဲ့တဲတဲမမတ်အရှိန်ဝါကြီးသူတယောက်ဖြစ်နေတယ်မှာမစ္စပစ်ငါဒီငွေတွေကိုအရစ်ကြခွဲဆက်လို့ရမလားဟင်သူကစက်တီပုံမီရင်ငါ့ကို10စက္ကန့်မကစိုက်ကြည့်ပြီးမှနှက်ခမ်းနီနီလေးကိုတွန့်ကွေးကပြုံးလိုက်တယ်မရဘူးအဲ့ဒီအစားမင်းကိုယ်တိုင်ငါစီလာခဲ့ဒီလိုနဲ့ပဲငါဟာသူ့စီကိုမလိုချင်တဲ့စိတ်ဆက်ကြောင်လန့်မှုတွေကိုတားဆီးပေးရတဲ့ဟန်ဆောင်ချစ်သူမြစ်တာတိုင်းဖြစ်ရောက်ရှိသွားခဲ့ရတယ်သူကငါအကျွေးတွေကိုအကုန်ဆက်ပေးပြီးကိစ္စတွေကိုရှင်းထုတ်ပေးခဲ့တယ်လို့ငါအမြဲအိမ်မက်မက်ခဲ့ရတဲ့ဂီတတင်တန်းကျောင်းစီတောင်ပို့ပေးခဲ့သေးတယ်ငါမှာတာဝန်တစ်ခုပဲရှိတယ်သူ့ကိုတကယ်ချစ်နေတယ်လို့မျိုးဟန်ဆောင်ပေးဖို့ပေါ့လွယ်ပြင်ဖိန်းနဲ့ငါအမျိုးသားဘိုင်းအိုလင်းပြိုင်ပွဲကြီးကိုရောက်သွားတဲ့နေ့ကငါကပြိတက်ကြမှာထိုင်နေခဲ့တာသူကရွှေတစိမ့်စုရရှိခဲ့တယ်ဒါပေမဲ့သူကနီးပြနဲ့အရင်ဆုံးစုကုံပြုတ်ပွဲကျင်းပမဲ့အစားစင်နောက်ဘက်ကိုခိုးဝင်လာပြီးခေါင်းဝင်အဖြူရောင်လေးပြောင်းဝက်ကလူအုပ်ကိုတိုးဝေပြီးငါရင်ခွင်နဲ့တိုးဝင်ဖက်ရန်လိုက်တယ်ပြီးတော့ကြိုပြင်ထားတဲ့လက်စွပ်တစ်စုံကိုထုတ်လိုက်ရင်ifanငါကိုလက်ထက်မလားပြိတက်တရက်လုံးတောင်းတောင်းဖြက်ဖြက်အော်ဟဲအားပေးကြတော့တာပေါ့အဲ့ဒီလက်စွပ်တွေကဒေါ်လာ410တန်းတန်တယ်ဒါပေမဲ့အဲ့ဒီညမှာပဲသူ့အမေကလူလွတ်ပြီးသူ့ကိုအင်္ဂလန်စီသွားမဲ့လေရင်ပေါ်အတင်းအကျပ်တင်လိုက်တာကြောင့်ငါလေစိတ်မှာရရင်မှန်လွာကွယ်ကနေသူ့ကိုရင်ကွဲမတက်ဆိုင်ကြည့်နေခဲ့ရတယ်သူ့မျက်လုံးထဲမှာချစ်ချင်းတရားတွေအပြည့်နဲ့ငါကိုကြည့်ရင်နောက်ဆုံးစကားတစ်ခုပြောသွားခဲ့တယ်ငါကိုစောင့်နေပါငါနှစ်ကြာပြီးနောက်လန်ဒန်မြို့ရဲ့လမ်းမတစ်ခုပေါ်မှာကြက်တရေရှိပြီးထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ကအေယာမစခရင်ကြီးရဲ့အရှိမရက်နေခဲ့တယ်စခရင်ပေါ်မှာတော့လွန်ခဲ့တဲ့နှစ်တွေကငါရဲ့တပ်ပုံတွေပေါ့ငါနှစ်အတွင်းမှာငါဟာအကျွေးနုံနဲ့နစ်မိုးနေတဲ့ကောင်လေးတစ်ယောက်ဖြစ်ကနေငါရဲ့ဂီတကြောင့်နိုင်ငံတကာစင်မြင့်ထက်ရဲ့ဗဟိုချက်မစီရောက်ရှိလာခဲ့ပြီးတရုတ်အမျိုးသမီးငယ်လေးတစ်ယောက်ကဘေးကနေလှမ်းမေးတယ်မမအဲ့ဒီသူကမမရဲ့ဒေါ်လာဟင်အဲ့ဒီအမျိုးသမီးကတုံ့လုံချင်းမရှိပဲတည်ငြိမ်ပြီးတေချာတဲ့အတန်နဲ့ပြန်ဖြေလိုက်တယ်ငါရဲ့အမျိုးသားပါအဲ့ဒီအချိန်မှာပဲငါရဲ့လက်ထောက်သမီးထင်းကစိတ်လှုပ်ရှားစွာနဲ့အော်ဟစ်လိုက်တယ်တဲ့ငါတို့နောက်ထပ်တီးတန့်ကွန်ဆာဖိတ်ကြားချက်တစ်ခုထပ်ရပြန်ပြီးကွာသူကလူကသာကြီးတာကလေးတယောက်လိုစိတ်လှုပ်ရှားနေတာပါငါကူကယ်ရမဲ့စွာရေလိုက်မိတယ်တီးတန့်ပွဲလေးတစ်ခုပါပဲကွာဘာလို့ဒီလောက်တောင်စိတ်လှုပ်ရှားနေရတာလဲထမိုင်ကအနားတိုးလာပြီးလှုပ်ဝက်ဆန်းကျဲတဲ့ပုံစံနဲ့အတန်ကိုနှိပ်လိုက်တယ်ဒီတစ်ခါကမတူဘူးကွာသူတို့ဘယ်လောက်ပေးမယ်ပြောလဲခံမှန်းကြည့်ပါဦးငါရဲ့ပုံမှန်ပွဲကြီးကငါသိန်းဝန်းကျင်လောက်ရှိတာကြောင့်သူ့ပုံစံကိုကြည့်ပြီး8သိန်းလောက်လားသူကခေါင်းကိုဝေ့ရမ်းလိုက်ပြီးဟင်းမဟုတ်ဘူးထပ်တိုးခံမှန်းကြည့်ပါဦး8သိန်းထက်အများကြီးပိုတယ်ဘယ်အယူကအဲ့ဒီလောက်ထိပေးမှလဲတတန်းလားထမေကနှက်ခမ်းကိုဆူလိုက်ပြီးပိုတယ်အများကြီးပိုတယ်ဒါကတော်တော်လေးလွန်လာပြီးငါတကယ်တန်တရားဝင်လာခဲ့တယ်ဒါအလုပ်တူမဟုတ်ပါဘူးနော်မင်းငါကိုတနေရာမှာခန္ဓာကိုယ်အစိတ်ပိုင်းတွေရောင်းစားဖို့လုပ်နေတာမဟုတ်ပါဘူးနော်ငါဒီအလုပ်မယူဘူးနော်ငါအသက်ကပထမပဲထမေကအကျယ်ကြီးရေမောလိုက်ပြီးသူ့ရင်ဘက်သူပုတ်ကဂတိပေးလိုက်တယ်မင်းဘာတွေလျှောက်တွေးနေတာလဲပွဲကဒီမှာပဲလေဂျင်းမြို့မှာအင်္ဂလန်ကနေခုမှပြန်ရောက်လာတဲ့အမျိုးသမီးငယ်တယောက်လိုကြားတာပဲအခုတော့ငါလည်းစိတ်ဝင်စားလာပြီမင်းဘယ်သူလဲဆိုတာသိလားဟင်းသူတို့ကလှုပ်ဝက်ထားကြတာငါသိတာဆိုလို့သူ့ရဲ့မျိုးရိုးနာမည်ကပေးဆိုတာပဲအဲ့ဒီနာမည်ကိုကြားလိုက်ရတော့ငါရင်ထဲဒိုင်းကနေဖြစ်သွားခဲ့ရတယ်စိတ်ထဲကတနေရာကိုလာရိုက်ခတ်လိုက်တယ်လို့ပဲပြီးတော့သူတောင်းဆိုထားတဲ့တေးဂီတာက Faded Dream နဲ့ပေး Faded Dream ဘာလို့အဲ့ဒီနာမည်ကအရင်ကအမတ်တရတွေကပြန်ပေါ်လာတယ်လို့ခံစားရတာလဲအရန်ရင်းနှီးနေတယ်ငါမျက်မှောင်ကျုပ်လိုက်မိပေမဲ့အဲ့ဒီအမတ်တရကိုအမိအယမစုပ်ကင်နိုင်ခဲ့ဘူးစိတ်ရဲ့အောက်ခြေမှာမြုပ်နှံခံထားရတယ်လို့ပဲငါစဉ်းစားဖို့ရုန်းကန်နေတော့မှပဲထမိုင်ကမယုံနိုင်စရာကိန်းကနန်းတစ်ခုကိုရုတ်တရက်လွတ်ခနဲ့ပြောလိုက်တယ်ငါ920တဲ့စကားထာအရတရုတ်ဘာသာတွင်ငါမင်းကိုချစ်တယ်ဟုအတန်ထွက်သူသည်ဒါကပုံပွင့်လင်းလင်းကြီးငါမင်းကိုချစ်တယ်လို့ကိန်းကနန်းတွေနဲ့အော်ပြောနေတာပဲလေဒီလောက်ထိရိုမန်တဆန်တာဆိုတော့အဲ့ဒီအမျိုးသမီးကမင်းကိုသဘောကျနေတာများလားဘလို့ချီယူထနေတဲ့မိမကငါတို့ရဲ့တထေးကိုတိတ်တခိုးချီးဆိုနေတာပါလေငါလက်တွေကဘာစီပြန်ရောက်လာပြီးသူ့ကိုစိုက်ကြည့်လိုက်တယ်မင်းတွေးလို့နေပြီလို့ငါပေါ့ပပဲပြောလိုက်တယ်တီးတန့်ပွဲရဲ့တီနေရာကဂျင်းမျိုးရဲ့အချမ်းသာဆုံးရက်ကွက်မှာရှိတဲ့မောင်ဝန်ဆန်အိမ်မှာဖြစ်ပါတယ်သူတို့ကငါတို့ကိုလာကြိုဖို့ Rolls Royce Phantom ကားတစ်စီးတောင်လွှတ်ပေးခဲ့တယ်ထမင်းရဲ့မျက်လုံးတွေကအံ့ဩလွန်းလို့ပြူးကျဲသွားခဲ့ရတယ်ဝါဒါကတကယ်တထေးကြီးတွေရဲ့အရှိန်ဝါပေါ့အရန်ကိုစီးပွားဖြုံးတီးလွန်းတာပဲကဘာပေါ်မှာတထေးတယောက်ပူလာတော့ရောဘာဖြစ်လဲထားလိုက်စမ်းပါငါမရေပဲမနေနိုင်ခဲ့ဘူးဒီလကစပြီးမင်းကိုလာစာတိုးပေးမယ်ငါအဲ့ဒီလိုပြောလိုက်တာနဲ့ထမေကပြောလုံးလို့အော်ဟစ်လိုက်တယ်သူထေးမင်းကအတော်ဆုံးပဲ Rolls Royce Phantom ကားကြီးကငိမ့်ညောင်းမောင်းနေလာပြီးမော်ဝန်ဆိုင်ကြီးတဲ့ကိုတိုက်ရိုက်ဝင်ရောက်သွားခဲ့တယ်အဆုံးမရှိအောင်ကျဲဝန်းလာတဲ့လန်းဆန်းလာပါတဲ့ဆိုင်ကြီးရဲ့အရှိမရက်လိုက်တာပေါ့မတန်တဆဆန်းပြလာတဲ့အပြင်စင်တိုင်းမှာရှိကြပြီးကျွဲဝတဲ့စီးပွားရေးအရှိန်ဝါတွေလွှမ်းမိုးနေတာကြောင့်ငါတော့အံ့ဩမဆုံးဖြစ်သွားခဲ့ရတယ်ဒီလောက်တောင်ချမ်းသာရအောင်အဲ့ဒီမျိုးသမီးငယ်ကဘသူများလဲဆိုင်ရဲ့အဝင်ဝါမှာဆိုင်ထိန်တဲ့အစီခံတွေကရိုတေစွာစောင့်ဆိုင်နေကြတယ်ဒီဘက်ကိုကြွပါမစ္စတာဇန်ငါကောင်းကိုအตาရညှိပြလိုက်ပေမဲ့ရင်ထဲမှာတော့စမ်းကြဲတဲ့မကောင်းတဲ့နိမိတ်တစ်ခုတိုးဝင်လာခဲ့တယ်ငါဆိုင်ထဲဝင်သွားတော့ဆိုင်ထိန်ကငါ့ကိုဝစ်စုံနဲ့ခန်းစီခေါ်သွားပြီးအစီခံတယောက်ကဝစ်စုံတစ်ခုကမ်းပေးတယ်ငါမော့ကြည့်လိုက်တော့ဒါကရှေးဟောင်းတရုတ်ဟန်စတိုင်ဝတ်ယုံဖြစ်နေတယ်ကျေးဇူးပြုပြီးဒီဝစ်စုံကိုအရင်လဲပေးပါခဏနေရင်စတိုင်လေးရောက်လာပါလိမ့်မယ်ကောင်းပါပြီကျေးဇူးပါလို့ရင်ကျေးစွာပြန်ဖြေရင်ပွဲထုတ်ဝစ်စုံကိုအမြန်ပြောင်းဝတ်လိုက်တယ်ဝစ်စုံကငါ့အတွက်တီးတန့်ချုပ်ထားတယ်လို့မျိုးကွက်တိဖြစ်နေခဲ့တယ်ဝစ်စုံလဲပြီးတာနဲ့စတိုင်လစ်ကငါရဲ့စပင်ကိုပြင်ဆင်ပေးတော့တယ်မိနစ်20လောက်ကြာပြီးနောက်မှာတော့ငါအစင်သစ်ဖြစ်သွားခဲ့ပြီဆိုင်ထိန်ကငါ့ကိုဖျော်ဖြေပွဲဆင်မြင့်စီခေါ်ဆောင်သွားခဲ့တယ်ငါပရိသတ်တွေကိုလှမ်းကြည့်လိုက်တော့မိမောဖွယ်ကြက်တရရှိတဲ့အမျိုးသမီးတစ်ယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့မီးရောင်ကမှိန်နေတာကြောင့်သူ့မျက်နှာကိုတေချာမမြင်ရပါဘူးဒါပေမဲ့သူ့ရဲ့အကြည့်တွေကငါ့ကိုမမိတ်မတုံစိုက်ကြည့်နေခဲ့တယ်ငါဆက်မစင်းစားနိုင်ခင်မှာပဲသူကလက်ကိုမြောက်ပြီးစတင်ဖို့တင်ကေတာပြလိုက်တာကြောင့်ငါလည်းအတွေးတွေကိုဘေးဖယ်ပြီးဖျော်ဖြေမှုထဲမှာစိတ်နစ်လိုက်တော့တယ်ဖျော်ဖြေမှုပြီးသွားတဲ့အခါငါပရိသတ်ကိုဥညွှတ်လိုက်တယ်စင်ပေါ်ကနေဆင်းလာတာနဲ့အစီခံတယောက်ကငါလမ်းကိုပိတ်လိုက်တယ်မစ္စတာဂျန်ငါတို့ရဲ့တခင်မလေးကမင်းကိုညစာစားဖို့ဖိတ်ခေါ်နေပါတယ်ဒါကိုကြားတော့ငါစိတ်အလိုလျောက်လှည့်ကြည့်လိုက်မိတယ်
မီးအောင်ကမိန်နေတုံးပဲစင်မြင့်မီးအောင်အမောင်ရိပ်ထဲမှာသူ့မျက်နှာကိုတေချာမမြင်ရသေးပါဘူးငါတလန်းချင်းစီအနာတိုးသွားပြီးမှအဲ့ဒီမျက်နှာကိုတဲတဲကွဲကွဲမြင်လိုက်ရတယ်တောက်ပပြီးဆွဲဆောင်မှုရှိတဲ့မျက်နှာလေးကငါ့ကိုပြုံးပြနေခဲ့တာပါသူကဆွဲဆောင်မှုရှိပြီးပေါ်ပါတဲ့ကောင်းဝင်ရှိကြီးကိုဝစ်ဆင်ထားတယ်အဲ့ဒီပျော့ပြောင်းဆွဲဆောင်မှုရှိတဲ့အရှိန်ဝါတွေကငါ့စီကိုတပြိုင်နက်တည်းရောက်ရှိလာခဲ့တယ်သူကငါ့ကိုစိုက်ကြည့်ရင်နှုတ်ခမ်းနီနီလေးကိုလှည့်ပတ်ပြုံးလိုက်တယ်Ethanမတွေ့တာကြားပြီးနော်သူ့အတန်ကအရန်ကိုဆွဲဆောင်မှုရှိပြီးငါနားထဲကိုဓာတ်ရိုက်တိုးဝင်လာခဲ့တယ်နောက်စက္ကန့်မှာပဲငါရင်ဘက်ကိုဖိလိုက်မိတယ်ငါနှလုံးသားကညှစ်ထားခံရတယ်လို့မျိုးပြင်းထန်စွာနာကျင်လာခဲ့တာကြောင့်အသက်ပင်ကောင်းကောင်းမရှူနိုင်တော့ပါဘူးဒါကိုမြင်တော့သူကပြပြတလောနိုးထလာပြီးငါရင်ခွင်နဲ့အတင်းတိုးဝင်လာခဲ့တယ်သူ့လက်တွေကငါ့ကိုတင်းကျပ်စွာဖတ်ထားချိန်မှာငါအားတင်သွားပြီးကြောက်ရွံ့လို့တောင့်တင်းသွားခဲ့ရတယ်ပဲလို့သူကရေလိုပြော့ပြောင်းတဲ့အတန်လေးနဲ့ပြောလိုက်တယ်ငါပြန်ရောက်လာပြီငါနောက်ထပ်ဘယ်တော့မှထွက်မသွားတော့ဘူးငါအနားမှာရှိနေပေမဲ့ငါ့ကိုအပြေးအဝတွေးတိုင်မရအောင်ဖြစ်စေတဲ့ဒီမျက်နှာလေးကိုမေးကြည့်ရင်ခေါင်းတစ်ခုလုံးဗလာဖြစ်သွားခဲ့ရတယ်ငါသူ့ကိုတွန်းထုတ်ဖို့ကြိုးစားလိုက်တော့သူကငါ့ကိုအံ့ဩဝမ်းသာစွာနဲ့မော့ကြည့်လာတယ်ဒါပေမဲ့လက်စုပ်မရှိတဲ့ငါရဲ့လက်ချောင်းကိုမြင်လိုက်ရတာနဲ့သူ့ရဲ့သူငယ်အိမ်တွေရုတ်တရက်ကျုံသွားခဲ့တယ်ငါမတွေးပဲမျက်မှောင်ကျုပ်လိုက်မိပြီးတွေးဝေးသွားခဲ့တယ်ငါတို့အရင်ကတွေးဘူးကြလို့လားခဏချင်းမှပဲသူ့နှုတ်ခမ်းပေါ်ကအပြုံးတွေခဲသွားခဲ့တယ်သူကငါ့ကိုမျက်လုံးမမိတ်ပဲစိုက်ကြည့်နေခဲ့ပြီးအတန်တွေတုံရီစွာနဲ့မယုံနိုင်အောင်ဖြစ်သွားခဲ့ရတယ်တဲ့မင်းငါကိုတကယ်မေ့သွားတာလားငါအုံနောက်ကိုအစွမ်းကုန်အတုံးချပြီးစဉ်းစားကြည့်ပေမဲ့ပိတ်ထားခံရတယ်လို့ပါပဲငါကောင်းခါလိုက်တယ်တောင်းပန်ပါတယ်မင်းကငါအတွက်အရန်ရင်းနှီးနေတယ်လို့ခံစားရပေမဲ့ငါတကယ်မမှတ်မိတော့ဘူးလေတူးကချက်ချင်းဆိုတယ်လို့အေးခဲသွားခဲ့တယ်သူ့စီကအလင်းရောင်တွေအားလုံးတပြိုင်နက်တည်းပျောက်ကွယ်သွားခဲ့ရတာပေါ့ငါပြပြတလုံးနဲ့မျက်လုံးလွှဲလိုက်ရတယ်သူ့မျက်လုံးတွေကိုထပ်မကြည့်ဝန်းတော့ဘူးဒီစမ်းကြဲတဲ့လေတူးတွေကနေလွတ်မြောက်ချင်လာတာကြောင့်အမြန်ပဲနောက်ဆုတ်လိုက်မိတယ်မစ္စပိတခြားလိုအပ်တာရှိပါသေးသလားမရှိရင်ငါသွားလဲတော့မယ်သူခဏမျှတွေးဝေးသွားပြီးမှအေးဆက်စွာပြန်ပြေးတယ်ငါလည်းထွက်လာခဲ့ပေမဲ့သူ့ရဲ့အကြည့်တွေကငါကြောပြင်ပေါ်မှာလေးလံစွာကြားရောက်နေတော့မှာပဲသူ့စီကနေထွက်ပေါ်လာတဲ့တိတ်ဆိတ်တဲ့မကျေနပ်မှုတွေကိုတော့ငါခံစားနေရတယ်ငါခြေလမ်းတွေတုံဆိုင်သွားခဲ့ရတာကြောင့်အမြန်တောင်းပန်စကားပြောပြီးထွက်ပြေးခဲ့ရတယ်ဝစ်စုံလက်ခန်းထဲမှာငါရဲ့ပုံမှန်ဝစ်စားတွေကိုပြန်ပြောင်းဝစ်လိုက်တယ်ငါနှလုံးသားကအချိန်ကြာကြီးအထိတည်ငြိမ်မသွားခဲ့ပါဘူးထမိတ်ကစိတ်လှုပ်ရှားစွာနဲ့အနားရောက်လာခဲ့တယ်သူထေမင်းအဲ့ဒီမစ္စပိကိုတိတာလားငါလက်တွေတုံဆိုင်သွားခဲ့တယ်မှန်ထဲမှာပေါ်နေတဲ့ငါရဲ့ဇာဝေဇဝါဖြစ်နေတဲ့မျက်နှာကိုစိုက်ကြည့်ရင်ဝစ်စုံလဲတာကိုပြမြောက်အောင်လုပ်လိုက်တယ်ဖြစ်နိုင်တာပေါ့ထမိရဲ့မျက်လုံးတွေကချက်ချင်းတောက်ပသွားခဲ့တယ်ဝါသူကအယမ်းလာတာပဲတကယ်နတ်သမီးလေးတိုင်းပဲအဲ့ဒီမျက်နှာအဲ့ဒီပုံစံသူကငါနာနာတိုးလာပြီးလှုပ်ဝက်စွာတိုးတိုးပြောလိုက်တယ်သူ့မှာအရာရာအကုန်ရှိနေတာသိကြတယ်တထေးမင်းလှုပ်ရှားမှုစတင်ရတော့မယ်ငါမျက်မှောင်ကျုပ်လိုက်ပြီးရင်ထဲကစမ်းကြဲတဲ့ခံစားချက်ကိုဖိနှိပ်ထားရင်သူ့ကိုဟောက်လိုက်တယ်မင်းစကားကိုတေချာပြန်နားထောင်စမ်းကွယ်ရမှာတခြားသူအကြောင်းကိုဒီလိုလျှောက်ပြောလို့မရဘူးလေငါလူတွေအများကြီးတွေ့ဘူးပါတယ်ဒါကိုငါ့ကိုယုံစမ်းပါဟဲ့တထေးမင်းဘာလို့ရှက်ပြီးမျက်နှာနီနေတာလဲမင်းကဒီလောက်ရှက်လွယ်တာဆိုရင်ဘယ်လိုလုပ်ချစ်သူရမှာလဲငါကူကယ်ရမဲစွာကောင်းခါလိုက်တယ်ငါအခုချိန်မှာချစ်သူရဖို့မစင်စားသေးပါဘူးအဲ့ဒီအချိန်မှာပဲအစီကံတယောက်ကလက်ဖက်ရည်လာပို့ပေးတယ်မစ္စတာထိုင်းမစ္စတာရိုင်းမင်းတို့ပင်မနေရောပေါ့လက်ဖက်ရည်တောက်ပါဦးငါမတိမတာပြုံးပြလိုက်ပြီးခွက်ကိုယူကာငုံတောက်လိုက်တယ်အစီခံကဆက်ပြောတယ်မစ္စပေကမင်းတို့နှစ်ယောက်လုံးကိုအိမ်ပြန်ပို့ဖို့ကားလုပ်ပေးပါလိမ့်မယ်ငါချက်ချင်းညင်းဆိုလိုက်တယ်မစ္စပေကိုဒုက္ခမပေးပေးရစေနဲ့တော့ငါမိသားစုကငါ့ကိုလာကြိုမှာပါငါပါဆက်ကစကားမဆုံးသေးခင်မှာပဲမစ္စတာဇိုင်းရဲ့မိသားစုကလာကြိုမှာဆိုရင်တော့ငါတို့ကမလုပ်ပေးတော့ပါဘူးကြည်လင်အေးဆက်တဲ့အမျိုးသမီးအတန်တန်ကအခန်းထဲကိုရုတ်တရက်တိုးဝင်လာခဲ့တယ်ငါအတန်လာရာစီလှည့်ကြည့်လိုက်တော့ဘေးပြင်ဖဲလန်းလျှောက်ဝင်လာတာကိုတွေ့လိုက်ရတယ်မစ္စတာဇိုင်းရဲ့မိသားစုကဘယ်ချိန်ရောက်မှလဲငါလိုက်ပို့ပေးပါမယ်ငါလက်တွေကဘာစီပြန်ရောက်လာပြီးဖုန်းကိုအမြန်စစ်ဆေးလိုက်တယ်အဲ့ဒီအချိန်မှာပဲငါအမေကစာပို့လာခဲ့တယ်အဖန်ငါမော့န်ဆန်အိမ်ပြင်မှာရောက်နေပြီငါမိသားစုရောက်နေပါပြီလို့ငါရင်ကျေးစွာပြောလိုက်တယ်သူကချက်ချင်းပြန်ဖြေတယ်ဒါဆိုရင်တွားကြတာပေါ့ငါလိုက်ပို့ပေးမယ်ငါညင်းမလို့လုပ်ပေးမယ်သူ့မျက်နှာပေးကိုကြည့်ပြီးကောင်းမဲငိမ့်လိုက်မိတယ်ဒါဆိုရင်ကျေးဇူးပါပဲမစ္စပစ်မော့န်ဆန်အိမ်အပြင်ဘက်ကိုထွက်လိုက်တာနဲ့မဲဘတ်ကားတစ်စီးကိုမြင်လိုက်ရတယ်ငါအမေဟန်ဝန်ဆောင်ကကားပေးမှာရက်နေခဲ့တယ်ငါကိုမြင်တာနဲ့ FN ငါအမြန်လျှောက်သွားလိုက်တယ်အမေသူကငါကိုပန်းစည်းလေးပေးတယ်ငါပျော်ရွှင်စွာနဲ့လက်ခံယူလိုက်တယ်ကျေးဇူးပါအမေမဆောင်ထမ်းမေငါအမေရဲ့အကြည့်တွေက Vacancy ရောက်သွားတာနဲ့သူ့ရဲ့နှွေးထွေးတဲ့အပြုံးတွေကချက်ချင်းခဲသွားခဲ့ရတယ်ဒါက Miss Page ဖြစ်ရမယ်မင်္ဂလာပါ Miss Page Vivian ရဲ့အယောင်တောက်ပနေတဲ့မျက်လုံးတွေကချက်ချင်းหนีရဲလာခဲ့တယ်သူကခံစားချက်တွေကိုအတင်းဖိနှိပ်ထားရင်ငါအမေကိုမတိမတာကောင်းငင်းပြလိုက်တယ်သူ့တန်ကအေးဆက်သွားခဲ့တယ်ငါသွားเสียရှိသေးလို့ပါငါအရင်သွားနှစ်ပါမယ်စကားတော်မဆုံးသေးခင်မှာပဲသူလှည့်ထွက်သွားခဲ့တယ်သူလှည့်ထွက်သွားတဲ့စက္ကန့်ပိုင်းမှာပဲမျက်ရည်တွေကသူ့ပါပြင်ပေါ်ကိုတိတ်တဆိတ်စီးကျသွားခဲ့ရတာပေါ့မော်လန်ဆန်အိမ်ရဲ့အိတ်ခမ်းတစ်ခုထဲမှာဗက်ဗီယန်ကအကျော်ပြိုင်ကလထိုင်ပေါ်မှာမိထိုင်ရင်းနနက်ခင်းအလင်းရောင်ပြတင်းပေါက်ကနေတိုးဝင်လာသည့်အထိတိတ်ဆိတ်စွာထိုင်နေခဲ့တယ်။အလင်းရောင်ကဝမ်းနည်းမှုနဲ့ဒေါသတွေကြောင့်သပင်တွေဖြူစင်သွားခဲ့တဲ့သူ့စီကြားရောက်သွားခဲ့ရတယ်။ဗက်ဗီယန်ရဲ့သပင်တွေဟာတညတာအတွင်းမှာပဲဖြူစင်သွားခဲ့တာပါ။ရုတ်တရက်သူ့ဖုန်းမြည်လာပြီးတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တယ်။သူ့မျက်တောင်လေးတွေတုံရီသွားခဲ့ပြီးဖုန်းကိုကင်ဖို့အချိန်တော်တော်ကြာအောင်ယူခဲ့ရတယ်။ Claire ရဲ့အတန်ထွက်ပေါ်လာခဲ့တယ်ဗက်ဗီယန်။သူ့အတန်ထဲမှာပြင်းထန်တဲ့ဝမ်းနည်းမှုတွေပါဝင်နေခဲ့တယ်။ဘာတွေဖြစ်ခဲ့တာလဲ။ဒါကပြောစရာကောင်းတဲ့ပြန်လည်ဆုံဆင်းမှုဖြစ်ရမှာမဟုတ်ဘူးလား။ဘာလို့မင်းတန်ကဒီလောက်တောင်စိတ်ပြအားငင်နေရတာလဲဗစ်ဗင်ကတက်ပြင်းအတားရချလိုက်ရင်လက်တန်ကအတိတ်မိနေတယ်ခွဲရအံ့အားသင့်စွာနဲ့အသက်ရှူမှသွားခဲ့ရတယ်ပါမင်းတေချာလို့လားဗုဒ္ဓဟူးနေ့ညကယူနာဒါနာပွဲတော်ရဲ့စင်မြင့်ထက်မှာငါမျိုးပတ်တွေကိုမှုတ်နေခဲ့တယ်နောက်ဆုံးဂီတတင်ဂီတလေးပျောက်ကွယ်သွားတာနဲ့ပရိသတ်စီကနေတောင်းတောင်းဖြက်ဖြက်လက်ခုပ်တံတွေထွက်ပေါ်လာခဲ့တယ်ငါစင်နောက်ဘက်ကိုရှောက်သွားလိုက်တာနဲ့ရုတ်တရက်ကြက်တရေရှိပြီးနူးညံ့တဲ့ပုံလေးတစ်ခုငါအရှိမပေါ်လာခဲ့တယ်စန်နီရှူကပန်းစီကြီးတစ်စီးကိုကင်ထားရင်း FN ဖြောပြမှုအတွက်ဂုဏ်ယူပါတယ်နော်ကျေးဇူးပါငါပြုံးပြရင်ပန်းစီကိုလက်ခံယူလိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲအေးဆက်ပြီးမကြေမနက်ဖြစ်နေတဲ့အကြည့်တစ်ခုငါစီကိုထိုးဆိုင်ရောက်ရှိလာခဲ့တယ်
ငါလှည့်ကြည့်လိုက်တော့ Vivian ဖြစ်နေခဲ့တယ်သူ့တကူလုံးစီကနေအသက်ရှူရကြက်ပြီးအနေရများတဲ့အရှိန်အဝါတွေထွက်ပေါ်နေတာပေါ့သူငါစီတက်တက်လျှောက်လာပြီးစကားသုံးခုပြောလိုက်တယ်မစ္စတာရှန်မစ္စပေငါသူ့ကိုအမြန်ပဲခေါင်းညှင်းပြလိုက်တယ်သူ့အကြည့်တွေကငါ့ကိုလေးစားလို့ထိုးဆိုင်ကြည့်လိုက်ပြီးမှခင်းနီရဲ့မျက်နှာစီကြည့်လိုက်ပြီးသူကမင်းနဲ့ဘာဆိုင်လို့လဲငါနည်းနည်းဇာဝေဇဝါဖြစ်သွားပေမဲ့ရှင်းပြလိုက်တယ်သူကငါတငယ်ချင်းပါဒါကိုကြားတော့သူကမတိမတာရေမောလိုက်ရင်နှုတ်ခမ်းကိုပြုံးတယ်လို့မဲ့တယ်လို့လှုပ်လိုက်တယ်တငယ်ချင်းဟုတ်လားပြီးတော့သူ့အကြည့်တွေကစမ်းနေအခုလေးတင်ငါ့ကိုပေးထားတဲ့ပန်းစီစီကြားရောက်သွားတယ်ဒါမှမဟုတ်ချစ်သူများလားလို့မကြည်မနဲ့ပြောလိုက်တာကြောင့်ငါမတွေးပဲအမြန်ရှင်းပြလိုက်တယ်ရိုးရိုးတငယ်ချင်းပါပဲ Vivian ကပေါ့ပေါ့ပပပဲရေမောလိုက်ပြီးမှစမ်းနေစီအကြည့်ပြောင်းလိုက်တယ်ရိုးရိုးတငယ်ချင်းပေါ့ဒီပန်းလေးတွေကလှလိုက်တာငါခဏလောက်ကြည့်လို့ရမလားငါခေါင်းညှိပြပြီးပန်းစီကိုလွှဲပေးလိုက်တယ်ငါလွတ်လိုက်တဲ့စက္ကန့်မှာပဲသူကလည်းလက်ကိုလွှတ်လိုက်တာကြောင့်တောက်ပနေတဲ့ပန်းစီကြီးကကျမ်းပြင်ပေါ်ကိုဘုံခနဲတန်နဲ့ပြုတ်ကျသွားခဲ့တော့တာပေါ့တောင်းပန်ပါတယ်နော်ငါမတော်တဆလွတ်ကျသွားတာပါသူကတောင်းပန်နေရင်းနဲ့တောင်သူ့ခြေထောက်ကပန်းပွင့်တွေကိုမတော်တဆလိုမတိမတာတက်နှင်းလိုက်သေးတယ်ငါစကားတော်မဟနိုင်အောင်အံ့အားတင်သွားခဲ့ရတယ်စိတ်ထဲမှာမေကွန်းပေါင်းမြောက်များစွာပေါ်ထွက်လာတာပေါ့တနင်းပြီးတဲ့နောက်မှာတော့သူကငုံပြီးပန်းစီကိုပြန်ကောက်ကအနီးနားကအမိုက်ပုံးနဲ့စီတန်းကနေအသားလေးပစ်ထည့်လိုက်တယ်လှုပ်ရှားမှုတစ်ခုလုံးကတဘာဝကျပြီးတမင်လုံးနေမှန်းတိတာလာတဲ့နည်းနည်းမှမတွေးစားဘဲနဲ့သူငါ့ကိုထက်ကြည့်လိုက်ပြန်တဲ့မျက်နှာမှာတော့စောစောကအတိုင်း sensory အပြည့်နဲ့တောင်းပန်နေတဲ့ပုံစံလေးပေါ့ငါတကယ်တောင်းပန်ပါတယ်မစ္စတာဇန်ငါတကယ်တမင်လုပ်တာမဟုတ်ပါဘူးသူကဆက်ပြောသေးတယ်ငါနောက်မှပန်းစီအစ်စ်တစီပြန်ဝယ်ပေးပါမယ်ငါမှပြောစရာစကားတော့ပျောက်ချသွားခဲ့ရတယ်ဒါကြီးကတမင်လုပ်တာမဟုတ်လို့ပါလေသူပြောနေတဲ့စကားတွေကိုဖယ်ထားရင်သူ့ရဲ့အမူအရာတိုင်းကတမင်လုပ်နေတာလို့အော်ပြောနေတယ်လို့ပဲငါတသက်မှာဒီလောက်အထိရဲတင်းစွာနဲ့ရန်စစိန်ခေါ်တာမျိုးတစ်ခါမှမကြုံဘူးပါဘူးမစ္စတာဇန်ဘာလို့ဒီလောက်တောင်တိတ်ဆိတ်နေရတာလဲလို့သူကမသိနားမလဲတဲ့ပုံစံလေးနဲ့မေးတယ်ငါ့ကိုအပြစ်တင်နေတာလားငါစိတ်တူလွန်းလို့ရဲတောင်ရဲချင်းသွားခဲ့ရတယ်ငါအစွမ်းကုန်ထိန်ချုပ်ရင်တောင်းကြီးပြန်ဖြေလိုက်မိတယ်ဟင်းမဟုတ်ပါဘူးငါစမ်းနေစီလှည့်ပြီးတောင်းပန်ဖို့ပါးစပ်လိုက်ရုံရှိသေးဒါပန်းစီလေးတစ်စီးပါပဲလိုဗစ်ဗင်ကအေးဆက်စွာစကားဖြတ်ပြောလိုက်တယ်မစ္စရှူကသဘောထားတိတ်တိတ်နဲ့သူမဟုတ်ဘူးဆိုတာငါသိချပါတယ်မဟုတ်ဘူးလားသူကပြုံးယုံလေးပြုံးရင်းစန်နီစီကိုရန်စအပြည့်ပါတဲ့အကြည့်တွေနဲ့ကြည့်လိုက်တယ်စင်ဒီရဲ့မျက်နှာရောင်ကတောင်းတင်းသွားခဲ့ပေမဲ့အတင်းပြုံးပြလိုက်တယ်ဒါပန်းစီလေးတစ်စီးပါပဲဘာမှမဖြစ်ပါဘူးနောက်တစ်ခါကျရင်အတန်ကိုပိုကောင်းတာလေးပေးတာပေါ့ဗစ်ဗင်ရဲ့အတန်ကထက်မြက်ပြီးလောင်ပြောင်းနဲ့ဟန်ပြောင်းသွားခဲ့တယ်မရေးပါတဲ့အရာတွေကိုကြတော့မင်းရဲ့အလိုစီပေးပြီးရေးပါတဲ့အရာတွေကိုကြတော့ဝတ်ထားတာပေါ့စန်ဒီရဲ့မျက်နှာတစ်ခုလုံးရုပ်ဆိုးလာစွာနဲ့หนีရဲသွားခဲ့တယ်သူရှင်းပြဖို့လှုပ်တုံးမှာပဲထမေကပြပြတလုံးနဲ့အနားရောက်လာခဲ့တယ်တထေးအဝိအစားမြင်မြန်သွားလဲတော့ပွဲကဆက်တော့မယ်ထမေကငါ့ကိုဆွဲခေါ်သွားခဲ့တယ်ငါစိတ်အလိုလျောက်နောက်လှည့်ကြည့်လိုက်တော့ဗစ်ဗင်ကငါတို့နောက်ကိုလိုက်ဖို့ပြင်းနေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့မထွက်သွားခင်မှာသူကစန်နီစီကိုနောက်ဆုံးရန်စတဲ့အကြည့်တစ်ချက်ပြစ်လွတ်လိုက်သေးတယ်စင်ဒီရဲ့မျက်လုံးတွေကချက်ချင်းအေးဆက်သွားခဲ့ပြီးနှက်ခမ်းနီနီလေးကိုတင်းကျပ်စွာစီထားခဲ့တယ်။ပွဲပြီးသွားတဲ့အခါငါကားပေါ်မှာထိုင်နေခဲ့တယ်။ငါလက်ချောင်းတွေထဲမှာမျိုးပလူရဲ့အထီးတွေ့ကျန်ရှိနေသေးပေမဲ့ငါစိတ်ထဲမှာတော့ထိခိုက်ကြေမွာသွားတဲ့အဲ့ဒီပန်းစီအကြောင်းပဲပြည့်နေနေခဲ့တယ်။ငါစိတ်ပြက်လက်ပြက်နဲ့ကော်လာတိုင်ကိုဆွဲဖြေလိုက်မိတယ်။ဘေးကအကူထိုင်ကုန်မှာထိုင်နေတဲ့ထမိုင်ကကားမောင်းနေစဉ်တစ်ခုလုံးငါ့ကိုခိုးကြည့်နေခဲ့တာကြောင့်ငါခမောက်ကိုဖိရင်မင်းစိတ်ထဲရှိတာပြောလိုက်ပါ။သူကပြုံးလိုက်ပြီးအနားတိုးလာတယ်တထေး။ဒီနေ့တော့ငါအမြင်ကျသွားပြီကွာမစ္စပေရဲ့အမူအရာကတော့နောက်တစ်ဆင့်ပဲ။ပန်းပွင့်တွေကိုတက်နေတာတော့မော်ဒယ်တွေလမ်းလျှောက်နေတယ်လို့ပဲ။စင်နောက်ဖက်မှာလူတွေအများကြီးရှိနေတာကိုဘာတခုမှမပြောဝန်းကြဘူးငါသူ့ကိုကြည့်လိုက်ရင်မင်းသူ့ကိုသဘောကျနေတဲ့ပုံပဲသဘောကျတယ်ဆိုတာထက်ပိုပါတယ်တထေးရဲ့မစ္စပေမင်းကိုကြည့်တဲ့အကြည့်တွေကအရန်ကိုစမ်းကြယ်နေတာပါတွေ့ပြနဲ့တွေ့ကြတဲ့ကငါမှဒီလိုစမ်းကြယ်တဲ့ယဉ်ကျေးမှုခံစားချက်ကြီးရှိနေခဲ့တာပါဒီအမျိုးသမီးကငါရဲ့အမတ်တရားတွေထဲမှာမရှိဘူးဆိုတာငါသိချပါတယ်ဒါဆိုဘာလို့သူကငါအကြောင်းကိုဒီလောက်အထိအကုန်သိနေရတာလဲထမီနဲ့ငါအပတ်မှတ်စီပြန်ရောက်တော့ညတော်လေးနဲ့နေပြီးငါကုတ်အင်ဂျီကိုချုပ်ပြီးစက်တီပေါ်ပစ်တင်လိုက်တယ်ရေချိုးဖို့ပြင်လိုက်ရုံရှိသေးထမီရဲ့ဖုန်းကယူသွစွာမြည်လာခဲ့တယ်သူ့ဖုန်းကိုကင်လိုက်တာနဲ့စက္ကန့်ပိုင်းအတွင်းမှာပဲသူ့မျက်နှာတစ်ခုလုံးသွေးဆုပ်ဖြူရောသွားခဲ့တယ်သူဖုန်းချလိုက်တော့ခန္ဓာကိုယ်တွေကအားအင်တွေအကုန်ထွက်သွားတယ်လို့မျိုးပုံစံဖြစ်နေခဲ့တဲ့အစီတခုခုဖြစ်ပြီးတထေးငါရင်နဲ့ဒိုင်းကနေဖြစ်သွားခဲ့တယ်။ဘာဖြစ်လို့လဲဒီနှစ်ကျန်တဲ့ငါတို့ရဲ့စီးပွားရေးဖြောပြပွဲဖိတ်ကြားချက်တွေအကုန်လုံးဖျက်သိမ်းခံလိုက်ရပြီတဲ့အကုန်လုံးပဲငါကြောက်ရွံ့လို့တောင်းတင်းသွားခဲ့ရတယ်အကုန်လုံးဟုတ်လားဝေးချင်းပြဆက်ယုံရဲ့နှစ်ကုံပွဲရှမ်းရဲ့ Philharmonic စုံတွဲပွဲရှင်ချင်းနိုင်ငံတကာဂီတပွဲတော်နဲ့မက်ကတစ်နှစ်ကူပွဲအကုန်လုံးဖျက်သိမ်းလိုက်ပြီလို့ထမိုင်ကအသက်ရှူမဝပဲတစ်ဆက်တည်းရွတ်ပြလိုက်တယ်ငါအသက်ရှူတန်တွေထိမရအောင်ဖြစ်သွားခဲ့ရတယ်ဒီဖိတ်ကြားချက်တွေကိုငါ9နှစ်တာလုံးဥရောပကဘာတီတီလေးတွေကနေ Royal Albert Hall အထိတစစီတိစောက်ခဲ့ရတာပါအဲ့ဒီတရုတ်ကောင်လေးလို့ခေါ်ခံရတာကနေနိုင်ငံတကာဝေဖန်ရေးဆရာတွေကငါအကြောင်းဆောင်မတွေရေးသားရတဲ့အထိပေါ့ဒီပွဲတိုင်းကငါရဲ့အသက်သွေးကြောတွေပဲလေအကြောင်းရင်းကဘာလဲလို့ငါအတန်ကိုတင်းငိမ့်အောင်ထိန်းရင်မိလိုက်တယ်အချိန်စရာပြဿနာကြောင့်လို့ပြောတာပဲသူတို့ကစာချုပ်ဖြတ်သိမ်းခြင်းကိုနှစ်ဆပေးမယ်တဲ့ငါအေးဆက်စွာရေမောလိုက်မိတယ်တရက်ထဲတတုတ်ထဲနဲ့အကုန်လုံးဖြတ်သိမ်းလိုက်တာပါလားဒါကျိုးဆွဲနေတဲ့သူရှိနေပြီထမေကငါ့ကိုတေချာဆိုင်ကြည့်ရင်သူထေးဒီနောက်ွယ်မှာစန်းနီများရှိနေတာလားသူ့မှာအဲ့ဒီလောက်အာဏာမရှိပါဘူးစန်းနီကဘာပဲဖြစ်ဖြစ်ဒီလောက်အထိထိတ်တန်းပွဲရုံတွေကိုတညာရဲနဲ့လှုပ်ခါနိုင်တဲ့အရှိန်အဝါမရှိဘူးဒါကိုလုံနိုင်တဲ့သူဆိုလို့ငါကောင်းထဲမှာဒိုင်းကနေဖြစ်သွားပြီးအဲ့ဒီတောက်ပတဲ့မျက်နှာလေးနောက်တစ်ချိန်ပြန်ပေါ်လာခဲ့တယ်နောက်တစ်နေ့မနက်8 နာရီမှာအိမ်တကားပဲမြည်လာခဲ့တယ်ထမိုက်ကမောပန်းစွာနဲ့တွားဖွင့်ပေးလိုက်ပြီးပြန်လာတော့သူထေးတကားဝမှာလူတစ်ယောက်ရောက်နေတယ်ဘသူလဲသူ့နာမည်က Claire တဲ့ Miss Pei ရဲ့အချစ်ဆုံးတငယ်ချင်း Claire ဘာလို့ဒီနာမည်ကရင်းနှီးတယ်လို့နဲ့စမ်းကြင်နေပြန်လာလဲတကယ်စိတ်တူစရာပဲငါဝစ်စားတွေကိုတက်တက်ရရဖြစ်အောင်ပြင်လိုက်ပြီးထွက်လာခဲ့တယ်အဲ့ခန်းဆက်တီပေါ်မှာဘေးကြီးအောင်ကုတ်အင်ဂျီရှည်ကိုဝစ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ထိုင်နေခဲ့တယ်ငါထွက်လာတာကိုမြင်တော့သူထွက်လိုက်ပြီးရင်ကျေးစွာလက်ကမ်းပေးတယ်မင်္ဂလာပါမစ္စတာဇန်ငါရင်ကျေးပေမဲ့အကွာဝေးတစ်ခုထားရှိရင်လက်ဆွဲနှုတ်ဆက်လိုက်တယ်မစ္စဆိုင်စောင့်ခိုင်းလိုက်ရလို့တောင်းပန်ပါတယ်
ဘာကိစ္စနဲ့လာတာပါလဲသူကလိုရင်းကိုတန်းပြောလိုက်တယ်ငါဗစ်ပြင်ရဲ့ကိုစားမင်းကိုတခုခုလာမေးတာပါမင်းတကယ်ပဲဘာမှမမှတ်မိတော့တာလားငါတိတ်ဆိတ်သွားခဲ့ရတယ်ဖွယ်ရကငါမျက်လုံးတွေကိုစိုက်ကြည့်ရင်အဖန်လွန်ခဲ့တဲ့ငါနှစ်တုန်းကမင်းကိုယ်တိုင်ငါ့ကိုပြောခဲ့တဲ့စကားကိုမင်းမှတ်မိလားငါကောင်းခါလိုက်တယ်သူကမဖော်ပြနိုင်တဲ့မောပတ်မှုတွေနဲ့ပြပြနေတဲ့အပြုံးတစ်ခုကိုပြုံးလိုက်တယ်မင်းအဲ့ဒီတုန်းကငါ့ကိုပြောခဲ့တာလေ player အကယ်၍ဗစ်ပြင်ရဲ့အမေကသူ့ကိုခေါ်သွားမယ်ဆိုရင်ငါအတွက်တားဆီးပေးပါငါကသူ့ကိုပဲလက်ထပ်မှာတဲ့အဲ့ဒီစကားတွေကငါစိတ်ထဲကိုတောက်ခလောက်ထဲတော့တန်အတင်းထိုးထည့်လိုက်တယ်လို့မျိုးရိုက်ခတ်သွားခဲ့ပေမဲ့တောက်ခလောက်ကတော့လှုပ်မသွားခဲ့ပါဘူးငါချွေးစေးတွေပြန်လာရင်ခမောက်ကိုဖိထားလိုက်မိတယ်တောင်းပန်ပါတယ်ငါတကယ်မမှတ်မိတော့ဘူးဖွယ်ရကသူ့ရုံးအိတ်ထဲကစာရွက်စာတမ်းတစ်ခုကိုထုတ်ယူလိုက်တယ်မစ္စတာဂျန်ဒါက Pink Entertainment Group နဲ့မင်းရဲ့စီးပွားရေးဖြောပြပွဲတွေကိုလက်ခံတဲ့ပွဲရုံတိုင်းကြားကတီးတန့်ဝယ်ယူမှုစာချုပ်ပဲဒီနေ့ကစပြီးနောက်ထပ်3နှစ်ထိ Pink Entertainment ကအဲ့ဒီအချိန်စရာတွေကိုအပြည့်အဝထိန်းချုပ်ထားလိမ့်မယ်နောက်ထပ်3နှစ်ဆိုလိုတာကငါနိုင်ငံအတွင်းမှာလက်ခံလို့ရတဲ့ထိပ်တန်းစီးပွားရေးဖြောပြပွဲတိုင်းကိုဗဲပြင်ဖဲတယောက်တည်းကအပြတ်သက်ဝယ်ယူလိုက်တာပေါ့ငါသွားတွေကိုတင်းကျပ်စွာကြိတ်ရင်မေးလိုက်မိတယ်သူဘာချင်တာလဲဆိုတာကိုမစ္စတာရှင်းမင်းကိုယ်တိုင်သူ့စီသွားမေးတင်တာပေါ့မစ္စဆိုင်လူတယောက်လုံးတဲ့အတိုင်းတာဆိုတာရှိရမယ်လေအတိုင်းတာဟုတ်လားလို့သူကမတိမတာရေမောလိုက်တယ်မစ္စတာရှင်းမင်းကဗဲပြင်နဲ့အတိုင်းတာအကြောင်းပြောနေတာလားမင်းနဲ့မစ္စပေကြားမှာရိုးရိုးအလုပ်သဘောဆက်ဆံရေးပဲရှိတာပါလို့လားအဖန်မင်းသူ့ကိုမေးသွားလို့ရပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့9နှစ်တုန်းကဘာတွေဖြစ်ခဲ့လဲဆိုတာတော့မင်းသိတင်တယ်သူအဲ့ဒီလေရင်ပေါ်အတင်းကျပ်တက်ခဲ့ရတဲ့အကြောင်းရင်းပေါ့ငါရင်ဘက်တွေတင်းကျပ်လာခဲ့ရတယ်မင်းပါကိုဆိုလိုတာလဲခွဲကပြန်မဖြေပါဘူးသူကအိတ်ကက်ထဲကနေဝါချင်းချင်းဖြစ်နေတဲ့တပ်ပုံတစ်ပုံကိုထုတ်ယူပြီးစပွဲပေါ်တင်လိုက်တယ်ကြည့်လိုက်ပါငါလျှောက်သွားပြီးတပ်ပုံကိုကောက်ယူလိုက်တယ်ဒါကဟောင်းနှမ်းနေပြီဖြစ်ပြီးထောက်လေးတွေတောင်တွန့်ကွေးနေပြီအဲ့ဒီထဲမှာလူ2ယောက်ပါဝင်နေခဲ့တယ်တစ်ယောက်ကမင်္ဂလာဝတ်စုံနဲ့ဗေပြင်နောက်တစ်ယောက်ကဝတ်စုံပြည့်နေငါပေါ့ငါတို့2ယောက်လုံးရဲ့မျက်လုံးထဲမှာခွဲခြားလို့မရနိုင်တဲ့နူးညံ့မှုတွေအပြည့်ပါဝင်နေခဲ့တယ်တပ်ပုံကိုကင်ထားတဲ့ငါလက်တွေပြင်းထန်စွာတုံညီလာခဲ့တယ်ခေါင်းထဲကတစ်ခုခုကရုံထွက်ဖို့စူးစမ်းနေတယ်လို့မျိုးခမောက်တွေထိုးကြိုက်လာခဲ့ရတယ်စင်မြင့်ထက်မှာရက်နေတဲ့မိန်းကလေးတစ်ယောက်လက်ထဲမှာဘိုင်းအိုလင်ကင်ထားတယ်ပြီးတော့သူကရေမောရင်းငါစီပြေးလာကရင်ခွင်ထဲတိုးဝင်ဖျက်လိုက်တယ်အဖန်လို့သူကမျက်လုံးလေးတွေနီးရဲရင်းပြောလိုက်တယ်ငါ့ကိုလက်ထပ်မလားပြီးတော့အဲ့ဒီပုံရိပ်ကထိခိုက်ကြေမွားသွားခဲ့တယ်ငါရိုင်နဲ့သွားခဲ့တာကြောင့်မလဲကြခင်စပွဲကိုအမြန်ဆုတ်ကင်လိုက်ရတယ်မစ္စတာဆန်ခွဲရကစိုးရိမ်တကြီးနဲ့ငါ့ကိုတွန်းကူပေးလိုက်တယ်ငါအဆင်ပြေပါတယ်မင်းတခုခုမှတ်မိသွားတာလားမဟုတ်ဘူးလားငါကောင်းကိုမတိမတာခါလိုက်တယ်အရန်ဝါတာတာဖြစ်နေတယ်ခွဲရရဲ့မျက်လုံးထဲကရန်လုံမှုတွေကနေပုံမရှုပ်ထွေးတဲ့ခံစားချက်တွေစီပြောင်းလဲသွားခဲ့တယ်သူစက္ကန့်ပိုင်းများတွေဝေသွားပြီးမှနောက်ဆုံးမှစကားပြောလိုက်တယ်အဖန်လွန်ခဲ့တဲ့9နှစ်တုန်းကမင်းနဲ့ဗေပြင်ခွဲခွာခဲ့ရတာကသူ့မိသဘောတူညီမှုနဲ့ဘာမှမဆိုင်ပါဘူးငါနှလုံးသားတိုင်းကနေဖြစ်သွားခဲ့ရတယ်အဲ့ဒီနှစ်တုန်းကမင်းအဖေရဲ့ကုမ္ပဏီစိန် Pharmaceutical ဟာဖဲမိသားစုကြောင့်ဖျက်သိမ်းရမယ့်အခြေအနေစီရောက်နေခဲ့တာငါတငယ်အိမ်တွေကျုံသွားခဲ့ရတယ်ဗေပြင်ကမင်းအဖေရဲ့ကုမ္ပဏီကိုကယ်တင်ဖို့အတွက်သူ့အမေနဲ့သဘောတူညီမှုတစ်ခုလုပ်ခဲ့တာShane Pharmaceuticals ကိုအနုလက္ခဏာတွေကနေဆွဲထုတ်ပေးရမယ့်အစားသူအင်္ဂလန်မှာပညာသင်ကြားဖို့သဘောတူခဲ့တာပါငါသွေးတွေအေးခဲသွားခဲ့ရတယ်သူကမတိမတာရေမောလိုက်ရင်မစ္စတာဆန်မင်းရဲ့လုပ်ငန်းခွင်ထဲမှာရရှိခဲ့တဲ့ကံကောင်းမှုတိုင်းမထင်မှတ်ထားတဲ့ယာတုတိုးမှုတိုင်းရဲ့နောက်ွယ်မှာဗေပြင်ရဲ့ကူညီမှုတွေရှိနေခဲ့တာပါအဲကန်တစ်ခုလုံးငါနှလုံးခုန်တန်ကလွဲလို့တိတ်ဆိတ်သွားခဲ့ရတယ်ငါလက်ချောင်းတွေကိုတင်းကျပ်စွာစုပ်ကင်ထားမိတယ်ငါနှစ်တာလုံးဘာမှမရှိပဲရောက်ရှိလာခဲ့တဲ့အဲ့ဒီဖိတ်ကြားချက်တွေကိုငါကကံကောင်းမှုလို့ပဲထင်နေခဲ့တာပါငါမမြင်နိုင်တဲ့တနေရာမှာတယောက်ယောက်ကငါအတွက်ရွှေရောင်လမ်းမကြီးတစ်ခုလုံးကိုခင်းပေးထားခဲ့တာပါလားပြီးတော့သူ9နှစ်အကြာမှာပြန်ရောက်လာတဲ့အခါငါကသူ့မျက်နှာကိုစိုက်ကြည့်ရင်ငါတို့အရင်ကတွေ့ဘူးကြလို့လားလို့မေးခဲ့မိတာပေါ့ခွဲရကတက်ပြင်းချလိုက်တယ်ငါဒါတွေကိုမင်းကိုမပြောခဲ့တင်ပါဘူးငါအတန်တွေတုံလီလာပြီးမျက်လုံးတွေနီးရဲရင်သူ့ကိုကြည့်လိုက်တယ်ဒါဆိုဘာလို့ပြောခဲ့တာလဲသူပြတင်းပေါက်စီလက်ညှိုးထိုးပြလိုက်တယ်ဘာလို့လဲဆိုတော့သူမနေ့ညကလုံးဝမအိတ်ခဲ့ရဘူးသူ့စပင်အများစုကဖြူစင်သွားခဲ့ရပြီးငါစစ်စစ်စွာမောကြည့်လိုက်မိတယ်Ifanငါတသက်မှာလူတယောက်ကြောင့်နဲ့အချိန်တိုအတွင်းမှာစပင်တွေဖြူစင်သွားရတဲ့သူမျိုးတစ်ခါမှမမြင်ဘူးဒါပေမဲ့ဗေဗင်ကတော့ဖြစ်ခဲ့ရပြီးအပြင်ဘက်မှာနက်နက်ခင်းအလင်းရောင်အပြည့်အဝတာယာနေခဲ့ပေမဲ့ငါကတော့အဆုံးမရှိတဲ့အမောင်ထုတဲစီနစ်မုန်းနေရတယ်လို့ခံစားလိုက်ရတယ်ခွဲထွက်သွားပြီးနောက်ထမိုက်ကကော်ဖီယူပြီးဝင်လာတော့စက်တီပေါ်မှာငိမ့်သက်စွာထိုင်နေတဲ့ငါကိုတွေ့လိုက်ရတယ်သူကော်ဖီခွက်ကိုဂယုတစိုက်တင်လိုက်ရင်တထေးငါမော့မကြည့်ခဲ့ပါဘူးသူထေးအဆင်ပြေရဲ့လားငါတက်ပုံကိုစိုက်ကြည့်ရင်အဲ့ဒီထဲကမိန်းကလေးရဲ့မျက်နှာကိုလက်ချောင်းလေးနဲ့ပုတ်တက်နေခဲ့မိတယ်အချိန်ကြာကြီးကြာပြီးနောက်မှအတန်တိုးတိုးလေးနဲ့စကားပြောလိုက်တယ်ထမီငါအတွက်တခုခုလိုက်ရှာပေးပါကောင်းပါပြီသူထေးငါတက်ပုံကိုလှန်လိုက်တယ်အနောက်ဘက်မှာကြက်တရေရှိတဲ့လက်ရည်လေးနဲ့စာတကြောင်ရေးထားခဲ့တယ်အသံငါရဲ့ပထမဆုံးမင်္ဂလာပွဲမင်းတယောက်တည်းပဲရက်ဆွဲကလွန်ခဲ့တဲ့ငါနှစ်ဇွန်လ10ရက်နေ့ပေါ့ငါတက်ပုံကိုတင်းကျပ်စွာစုပ်ကင်လိုက်မိတာကြောင့်လက်စစ်တွေတောင်ဖြူလျော့သွားခဲ့တယ်လွန်ခဲ့တဲ့ငါနှစ်ဇွန်လ10ရက်နေ့ကကိစ္စကိုစုံစမ်းပေးပါဂျင်းမြို့အနောက်ဘက်ဆုံးကဂျွန်ဖះเจ้าမှာမပြီးဆုံးခဲ့တဲ့မင်္ဂလာပွဲတစ်ခုရှိခဲ့သလားဆိုတာကိုထမိတ်ကငါ့ကိုလုံးဝစာဝေးစွာဖြစ်စွာနဲ့ကြည့်လိုက်ရင်တထေးမင်းငါကောင်းမောလိုက်တော့မျက်လုံးတွေနီးရဲနေခဲ့ပြီးတွားလှုပ်လိုက်ပါထမိတ်ထွက်သွားပြီးနောက်ငါစက်တီပေါ်မှာတညလုံးထိုင်နေခဲ့တော့တာပေါ့ငါအဲ့ဒီတက်ပုံကိုခောက်တုံခောက်ပြန်အချိန်100မကအောင်ကြည့်နေခဲ့မိတယ်တက်ပုံတွေကမိန်းကလေးကဘာမှမကွယ်ဝတ်ထားတဲ့ပွင့်လင်းမှုမျိုးနဲ့ပြုံးနေခဲ့ပြီးတက်ပုံတွေကငါမျက်လုံးတွေကလည်းနှွေဦးရာတီတွေကထွက်လာသလိုမျိုးတောက်ပကြည့်နေခဲ့တာပေါ့ငါအဲ့ဒီလူကိုဘယ်လိုများဆုံးရှုံးလိုက်ရတာလဲသူ့ကိုဘယ်လိုလက်လွတ်လိုက်ရတာလဲဆိုတာငါမသိတော့ပါဘူးမနက်6နာရီမှာတော့ထမိတ်ကအပတ်မတ်စီကိုအရေးတကြီးပြေးဝင်လာခဲ့တယ်တကားတော့မခောက်ပဲအပူတော်နဲ့ဖွင့်ဝင်လာတာပါသူ့စပင်တွေစုပ်ဖွားဖြစ်နေပြီးမျက်ကွင်းတွေညိုကရောက်လာခဲ့တယ်သူထေးသူစာရွက်စာတမ်းအထက်လိုက်ကြီးကိုစပွဲပေါ်ဖုန်းခနဲ့ရိုက်ချလိုက်တယ်ငါချက်ချင်းမတက်ထရက်လိုက်မိတယ်မင်းတခုခုတွေးခဲ့တာလားတွေးခဲ့တယ်တထေးစိတ်ကိုခိုင်ခိုင်ထားပါငါထိတ်ဆုံးကစာရွက်ကိုဆွဲယူလိုက်တယ်ဒါကဂျင်းမြို့အနောက်ဘက်ဆုံးကဂျောင်ဖះเจ้าရဲ့မှတ်ပုံတင်စာရွက်စာတမ်းဖြစ်နေခဲ့တယ်
လွန်ခဲ့တဲ့နှစ်စွန်လ8ရက်မွန်းလွဲ3နာရီကမိတူပေါ့သူတို့သားနဲ့သူတို့သမီး Ethan Jane Vivian Pay တက်တဲ့အပိုင်းမှာနာမည်နှစ်ခုလက်မှတ်ထိုးထားတယ်တယောက်က Claire ဖြစ်ပြီးနောက်တစ်ယောက်ကငါအဖေ Richard Jane ဖြစ်နေခဲ့တာပါငါလက်ချောင်းတွေပြင်းထန်စွာတုံ့ပြန်လာခဲ့တယ်သူထေနောက်ထပ်ရှိသေးတယ်ဓမေကနောက်ထပ်စာရွက်တစ်ရွက်ထုတ်လိုက်ပြန်တယ်ဒါကအဲ့ဒီနေ့ကငွေပေးချေမှုမှတ်တမ်းပဲအလွဲပြောင်းတိုင်းကိုမင်းအဖေကိုယ်တိုင်လက်မှတ်ထိုးထားတာငါစက်တီပေါ်ပြန်ထိုင်ကျသွားခဲ့ရတယ်ဒါဆိုအဲ့ဒီမင်္ဂလာပွဲကတကယ်ဖြစ်ခဲ့တာတင်မကပဲငါအဖေကိုယ်တိုင်ဦးစီးကျင်းပပေးခဲ့တာပေါ့ငါနှစ်တာလုံးမိသားစုတစ်ခုလုံးကငါတယောက်တည်းကိုလှည့်ဖျားထားခဲ့ကြတာတထေထမေကအတန်ကိုနှိပ်လိုက်တယ်ငါသူ့ကိုမောကြည့်လိုက်မိတယ်နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်သူတတွေးကိုခက်ခက်ခဲခဲမျိုးချလိုက်ပြီးမင်းညကဂျွန်ဆရာကျောင်းကစောက်ရှောက်သူအဖိုးကြီးကိုငါအရက်တိုက်ပြီးမေးကြည့်ခဲ့တယ်အဲ့ဒီမင်္ဂလာပွဲတစ်ဝက်မှာတစ်ခုခုဖြစ်ခဲ့တယ်တဲ့ဘာဖြစ်ခဲ့တာလဲလက်စွပ်လဲလှယ်ချိန်မှာသူတို့သားနဲ့သူတို့သမီးနှစ်ယောက်လုံးလှေကားပေါ်ကနေလိမ့်ကျသွားခဲ့တာသူတို့သမီးကအဲ့ဒီနေရာမှာတင်မင်းမျောသွားခဲ့တယ်ငါရောမင်းလည်းမင်းမျောသွားခဲ့တာပါပဲဒါပေမဲ့ကံကောင်းစွာနဲ့လိမ့်ကျတဲ့စက္ကန့်မှာသူတို့သမီးကမင်းကိုသူ့ခန္ဓာကိုယ်နဲ့ကာကွယ်ပေးခဲ့လို့မင်းကပုံးပဲ့တန်ရာလေးပဲရခဲ့တာထမိခဏတန်သွားပြီးအဲ့ဒီနောက်ပိုင်းမှာကိစ္စတွေအများကြီးထပ်ဖြစ်ခဲ့တယ်ငါမျက်လုံးကိုမှိတ်လိုက်မိတယ်ပူပြင်းတဲ့မျက်ရည်တစ်စက်ကငါပါပြင်ပေါ်စီးကျသွားခဲ့ရတာပေါ့ငါမှဆက်နားထောင်ဖို့တတိမရှိတော့ပါဘူးငါခေါင်းထဲမှာသူ့အတန်ပဲထက်ခါကြားရောက်နေခဲ့ရတယ် Ethan မင်းငါကိုတကယ်မေ့သွားတာလားငါဖိ entertainment ဌာနချုပ်အောက်မှာရရင်အငွေတထင်းထွက်နေတဲ့ Americano coffee ခွက်ကိုစုပ်ကင်ထားမိတယ်ဒါကဓမင်ငါအတွက်စုံစမ်းပေးထားတဲ့သတင်းတစ်ခုပေါ့ဗစ်ဗင်ကနေတိုင်းမွန်းလွဲ3နာရီမှာလမ်းတစ်ဖက်ကကဖေးဆိုင်စီလာပြီး Americano ဝယ်တောက်လို့ရှိတယ်တကြားမပါခီးမပါတဲ့အရန်ခါတဲ့ coffee မျိုးပေါ့ဖွဲ့ပြောပြချက်အရဒါကအင်္ဂလန်မှာဆွဲသွားခဲ့တဲ့သူ့ရဲ့အကျင့်တစ်ခုတဲ့သူဒီအကျင့်ကိုငါနှစ်တာလုံးပြောင်းလဲခြင်းမရှိဘဲထိမ့်သိမ်းထားခဲ့တာပါငါနှစ်တာအကျင့်တစ်ခုငါကတော့သူပါတော့ရတာကြိုက်လဲဆိုတာကိုတော့မမှတ်မိခဲ့ဘူးကွက်တီ3နာရီမှာပဲဝင်ပေါက်တကားကြီးလဲသွားပြီးသူထွက်လာခဲ့တယ်ညလုံးကဖုံးပေါ်မှာပဲရှိနေခဲ့တာပါသူငါဘေးကနေဖျက်လျှောက်သွားခဲ့ပြီးငါလမ်းမခေါ်မချင်းအကြည့်တစ်ချက်တောင်မပေးခဲ့ပါဘူးဗေဘီယန်သူရက်လိုက်ပြီးနောက်လဲကြည့်လာတယ်တခုခုဖြစ်လို့လားစကလုံးနှစ်ခုကထက်မြက်ပြီးတန်ရှင်းလွန်းတာကြောင့်လေထုကိုဓာတ်တစ်ချောင်းလိုပိုင်းဖြတ်သွားခဲ့ရတယ်ငါကြိုတင်ပြင်ဆင်ထားတဲ့စကားတွေကလဲချောင်းမှာတဆိုးသွားခဲ့ရတယ်ငါမင်းနဲ့စကားပြောချင်လို့ပါသူ့နာရီကိုလှမ်းကြည့်လိုက်ပြီးဘာကြောင်းလဲငါမှာ15မိနစ်ပဲအချိန်ရှိတယ်ငါစက္ကန့်ပိုင်းညတန်သွားပြီးမှကော်ဖီကိုကမ်းပေးလိုက်တယ်မင်းအမေရိကာနိုကြိုက်တယ်လို့ကြားလို့ပါငါဖြက်လာရင်ဝယ်ခဲ့တာသူကြည့်လိုက်ပေမဲ့လက်မခံခဲ့ပါဘူးအဖန်မင်းဒီလိုတွေလုပ်เสียမလို့ပါဘူးငါဘာသဘောမှမပါပါဘူးတောင်းပန်ခြင်းယုံပါပဲသူငါစကားကိုတန်းဖြတ်လိုက်တဲ့အတန်ကအစီရင်ခံစာဖက်ပြနေတယ်လို့မျိုးအေးဆက်လာစွာမင်းတောင်းပန်ပြီးပြီလေ Claire ငါ့ကိုပြောပြပြီးပြီမင်းတောင်းပန်ခဲ့တယ်ငါလည်းလက်ခံခဲ့တယ်ဒါနဲ့မလုံလောက်သေးဘူးလားငါကော်ဖီခွက်ကိုကင်ထားရင်ဒီအတိုင်းရက်နေခဲ့မိတယ်ငါဘယ်လောက်တောင်ရေစရာကောင်းနေလဲဆိုတာရုတ်တရက်သတိပြုမိသွားခဲ့ရတာပေါ့ဟုတ်တာပေါ့ငါတောင်းပန်ပြီးပြီလေဒါပေမဲ့အဲ့ဒီနောက်ရောငါလေးလံတဲ့အတန်နဲ့ပြောလိုက်မိတယ်အဲ့ဒီအချိန်တုန်းကငါမင်းအကြောင်းရောမင်္ဂလာပွဲအကြောင်းရောဘာမှမမှတ်မိခဲ့တာတကယ်ပါငါတမင်လောက်တာမဟုတ်ပါဘူးငါသိပါတယ် Claire ငါ့ကိုအကုန်ပြောပြပြီးအတိတ်မိတာအမှတ်တရတွေပျောက်ဆုံးတာစိတ်တန်ရာစေပညာအရာရှင်းပြလို့ရတာတွေကြီးပါပဲဒါတွေကယုတ်တိတန်ပါတယ်အဲ့ဒီတော့ဘာဖြစ်လဲမင်းဘာမှမမှတ်မိတော့ဘူးလို့ပြောလိုက်ရုံနဲ့လွန်ခဲ့တဲ့နှစ်တာကိုဘာမှမဖြစ်ခဲ့တယ်လို့ငါကဟန်ဆောင်ပေးရမှာလားငါအဲ့ဒီလိုမဆိုလိုပါဘူးဒါဆိုမင်းဘာကိုဆိုလိုတာလဲငါသူ့မျက်လုံးတွေကိုစိုက်ကြည့်လိုက်ပေမဲ့စကားတစ်ခုမှထွက်မလာခဲ့ပါဘူးငါအတန်တိတ်စွာနဲ့ပဲသူ့ကိုငေးကြည့်နေခဲ့မိတယ်သူအသက်ပြင်းပြင်းရှူလိုက်ပြီးအဖန်ငါမင်းကိုမမုန်းပါဘူးလူတစ်ယောက်ကိုမုန်းရတာအယမ်းမောပန်းပါတယ်ငါမှအဲ့ဒီလိုအားအိမ်တွေမရှိဘူးငါခံစားရတာကမင်းကိုဘယ်လိုရင်ဆိုင်ရမလဲမသိတော့တာပါဒါကြောင့်မင်းငါစီကိုတီးတက်လာရှာစရာမလိုပါဘူးငါတို့နှစ်ယောက်လုံးတယောက်ကိုတယောက်ဘာမှအကျွေးမရှိကြတော့ဘူးစကားဆုံးတာနဲ့သူလှည့်ထွက်သွားခဲ့တယ်ခြေလန်း2လန်းလောက်ပြီးမှရက်လိုက်ပြီးနောက်လည်းမကြည့်ပဲပြောလိုက်သေးတယ်နောက်ထပ်ကိစ္စတစ်ခုငါအမေရိကန်နိုမတောက်ဘူးငါဗေဘီရဲ့ပုံရိပ်လေးဝေးကွာပြောက်ကွယ်သွားတာကိုငေးကြည့်ရင်ကော်ဖီခွက်ကိုအမိုက်ပုံးနဲ့ပစ်ထည့်လိုက်တယ်အဲ့ဒီညကငါအိတ်လို့မရခဲ့ပါဘူးအဲ့ရပေါ်မှာလဲလျောင်းရင်သူ့မျက်လုံးထဲကအေးဆက်စိမ်းကားတဲ့အကြည့်တွေကိုပဲမင်းမှုနေခဲ့မိတယ်သူကငါ့ကိုမမုန်းဘူးလို့ပြောခဲ့ပေမဲ့ခွင့်လဲမလွတ်ခဲ့ပါဘူးသူ့အတွက်တော့ငါကစရင်နဲ့ထည့်တွက်စရာမလိုတဲ့သူတစ်ယောက်ဖြစ်သွားခဲ့ပြီးငါဖုန်းကိုကောက်ယူပြီးထမရဲ့အဆက်အသွယ်ကိုရှာကာသူ့ရဲ့မကြသေးမီကအချိန်စရာတွေကိုစုံစမ်းပေးပါငါမိနစ်အကြာမှာထမကမေကွန်းတင်ဂီတာပြန်ပို့လာခဲ့တယ်တထေမင်းမဲသူ့ကိုသွားမရှုပ်ပါနဲ့တော့လို့ပြောခဲ့တာမဟုတ်ဘူးလားငါအကူညီမဲ့စွာချောင်းဟပ်လိုက်ပြီးငါစိတ်ပြောင်းသွားပြီးမင်းစုံစမ်းပါလားမစုံစမ်းဘူးလားစုံစမ်းပါမယ်တထေရဲ့မင်းခိုင်းတာဆိုအကုန်လုပ်ပေးပါမယ်နောက်တနေ့မနက်မှာထမကအစီရင်ခံစာကိုငါဖုန်းစီတိုက်ရိုက်ပို့ပေးခဲ့တယ်ဒါကဒီအပတ်အတွက်ဗစ်ဗင်ရဲ့အချိန်စရာဖြစ်ပါတယ်ငါတေချာစစ်စစ်ကြည့်လိုက်တယ်ငါလက်ချောင်းကစကရင်ပေါ်မှာရက်တန့်သွားခဲ့ရတယ်တာပလေးနေ့မိဘမဲ့ကေဟာဒီနေ့ကကြာတာပလေးနေ့ပဲလေငါတွေဝေဖို့အချိန်မပေးတော့ပဲမိဘမဲ့ကေဟာစီတန်းကနေမောင်းထွက်ခဲ့တော့တယ်ဟိုရောက်တော့ငါကားထဲမှာထိုင်ရင်သူကလေးတွေနဲ့ကစားနေတာကိုအဝေးကနေငေးကြည့်နေခဲ့မိတယ်သူငုံထိုင်ရင်ကျစ်ဆန်မီလေးနဲ့မိန်းကလေးငယ်လေးတစ်ယောက်နဲ့တစ်သားတုံးလေးတွေစောင့်နေခဲ့တယ်သူရေမောလိုက်တဲ့ပုံစံလေးကငါအမှတ်တရတဲ့ကဝါတာတာပုံရိပ်လေးနဲ့ခဏတာထပ်တူကျသွားခဲ့ရတာပေါ့ငါအဲ့ဒီအပြုံးကိုမှတ်မိတယ်ငါတကယ်မှတ်မိနေခဲ့တာပါငါနှလုံးသားကရုတ်တရက်အရှိန်ရလာခဲ့တယ်ငါကားထဲကနေမထွက်ဘဲအဝေးကနေပဲကလေးတွေနဲ့ကစားရင်းမုံဝေပေးနေတဲ့သူ့ကိုငေးကြည့်နေခဲ့မိတယ်သူကမနေ့ကရုံးအပြင်မှာငါတွေ့ခဲ့ရတဲ့အမျိုးသမီးနဲ့လုံးဝမတူပဲပွင့်လင်းစွာရေမောနေခဲ့တာပါဒါဆိုရင်သူတခြားသူတွေအရှိမရေမောတာပေါ့သူကမိဘမဲ့ကေဟာကနေထွက်သွားတော့မှငါအင်ဂျင်နိုးပြီးနောက်ကနေလိုက်သွားခဲ့တယ်ဗစ်ဗင်ကအိမ်ကိုတမ်းမပြန်ပါဘူးအဲ့ဒီအစာမျိုးပြင်ဘက်ကနေရာတစ်ခုစီသွားခဲ့တာပါငါသူ့နောက်ကိုလိုက်သွားတော့ရှေးဟောင်းရက်ကွက်တစ်ခုမှာကားရက်လိုက်တာကိုတွေ့လိုက်ရတယ်သူကဘိုင်အိုလင်ဆိုင်တစ်ဆိုင်တဲကိုဝင်သွားခဲ့တယ်ငါကားထဲမှာမိနစ်40လောက်စောင့်နေခဲ့ရတယ်သူပြန်ထွက်လာတော့ရှေးလျားချင်းမြောင်းနဲ့အိတ်တအိတ်ကိုကိုင်ဆောင်ထားခဲ့တယ်
ဘိုင်အိုလင်အိတ်ပေါ်သူကအဲ့ဒီအိတ်ကိုဘေးထိုင်ကုန်ပေါ်ဂယုတစိုက်တင်လိုက်တယ်တင်ဖို့ငုံလိုက်တဲ့စက္ကန့်မှာပဲသူ့အကြည့်တွေကလမ်းတစ်ဖက်ကငါကားစီကြားရောက်သွားခဲ့တယ်လမ်းမကြီးရဲ့အကွာဝေးကနေငါတို့အကြည့်တွေစုံစည်းသွားခဲ့ကြတာပေါ့သူစက္ကန့်ပိုင်းများကြောက်ရွံ့လို့တောင်းတင်းသွားပြီးမှမတ်တက်ပြန်ရက်ကငါဘာချင်နေတာလဲဆိုတာကိုခံမှန်းဖို့စူးစမ်းနေတယ်လို့မျိုးစိုက်ကြည့်နေခဲ့တယ်ငါကားထဲကထွက်ပြီးရှောက်သွားလိုက်တယ်မင်းရဲ့ဘိုင်အိုလင်ဘာဖြစ်လို့လဲသူငါ့ကိုကြည့်လိုက်ပြီးဒါကအဟောင်းပါမျက်နှာပြင်မှာအကြောင်းလေးတွေရှိနေလို့အဖုံးကနည်းနည်းရော့နေတာနဲ့ဆရာကျဲရောစီမာကောပြန်ကတ်ခိုင်းပြီးကျိုးအစ်စ်ပါလဲလိုက်တာသူကရိုးရိုးတငယ်ချင်းတယောက်နဲ့စကားပြောနေတယ်လို့မျိုးအေးဆက်စွာပြောနေခဲ့ပေမဲ့အိတ်ကိုကင်ထားတဲ့သူ့လက်ကနည်းနည်းတင်းကျပ်သွားခဲ့တာကိုငါသတိပြုမိလိုက်တယ်ငါအဲ့ဒီအသေးစိတ်လေးကိုအမိရဆုပ်ကင်လိုက်မိတယ်ငါကြည့်လို့ရမလားသူစက္ကန့်ပိုင်းများတွေဝေသွားပြီးမှအိတ်ကိုလွှဲပေးလိုက်တယ်ငါအိတ်ကိုဖွင့်ကြည့်လိုက်တော့အတွင်းဘက်မှာစာလုံးလေးစစ်ထွင်းထားတာကိုတွေ့လိုက်ရတယ်ငါလက်ချောင်းတွေချက်ချင်းအေးခဲသွားခဲ့ရတာပေါ့ဗစ်တင်ဖေးရဲ့နာမည်အတူကောက်လေးပါငါသူ့ကိုမော့ကြည့်လိုက်မိတယ်မင်းရဲ့ပထမဆုံးနားထောင်သူကမင်းကိုပေးခဲ့တာမင်းကိုယ်တိုင်စစ်ထွင်းခဲ့တာလေငါစာလုံးလေးစီပြန်ကြည့်လိုက်မိတယ်ငါစစ်ထွင်းခဲ့တာငါမမှတ်မိတော့ဘူးအခုတော့ငါမှတ်မိပြီးသူကလက်ကိုဆန့်ထုတ်ပြီးအိတ်ကိုပြန်ယူကဘေးထိုင်ကုန်ပေါ်တင်လိုက်ပြီးတကားပိတ်ကနောက်လဲ၍မေးလိုက်တယ်မင်းမလုံးငါနောက်ကိုလိုက်နေတာလဲငါနှက်ခမ်းကိုတင်းကျပ်စွာစီထားလိုက်မိတယ်ငါမသိဘူးငါမင်းကိုတွေ့ချင်ရုံပါပဲဘာမှမဟုတ်ပါဘူးလေပီလေးကသူ့ဆံပင်တွေကိုနည်းနည်းရှုပ်ပွားသွားစေတာကြောင့်သူကလက်ကိုမြှောက်ပြီးနားနောက်စီတက်တင်လိုက်တယ်အခုမင်းငါကိုတွေ့ပြီးပြီလေအဲ့ဒီတော့ဘာဖြစ်လဲငါခဏတန့်သွားပြီးမနှက်ဖြန်မိဘမဲ့ကေဟာစီမင်းသွားဦးမလားသူငါကိုခံစားချက်ဖတ်လို့မရတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်တယ်အင်းဒါဆိုမနှက်ဖြန်ငါလဲလာခဲ့မယ်သူပြန်မဖြေခဲ့တယ်လို့ညင်းလဲမညင်းခဲ့ပါဘူးသူကားတကားကိုဖွင့်ပြီးဝင်ထိုင်လိုက်တယ်မှန်တကားကတဝက်လောက်နှိမ့်ဆင်းသွားပြီးအတွင်းဘက်ကနေသူ့အတန်ထွက်ပေါ်လာခဲ့တယ်အဖန်မင်းဒီလိုနီးနဲ့အစားထိုးကူးစားစရာမလိုပါဘူးငါမှမင်းရဲ့တနာကယူနာမလိုချင်ဘူးဒါတနာတာမဟုတ်ပါဘူးငါလာချင်ရုံပါပဲသူဘာမှထပ်မပြောတော့ပါဘူးကားကလမ်းမပေါ်ကနေဖြည်းဖြည်းချင်းမောင်းထွက်သွားခဲ့တယ်ငါအဲ့ဒီနေရာမှာရဲရင်ကားနောက်မီးလေးတွေထောင်ချိုးမှပျောက်ကွယ်သွားသည့်အထိငေးကြည့်နေခဲ့မိတယ်ငါအိတ်ကက်ထဲကဖုန်းမြည်လာခဲ့တယ်သူ့စီကစားတဆောင်ရောက်လာတာပါမနှက်ဖြန်10 နာရီငါအဲ့ဒီစကလုံးလေးတွေကိုစိုက်ကြည့်ရင်လမ်းမပေါ်မှာတင်ရေမောလိုက်မိတယ်ဖုန်းကိုအိတ်ကက်ထဲပြန်ထည့်ပြီးအိမ်ပြန်ဖို့ပြင်လိုက်ရုံရှိသေးဖုန်းထပ်မြည်လာခဲ့တယ်တမိတ်ခေါ်တာပါတထေးငါမင်းကိုပြောပြတင်တယ်လို့ထင်တဲ့ကိစ္စတစ်ခုရှိတယ်စနီကဒီနေ့မွန်းလွဲပိုင်းမှာလူတစ်ယောက်နဲ့တွေ့ခဲ့တယ်ထမိတ်ကအတန်ကိုနှိပ်လိုက်ပြီးအရှိပိုင်းတတိယပတ်လန်ကတီးတန့်ကလပ်တစ်ခုမှာပါငါလူလွတ်ပြီးစုံစမ်းခိုင်းလိုက်တော့အဲ့ဒီသူရဲ့မျိုးရိုးနာမည်ကပေးတဲ့နာမည်က Jason Pay ငါတခါမှမကြားဘူးတဲ့နာမည်တစ်ခုပဲသူကဘသူလဲထမိတ်ခဏတန့်သွားပြီးဖဲမိသားစုရဲ့အကြီးဆုံးအမျိုးနွယ်ဝင်လေမိသားစုအဆင့်တန်းရဆိုရင်သူက Vivian ရဲ့ဝမ်းကွဲအကူပဲ Vivian ရဲ့ဝမ်းကွဲအကူသူကရှန်နီနဲ့ဘာသွားလောက်တာလဲတေချာတော့မသိဘူးဒါပေမဲ့ငါအတိတ်ကတမိုင်းကြောင်းချုပ်ကိုစုံစမ်းလိုက်ရတယ်လွန်ခဲ့တဲ့9 နှစ်တုန်းက Vivian ရဲ့အမေအာနာရချိန်မှာ Jason ရဲ့အဖေကိုပုတ်ဖွဲ့တဲ့ကနေဖယ်ရှားခဲ့တာအဲ့ဒီအမျိုးနွယ်နှစ်ခုကြားမှာဆက်ဆံရေးမကောင်းကြဘူးအဓိကကတော့ရန်ညိုးအဟောင်းတွေရှိနေကြတာပေါ့ငါဖုန်းကိုတင်းကျပ်စွာစုပ်ကင်ထားရင်စိတ်ထဲပဟေးလိဖြစ်သွားခဲ့ရတယ်စန်နီနဲ့ Vivian ရဲ့ဝမ်းကွဲအကူပူးပေါင်းသွားကြပြီပြစ်မှတ်ကတော့တေချာနေပြီပေါ့သူဘာတွေလုပ်နေလဲဆိုတာမင်းစုံစမ်းလို့ရမလားစုံစမ်းနေပါတယ်ဒါပေမဲ့သူကအရန်ရုပ်ဝက်လွန်တယ်မျက်နှာပြင်ပေါ်မှာဘာမှမပေါ်ဘူးဆက်ဆောင်ကြည့်ထားပါတခုခုပေါ်လာတာနဲ့ငါ့ကိုချက်ချင်းအကြောင်းကြားနောက်တနေ့မနက်9 နာရီခွဲမှာငါမိဘမဲ့ကေဟာစီရောက်သွားခဲ့တယ်လက်ထဲမှာတကြားနဲ့ခရီးပါတဲ့ပူပူနွေးနွေးလာတဲ့ကော်ဖီတစ်ခွက်နဲ့ဆန်ဒဝစ်မုတ်တစ်ခုကိုကင်ဆောင်ထားခဲ့တာပါမိနစ်30စောရောက်နေတာမို့အပြင်ဘက်ကခုံတန်းရှိပေါ်မှာထိုင်ဆောင်နေခဲ့မိတယ်9 နာရီ50မှာ Porsche အဖြူရောင်ကားတစ်စီးဆိုက်ရောက်လာခဲ့တယ်ဒီနေ့သူကပန်းရောင်ကုတ်အင်ဂျီကိုဝစ်ဆင်ထားပြီးစပင်ကိုမြင့်မြင့်လေးစီးနှောင်ထားကငွေရောင်နားကက်လေးတွေတက်ဆင်ထားခဲ့တယ်သူကားပေါ်ကဆင်းလာပြီးငါလက်ထဲကကော်ဖီနဲ့မုတ်အိတ်ကိုမြင်လိုက်ရတယ်ဒီနေ့ဆန်ဒဝစ်ပါယူလာတာပေါ့မင်းပိုက်စာနေမလားလို့ပါသူကော်ဖီနဲ့မုတ်ကိုလက်ခံယူလိုက်ပြီးဘာမှမပြောဘဲငုံကြည့်လိုက်ပေမဲ့နှက်ခမ်းတောက်လေးကမတိမတာတုံကွေးသွားခဲ့ရတာပေါ့သူချက်ချင်းမစားဘဲကင်ဆောင်ထားရင်နောက်လက်ကခြံထဲဝင်သွားခဲ့တယ်ငါလည်းနောက်ကနေလိုက်သွားခဲ့တာပေါ့မိဘမဲ့ကေဟာရဲ့လှုပ်ရှားမှုတွေကမနေ့ကအတိုင်းပါပဲကလေးတွေကိုရုပ်ပြစာအုပ်တွေဖက်ပြတစ်သားတုံးလေးတွေစောက်မှုစားကြတာပေါ့သူကတစ်ချိန်လုံးစိတ်ပါဝင်စားစွာနဲ့မြေပြင်ပေါ်ငုံထိုင်ရင်ကလေးတွေနဲ့ကစားပေးနေခဲ့တယ်ဖြည်းဖြည်းစားကြပါအများကြီးရှိပါသေးတယ်ငါဘေးနားကနေတစ်တီးတွေကူဝေးပေးရင်ငါအကြည့်တွေကသူ့စီကိုပဲအမြဲရောက်ရှိနေခဲ့မိတယ်မုံစားချိန်ပြီးသွားတော့ကလေးတွေကိုအိတ်ခိုင်းဖို့ခေါ်သွားကြတယ်သူကခြံထဲကဒန်းပေါ်မှာထိုင်လိုက်ပြီးမှဆန်ဒဝစ်မုတ်ကိုဖြေကတကိုက်ကိုက်စားလိုက်တယ်ငါလည်းသူ့ဘေးကဒန်းပေါ်မှာထိုင်လိုက်မိတယ်မနေ့ကမင်းငါကိုခဏီကိုတတိထားဖို့ပြောခဲ့တယ်နော်မင်းငါကိုမယုံဘူးလားငါဆက်ပြီးစစ်ဆက်မေးမြန်းလိုက်မိတာပေါ့ဒါဆိုမင်းရဲ့ဝမ်းကွဲအကူကြတော့ရောသူ့လက်ကမုတ်ကိုပစက်နာတဲဆောင်ရင်လေထဲမှာတင်တန့်သွားခဲ့တယ်စက္ကန့်အနေငယ်ကြာပြီးမှမုတ်ကိုဖြည်းဖြည်းချင်းမျိုးချလိုက်တာပေါ့သူငါကိုမောမကြည့်ခဲ့ပါဘူးသူ့တန်ကပုံမှန်မဟုတ်အောင်အေးဆေးတည်ငြိမ်နေခဲ့တယ်မင်းသူ့အကြောင်းစုံစမ်းလိုက်တာလားငါကိုယ်တိုင်စုံစမ်းတာမဟုတ်ပါဘူးတယောက်ယောက်ကသူ့ကိုစန်နီနဲ့တွေ့နေတာမြင်လိုက်လို့ပါသူအကြာကြီးတိတ်ဆိတ်သွားခဲ့ရတယ်လေပီလေးတစ်ချက်အဝိတ်မှာဒန်းကျိုးလေးကတတရာရာလှုပ်ခါသွားခဲ့တာပေါ့အဲ့ဒီနောက်မှသူစကားဆပြောတယ်ဂျေဆန်ဖေးကငါဦးလေးရဲ့သားလေးသူ့တန်ကတိုးညင်းလွန်းလာပါတယ်လွန်ခဲ့တဲ့9 နှစ်တုန်းကငါအမေကသူ့အဖေကိုပုတ်ဖွဲ့တဲ့ကနေဖယ်ရှားလိုက်ကြတဲ့ကငါတို့ဘက်ချမ်းကမိသားစုကသူ့ကိုအကျွေးတင်နေတယ်လို့သူထင်နေတာငါစိုးရိမ်တကြီးနဲ့စိတ်ဆက်မေးမြန်းလိုက်မိတယ်သူမင်းကိုဒုက္ခပေးဘူးလို့လားသူပြန်မဖြေပဲငါမျက်လုံးတွေကိုအကြည့်ချင်းစုံအောင်လှည့်ကြည့်လိုက်တယ်သူကငါ့ကိုတိုက်ရိုက်ရန်စေရတဲ့တတိတော့မရှိပါဘူးဒါပေမဲ့သူကတခြားသူတယောက်ယောက်နဲ့ပူးပေါင်းလိုက်ပြီဆိုရင်တော့ဘာမှမဆိုဖြစ်သွားနိုင်တယ်ငါရင်ဘက်တစ်ခုလုံးဒိုင်းကနေဖြစ်သွားခဲ့ရတယ်သူသိနေတာပဲသူအကုန်လုံးသိနေခဲ့တာသူစနီနဲ့တွေ့နေတာကိုမင်းသိပြီးသားပေါ့သူတို့တွေ့ကြပြီဆိုတာတော့ငါမသိခဲ့ပေမဲ့ဒီလိုဖြစ်လာမယ်ဆိုတာခံမှန်းထားပြီးသားပါစနီကငါ့ကိုမုန်းနေဂျဲဆုံကငါ့ကိုရန်ညှိုးထားတယ်ငါ့ကိုမုန်းနေတဲ့လူနှစ်ယောက်ပေါင်းစည်းသွားကြတာဆိုတော့
ငါအတွက်မွေးနေ့ပွဲကျင်းပပေးဖို့မဟုတ်တာတော့တေချာတာပေါ့သူ့ရဲ့ခက်ရွှင်ပြောစကားကြောင့်ငါသဘောကျမိမလို့ဖြစ်သွားပေမဲ့တကယ်တမ်းမရင်နိုင်ခဲ့ပါဘူးမင်းပါလို့ဖို့ပြင်ထားလဲဘာမှမလုပ်ပါဘူးသူကတဝက်ပဲစားရသေးတဲ့ sandwich မုတ်ကိုစာရွက်နဲ့ပြန်ထုတ်လိုက်တယ်အကယ်၍သူတို့ငါ့ကိုရန်ဆက်ချင်နေဆိုရင်တော့အဲ့ဒီအတွက်လုံလောက်တဲ့အရေးချင်းရင်းနှီးပေးဆက်ရလိမ့်မယ်သူဒါကိုပြောလိုက်တဲ့အခါအတန်ကပုတ်ပါလွန်းလာတာကြောင့်ကိုနှစ်ယောက်လုံးကိုလုံးဝထဲထဲဝင်ဝင်ဂယုမဆိုင်တဲ့ပုံစံမျိုးပါဒါပေမဲ့စာရွက်အိတ်ကိုစုပ်ကင်ထားတဲ့သူ့လက်ချောင်းလေးတွေမတိမတာတင်းကျပ်သွားတာကိုငါသတိပြုမိလိုက်တယ်ငါစကားပြောဖို့ပါဆက်ဟလိုက်ယုံရှိသေးအိတ်ကက်ထဲကဖုန်းကရုတ်တရက်မြည်လာခဲ့တယ်ဖုန်းကိုထုတ်ကြည့်လိုက်တော့ထမိတ်ထန်ကစာတစောင်ဖြစ်နေခဲ့တယ်သူထေးတခုခုတွေ့ထားပြီး Jason Page ကလွန်ခဲ့တဲ့3ရက်ကကုမ္ပဏီအသစ်တစ်ခုမှတ်ပုံတင်ထားတယ်တရားဝင်ကိုယ်စားလှယ်ကမင်းမသိတဲ့သူဖြစ်နေပေမဲ့ဥပဒေကြောင်းအရပိုင်ဆိုင်မှုစည်းရင်းကိုလိုက်ကြည့်လိုက်တော့နောက်ွယ်ကအကျိုးခံစား권ရှိသူဟာသူကိုယ်တိုင်ဖြစ်နေတယ်ဒီကုမ္ပဏီအသစ်ကမနေ့ကတင် Peak Culture and Tourist ထန်စီဝယ်ယူရေးအဆိုပြုလွှာတစ်ခုတင်သွင်းထားတယ်သူက Peak Culture and Tourism အောက်ကလုပ်ငန်းခွဲတစ်ခုကိုဝယ်ချင်နေတာအဲ့ဒါကမင်းရဲ့ဖြောပြပွဲစာချုပ်အကုန်လုံးကိုကင်တွယ်ပေးနေတဲ့ဌာနဖြစ်နေတယ်ငါ screen ကိုစိုက်ကြည့်ရင်သူ့ရဲ့အိမ်တွေနည်းနည်းကျုံသွားခဲ့ရတာပေါ့ငါသူ့ကိုမောကြည့်လိုက်မိတယ်သူကလည်းသူ့ဖုန်းကိုငုံကြည့်နေရင်မျက်ခုံးတွေတွန့်ချိုးထားခဲ့တာပါတေးချတယ်သူလည်းဒီသတင်းကိုရလိုက်ပြီဆိုတာသူ့ဖုန်းကိုဖတ်ပြီးနောက်စပွဲပေါ်တင်လိုက်ရင်ငါ့ကိုမောကြည့်လာခဲ့တယ်အနှဲငယ်မတိမတာလေးပြုံးလိုက်ရင် FN မွန်းလွဲပိုင်းမှာမင်းအလုပ်ရှုပ်နေတာမျိုးရှိလားမရှိပါဘူးငါကောင်းခါပြလိုက်တယ်ဒါဆိုငါနဲ့အတူနေရာတစ်ခုစီလိုက်ခဲ့ဘယ်ကိုလဲတူမက်တက်ထွက်လိုက်ပြီးကတ်မနေတဲ့ဖုန်းတွေကိုခါထုတ်လိုက်တာပေါ့သူ့နှကန်းတွေမှာအပြုံးတစ်ခုပေါ်ထွက်လာခဲ့တယ်ငါရဲ့ချစ်လာစွာတော့ဝမ်းကွဲအကူစီတွားတွေ့တာပေါ့မေးစရာလိုသေးလို့လားငါစကားပြန်မပြောနိုင်ခင်မှာပဲသူကနောက်လှည့်ပြီးခြံတကားဝါကကားစီကိုရှောက်သွားခဲ့ပြီးရဲပြန်ကရုတ်တရက်နောက်လှည့်ကြည့်လိုက်ပြီးမင်းဘာလို့အဲ့ဒီမှာရက်နေတာလဲတွားကြမယ်လေငါဘေးထိုင်ခုံစီအမြန်ရှောက်သွားပြီးကားပေါ်တက်ထိုင်လိုက်တယ်ကားကချက်ချင်းမောင်းထွက်သွားခဲ့တာပေါ့လေပြင်းတွေကမှန်ပြတင်းကနေတိုးဝင်လာပြီးသူ့နရွက်ဘေးကဆန်ရွယ်လေးတွေကိုလှုပ်ခါနေစေခဲ့တယ်ငါသူ့ကိုမျက်လုံးထောင်းကနေခိုးကြည့်လိုက်မိတယ်သူ့မျက်နှာအမူအရာကတည်ငြိမ်လုံးနေခဲ့တယ်ပုံမှန်ထက်တောင်တည်ငြိမ်နေသေးတာပေါ့မင်းသူ့ကိုဘာသွားပြောမှလဲဘာပြောရမှလဲသူငါနောက်ွယ်မှာဘာရီဂျန်စီနေလဲဆိုတာငါသိနေတယ်လို့ပြောရမှာလားသူမသိမတာပြောလိုက်ရင်ငါဘာမှပြောမှာမဟုတ်ပါဘူးငါနည်းနည်းဇာဝေဇဝါဖြစ်သွားခဲ့ရတယ်ဗျာဘာကိုဆိုလိုတာလဲသူကကုမ္ပဏီအသစ်မှတ်ပုံတင်တဲ့ဝယ်ယူရေးအဆိုပြုလွှာတင်သွင်းတယ်ဒါတွေကဥပဒေပေါင်းအတွင်းကတရားဝင်စီးပွားရေးလှုပ်ရှားမှုတွေကြီးပဲလေငါအတင်းဝင်သွားပြီးသူ့ကိုရန်တွေးလိုက်ရင်သူကငါ့ကိုစိုးသွားအောင်လှည့်ပြောလိုက်မယ်ဆွေမျိုးတွေစီးပွားရေးလုပ်တာကိုမရှုစိတ်နိုင်တဲ့မကောင်းတဲ့ညီမလေးဆိုပြီးပေါ်သူခဏတက်လိုက်ပြီးဒါကြောင့်ငါကအဲ့ဒီဝယ်ယူမှုအကြောင်းသွားပြောမှာမဟုတ်ဘူးဒါဆိုငါတို့ဘာသွားလုပ်ကြမှာလဲသူငါ့ကိုလှည့်ကြည့်လိုက်ရင်နှကန်းအစုံကိုအထက်စီကွင်းညွတ်ပြလိုက်တယ်သူ့ကိုလက်ဆောင်တစ်ခုသွားပေးမလို့လက်ဆောင်ဟုတ်လားအင်းလေသူ့ရဲ့ကုမ္ပဏီအသစ်အတွက်သွားကုန်ပြတာပေါ့ငါခဏတန်သွားပြီးမှသူဘာဂျန်စီနေလဲဆိုတာရုတ်တရက်သဘောပေါက်သွားခဲ့ရတယ်ငါမိထိုင်ရင်အတူတူပြုံးလိုက်မိတာပေါ့မင်းတကယ်ကိုရက်ဆက်တာပဲနော်သိရလားသူပြန်မဖြေခဲ့ပေမဲ့နှကန်းထောင်လေးတွေကပိုလို့တောင်ကွင်းညွတ်သွားခဲ့ရတာပေါ့ကားကရုံးအဆောက်အုံအသစ်တစ်ခုအောက်မှာရက်တန်သွားခဲ့တယ်ငါမောကြည့်လိုက်တော့ဒီအဆောက်အုံက Peak Culture and Tourist ဌာနချုပ်ရဲ့လမ်းတစ်ဖက်တက်တက်မှာတည်ရှိနေခဲ့တာပါPeak Culture and Tourism ကဥက္ကဋ္ဌရုံးခန်းသတင်းပေါင်းနဲ့တနက်မတ်မတ်ကြီးရင်ဆိုင်နေရတာပေါ့ဒီနေရာကိုရွေးချယ်လိုက်တာကအပြတ်သက်ပြောင်ပြောင်တင်းတင်းရန်ဆလိုက်တာပါပဲသူကားပေါ်ကဆင်းလိုက်ပြီးကားနောက်ဖုံးထဲကနေတက်ရက်လှပတဲ့လက်ဆောင်အိတ်ကိုထုတ်ယူလိုက်တယ်ပြီးတော့အဲဂျိုကောင်သားစီအဖြောင်တန်းလျှောက်သွားခဲ့တာပေါ့အဲဂျိုဝန်ထမ်းမလေးကသူ့ကိုမြင်လိုက်ရတာနဲ့ကြောက်ရွံ့လို့တောင်းတင်းသွားခဲ့ရတယ်မစ္စပိဘာကိစ္စများရှိလို့ပါလဲရှင်ဗီဗီယန်ကယဉ်ကျေးပြီးနှွေးထွေးတဲ့အပြုံးလေးပြုံးပြလိုက်တယ်ငါဝမ်းကွဲအကူစီလာတာပါသူ့ကုမ္ပဏီအသစ်ဖွင့်ပွဲဆိုလို့ဂုဏ်ပြုဖို့တီးတန့်လာခဲ့တာအဲဂျိုမလေးတွေဝေသွားပြီးမှအပေါ်ထက်စီဖုံးဆက်လိုက်တယ်ဖုံးချလိုက်တော့သူ့မျက်နှာအမူအရာကနည်းနည်းရှုပ်ထွေးနေခဲ့တာပေါ့မစ္စတာပေက16ထက်စီကြွပါတယ်ရှင်ကျေးဇူးပြုပြီးဗီဗီယန်ကပြုံးပြီးကျေးဇူးတင်ကြောင်းပြောကလက်ဆောင်အိတ်ကိုကင်ပြီးတက်လီကားစီလျှောက်သွားခဲ့တယ်ငါလည်းနောက်ကနေလိုက်သွားခဲ့တာပေါ့လက်လီကတကားပိတ်သွားတာနဲ့တင်သူ့နှကန်းပေါ်ကနူးညံ့တဲ့အပြုံးကြီးကချက်ချင်းပြောက်ကွယ်သွားခဲ့ရတယ်မင်းစောစောကတကယ်တော်တာပဲဘာတော်တာလဲလိမ္မာပါနဲ့တဲ့ဝမ်းကွဲညီမလေးပုံစံမျိုးပေါ့သူဘာမှပြန်မပြောခဲ့ပေမဲ့လက်လီကတကားမှန်တွေကသူ့ရဲ့အယောင်ပြန်ဟပ်မှုမှာတော့အေးဆက်တဲ့အရေးအယောင်တစ်ခုဖြစ်ပြေးသွားတာကိုငါမြင်လိုက်ရတယ်လက်လီက16ထက်စီရောက်ရှိသွားခဲ့တယ်စင်ကြံလန်းရဲ့အဆုံးမှာတော့ခန်းနာစွာပြင်ဆင်ထားတဲ့ရုံးခန်းတစ်ခုရှိနေခဲ့တာပါတကားကတဝက်ပွင့်နေခဲ့တယ်သူကတကားကိုတိုက်ရိုက်တွန်းဖွင့်ပြီးဝင်သွားခဲ့တယ်Jason Page ကအသက်30ကျော်ရွယ်လောက်ရှိပြီးမျက်လုံးတွေထဲမှာပါနက်တဲ့အရေးအယောင်တွေပြည့်နေခဲ့တာပါဗီဗီယန်ဝင်လာတာကိုမြင်တော့သူကချက်ချင်းအပြုံးကြီးတက်ဆင်လိုက်ရင်ထရက်ကခီးဦးကြိုပြလိုက်တယ်ဟာဟာဗီဗီယန်ဘာကိစ္စနဲ့လာတာလဲငါစီကြိုပြောထားရမှာကိုငါအစင်တင်ပြင်ထားပေးမှာပေါ့အဲ့ဒီနှွေးထွေးမှုကြီးကလွန်ကဲလုံးနေတာကြောင့်ကြည့်လိုက်တာနဲ့ဟန်ဆောင်နေမှန်းသိတာလာပါတယ်ဗီဗီယန်ကလည်းအတူတူပြုံးပြလိုက်တယ်သူ့အပြုံးကပိုလို့တောင်စစ်မှန်နေသူမျိုးပါဝမ်းကွဲအကူကလည်းကုမ္ပဏီအသစ်ဖွင့်တာဒီလောက်ကိစ္စကြီးတာကိုငါ့ကိုတောင်မပြောဘူးနော်တခြားသူတွေစီကကြားတော့မှသိရတာဒါကြောင့်ငါတီးတန့်ကုန်ပြုဖို့လာခဲ့တာပါသူကလက်ဆောင်အိတ်ကိုစာပွဲပေါ်စီနူးညံ့ညင်သာစွာနဲ့တင်လိုက်တယ်မင်းကလည်းအားနာစရာကြီးပါဒါလုပ်ငန်းတေးသေးလေးပါပွဲစုအောင်လုပ်ရလောက်တဲ့အထိမဟုတ်ပါဘူးလုပ်ငန်းတေးသေးလေးဟုတ်လားဒီပြင်ဆင်မှုဒီနေရာနဲ့တင်ငါကြည့်ရတာတော့တေးသေးလေးနဲ့မတူပါဘူးနော်အကိုကြီးပါမဆိုကိစ္စကြီးတစ်ခုခုလုပ်ဖို့ပြင်နေတဲ့ပုံပဲဟိုမဟုတ်ပါဘူးမင်းရဲ့ Peak Culture and Tourism ရဲ့ပမာဏကိုမိဖို့ဝေးရောသူ့အကြည့်ကငါစီရုတ်တရက်ကြားရောက်သွားခဲ့ပြီးငါတည်ရှိမှုကိုအခုမှသတိထားမိလိုက်တယ်လို့မျိုးဒါကဘာတူလဲငါတငယ်ချင်းပါEthan Shane နဲ့ Vivian ကငါ့ကိုအရေးမပါတဲ့သူတယောက်လိုမျိုးပေါ့ပေါ့ပါပါမိတ်ဆက်ပေးလိုက်တယ်ငါနာမည်ကိုကြားတော့ Jason Page ရဲ့မျက်လုံးတွေမတိမတာဝင်းလက်သွားခဲ့ပေမဲ့အမြန်ပဲပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့တယ်။ Mr. Chang သူငါစီလက်ဆန့်ထုတ်ပေးလိုက်တယ်။မင်းအကြောင်းငါအများကြီးကြားဖူးပါတယ်။နိုင်ငံတကာဂီတပညာရှင်ကြီးပေါ့။စောစောကမမှတ်မိလိုက်တဲ့အတွက်တောင်းပန်ပါတယ်နော်။ငါသူ့လက်ကိုစုပ်ကင်လိုက်ရင် Mr. Page ကလည်းညှောက်ပြောနေပြန်ပါပြီ။သူငါ့ကိုအကဲခတ်တဲ့တွက်ချက်နေတဲ့အကြည့်တွေနဲ့ခဏတို့များစိုက်ကြည့်နေခဲ့တယ်။အဲ့ဒီနောက်လက်ကိုပြန်ရုပ်လိုက်ပြီး Vivian စီလှည့်သွားခဲ့တယ်။ Vivian မင်းဒီရက်ပိုင်းကြည့်ရတာမျက်နှာတိတ်မကောင်းလာဘူးနော်
သူကစိုးရိမ်ပေးနေတဲ့အမှုအရာတက်ဆင်လိုက်ရင်ညစ်နဲ့အထိအလုပ်လုပ်နေရပြန်ပြီလားကျမ်းမာရေးကိုဂရုစိုက်ဦးကိုဒီလောက်အထိဖိအားမပေးပါနဲ့ပြီးတော့ရုတ်တရက်တစ်ခုခုတတိယသွားတယ်လို့မျိုးဒါနဲ့စကားမဆက်မင်းဒီရက်ပိုင်းရွှေမိသားစုနဲ့တော်တော်လေးနီးကပ်နေတယ်လို့ကြားမိတယ်ငါရင်ပတ်တင်းကျပ်သွားခဲ့ရတယ်သူကိုယ်တိုင်ဒါကိုစကားဆက်လိုက်တာပါလားလက်ရင်ရဲ့အပြုံးကနည်းနည်းမှရင်းရိုင်မသွားခဲ့ပါဘူးဝမ်းကွဲအကူကတရင်အရမ်းလင်တာပဲအတိုင်းဝိုင်းကတေးသေးလေးပါဘာကိစ္စမဆိုမကြပဲမနေနိုင်ပါဘူးသူ့အကြည့်ကငါမျက်နှာစီချက်ချင်းဖြတ်ခနဲ့ရောက်ရှိလာခဲ့တာကိုငါသတိပြုမိလိုက်တယ်ရွှေမိသားစုကဂျင်းမြို့မှာအစင်တန်းမြင်မာတဲ့သူတွေလေသူတို့နဲ့ဆက်ဆံတဲ့အခါသတိထားတာအမြဲတမ်းပိုကောင်းတာပေါ့သူကစေတနာနဲ့အကြံပေးနေတယ်လို့မျိုးစကလုံးတွေကိုတုံးထားပေမဲ့ဘက်ပြက်စီကိုတော့မင်းဘသူနဲ့ဆက်ဆံနေလဲဆိုတာငါအကုန်သိတယ်လို့စာပို့နေတယ်လို့ငါစီကိုလည်းမင်းဘေးကဒီလူဟာလဲရွှေမိသားစုနဲ့ဆက်ဆက်နေတယ်ဆိုတာငါသိတယ်လို့သတိပေးနေတာကိုငါရေးမိလိုက်ပါတယ်ဗစ်ဗင်ကတိုက်ရိုက်ပြန်မဖြေပဲပြုံးရင်းကောင်းကြီးပြလိုက်တယ်မင်းပြောတာမှန်ပါတယ်ဝမ်းကွဲအကူငါမင်းရဲ့အချိန်တွေကိုထပ်မယူတော့ပါဘူးနောက်မှအတူတူထမင်းစားကြတာပေါ့စကားဆုံးတာနဲ့သူလှည့်ထွက်သွားခဲ့တယ်ငါလည်းနောက်ကနေလိုက်သွားခဲ့တာပေါ့တကားဝစီရောက်တော့ငါနောက်လှည့်ကြည့်လိုက်မိတယ်ဂျေဆန်ဖေးကစပွဲနောက်မှာမတ်တက်ရက်နေခဲ့ပြီးသူ့အပြုံးတွေလုံးဝပြက်ကွယ်သွားခဲ့ပြီးမျက်လုံးတွေကစောင်းရသည်ထားတော့တစ်ချောင်းလိုအေးဆက်ထက်မျက်နေခဲ့တော့တာပေါ့ဓာတ်လေကတကားပိတ်သွားတဲ့စက္ကန့်မှာပဲငါအသက်ပြင်းပြင်းတက်ပြင်းချလိုက်မိတယ်မင်းသတိထားမိလားသူကမင်းနဲ့စီးပွားရေးစစ်ပွဲဆင်နွှဲဖို့ရောက်လာတာမဟုတ်ဘူးမင်းပါလုပ်နေလဲဘသူနဲ့ရှိနေလဲဆိုတာအကုန်သိနေတယ်လို့လာပြောတာဗက်ပြင်းဘာမှပြန်မပြောခဲ့ပေမဲ့သူ့လက်ချောင်းလေးတွေကတော့မတိမတာတင်းကျပ်သွားခဲ့တာပေါ့ငါတို့အိတ်ခန်းကနေထွက်လာပြီးသူ့ကားစီပြန်ရောက်ခဲ့ကြတယ်သူအင်ဂျင်ကိုချက်ချင်းမနှိုးခဲ့ပါဘူးအဲ့ဒီအစားမိထိုင်ရင်ရှေ့မှန်ကနေတဆင်ဖျားရ entertainment ဌာနချုပ်အဆောက်အုံရဲ့အထက်ဆုံးထပ်ရုံးခန်းပြတင်းပေါက်ကိုစိုက်ကြည့်နေခဲ့မိတယ်အဲ့ဒါသူ့ရုံးခန်းပဲသူကငါမော့ကြည့်လိုက်တိုင်းသူ့ဆိုင်ဘုတ်ကိုမြင်ရအောင်လို့ငါရုံးခန်းတက်တဲ့မှာသူ့ကုမ္ပဏီကိုတမင်လာဖွင့်ထားတာသူဘာလုပ်ချင်နေလဲဆိုတာမင်းသိလားသူခဏတန်သွားပြီးမှငါကောင်းတဲ့စိတ်ကနေဖြစ်သွားစေမဲ့စကားတခုပြောလိုက်တယ်သူ့အဖေကငါအမေလုပ်ခဲ့တယ်လို့မျိုးဘုတ်ဖွဲ့တွေကနေအပြင်ဆွဲထုတ်တာကိုထပ်လုပ်ချင်နေတာဒါပေမဲ့ဒီတစ်ချိန်ထွက်သွားရမယ့်သူကငါဖြစ်နေတာပေါ့ကားအတွင်းထဲမှာစက္ကန့်အနည်းငယ်များတိတ်ဆိတ်သွားခဲ့ရတယ်ငါနောက်ဆုံးတော့မေးလိုက်မိတယ်ဒါဆိုမင်းဘာလုပ်မှလဲသူနောက်လှည့်ပြီးငါ့ကိုကြည့်ကမတိမတာပြုံးပြလိုက်တယ်ပြီးတော့ကားဆက်နိုးလိုက်တာပေါ့ငါဘေးထိုင်ကုန်ပေါ်မိထိုင်ရင်သူ့ရဲ့တင်းငိမ်လှတဲ့ဘေးတစ်စောင်းမျက်နှာလေးကိုမျက်လုံးထောင်းကနေငေးကြည့်နေခဲ့မိတယ်ဒီအမျိုးသမီးကငါထင်ထားတာထက်တောင်ပိုမိုရှုပ်ထွေးနေနေလှပါတယ်သူကငါစီကအကာအကွယ်ပေးမှုကိုမလိုအပ်ပါဘူးသူလိုအပ်နေတာကသူလှုပ်ရှားမှုတွေပြုလုပ်တဲ့အခါသူ့ကိုအနှောက်အယှက်မပေးဘဲဘေးနားမှာတည်ရှိနေပေးမဲ့သူမျိုးပါအဲ့ဒီညကငါအပတ်မှန်စီပြန်ရောက်တော့စက်တီပေါ်မှာထိုင်ရင်ဂျက်ဆန်ရဲ့ရုံးခန်းထဲကအဖြစ်အပျက်ကိုခေါင်းထဲမှာထက်ခါပြန်လဲစဉ်းစားနေခဲ့မိတယ်စင်းနီကမင်းရဲ့တငယ်ချင်းကိုတော်တော်လေးစိတ်ဝင်စားနေတယ်ဆိုတဲ့သူစကားကငါနားထဲမှာထက်ခါကြားရောက်နေခဲ့တာပါဂျက်ဆန်ကမရှိစကားပြောခဲ့တာမဟုတ်ပါဘူးသူကဗစ်ဗင်ကြားအောင်တမင်ပြောခဲ့တာပါမင်းဘေးနားမှာဘသူတွေရှိနေလဲဆိုတာငါသိတယ်မင်းကိုဘသူတွေရန်စချင်နေလဲဆိုတာလည်းငါသိတယ်လို့သူကပြောလိုက်တာပေါ့ငါဖုန်းကိုကောက်ယူပြီးထမိတ်စီစာပို့လိုက်တယ်ငါအတွက်တစ်ခုခုလိုက်ရှာပေးပါဆန်နီနဲ့ဂျက်ဆန်ဖေးတို့ဘလို့ရင်းနှီးသွားကြတာလဲဘယ်တော့မှစတွေ့ခဲ့ကြတာလဲဆိုတာသူတို့ကိုတခြားသူတယောက်ကမိတ်ဆက်ပေးခဲ့တာလားဆိုတာပါစုံစမ်းပေးပါမိနစ်အနည်းငယ်ကြာတော့ထမီကပြန်စာပို့လာခဲ့တယ်ရပါပြီတထေးဟိုဒါနဲ့မနှက်ဖြန်မင်းအပြင်ထွက်နေတော့ကအပတ်မှန်စီပစ္စည်းတစ်ခုရောက်လာခဲ့တယ်ဆိုတာပြောဖို့မေ့သွားလို့ပို့သူနာမည်ကမစ္စရှူတဲ့ငါစခရင်ကိုစိုက်ကြည့်ရင်သူငယ်အိမ်တွေကျုံသွားခဲ့ရတာပေါ့ဆန်နီကငါအိမ်လိပ်စာကိုသိနေတာပါလားငါစာပင်ပြန်မပို့နိုင်ခင်မှာပဲဒုတိယစာတစ်စောင်ထပ်ရောက်လာခဲ့တယ်ငါအထုပ်ကိုမဖွင့်ရသေးပါဘူးတကားဝါကဖနက်စင်အောက်မှာထားပေးထားတယ်ငါထရက်ပြီးတကားဝါစီလျှောက်သွားလိုက်တယ်တေးချပါတယ်ဖနက်စင်အောက်မှာအထုပ်သေးသေးလေးတစ်ထုပ်ရှိနေခဲ့တာပါငါငုတ်ထိုင်ပြီးဖွင့်ကြည့်လိုက်တယ်အတွင်းထဲမှာအနက်ရောင်ကတိပါဘူးလေးတစ်ခုပါဝင်နေခဲ့တာပါငါဖုန်းကိုမလိုက်တော့လက်စွပ်တီးကျဲတီး cufflinks တစ်စုံပါရှိနေခဲ့တယ်အောက်ဖက်မှာကပ်ပြားလေးတစ်ချက်ထည့်ထားခဲ့တာပေါ့အဲ့ဒီညကပန်းစည်းလေးပျက်စီးသွားခဲ့ရတယ်အစားထိုးတဲ့အနေနဲ့ဒီ cufflink လေးကိုပေးလိုက်ပါတယ်နော်နောက်တစ်ချိန်တွေ့တဲ့အခါဒါလေးဝတ်ဆင်ထားတာကိုမြင်တွေ့ချင်ပါတယ်ဆန်နီရှူငါအဲ့ဒီကပ်ပြားကိုအကြာကြီးစိုက်ကြည့်နေခဲ့မိတယ်သူကငါစီ cufflinks ပို့ပေးနေချိန်မှာဂျေဆန်ကဗစ်ဗင်ရဲ့အရှိမတင်သူ့အကြောင်းကိုမရမကထုတ်ပြောခဲ့တာပါဒီလူနှစ်ယောက်ကတယောက်ကပွင့်ပွင့်လင်းလင်းတယောက်ကအမှောက်ထုထဲကနေကျိုးဆွဲရင်းတစုံတစ်ခုကိုစနစ်တကျကစားနေကြတယ်လို့မျိုးပါပဲပြီးတော့ဒီကစားပွဲပေါ်ကနှုတ်ကလက်ကွက်တွေကငါနဲ့ဗစ်ဗင်နှစ်ယောက်တည်းတင်မကတော့ပါဘူးငါဘူးကိုပိတ်လိုက်ပြီးစပွဲပေါ်တင်ကာဓမိစီစာပြန်ပို့လိုက်တော့တာပေါ့အထုတ်ရပြီးဂျေဆန်ဖေးအကြောင်းကိုအသေးစိတ်ထပ်ပြီးစုံစမ်းထားပေးပါငါဖုန်းကိုဘေးမှာခဏချဆက်တီပေါ်မိထိုင်ရင်မျက်လုံးကိုတင်းကျပ်စွာမှိတ်ထားလိုက်မိတယ်နောက်တနေ့မနက်မှာတော့ငါမိဘမဲ့ကေဟာစီမိနစ်40စောပြီးရောက်သွားခဲ့တာပေါ့မနေ့ကအတိုင်းပူပူနွေးနွေးလာတဲ့ကော်ဖီနဲ့ဆန်ဒဝစ်မုတ်ကိုကင်ဆောင်ထားခဲ့တာပါဒါပေမဲ့ဒီနေ့မှာတော့ငါနောက်ထပ်ကိစ္စတစ်ခုပါထပ်လုပ်ခဲ့တယ်ထမ်းမေကိုညာရင်းချင်းစုံစမ်းခိုင်းထားတဲ့ဂျေဆန်ဖေးရဲ့အသေးစိတ်အစီရင်ခံစာအထက်လိုက်ကြီးကိုစာအိတ်အညူကြီးနဲ့ပိတ်ပြီးယူဆောင်လာခဲ့တာပါသူကားရက်လိုက်တာနဲ့ငါလက်ထဲကစာအိတ်ကိုတတိထားမိသွားခဲ့ရတယ်ဒါပါလေသူမျက်ခုံးပင်ပြီးမေးလိုက်တာပေါ့မင်းဝမ်းကွဲအကိုရဲ့ကိုရေးရဆိုဝင်လေးငါစာအိတ်ကိုသူ့စီကမ်းပေးလိုက်ရင်ထမေကိုညာရင်းချင်းခိုင်းပြီးသူ့နာမည်နဲ့ရှိတဲ့ကုမ္ပဏီဘယ်နှခုရှိလဲဘဏ္ဍာငွေဘဲကရလဲလွန်ခဲ့တဲ့3လအတွင်းသူဘယ်သူတွေနဲ့တွေ့ခဲ့လဲဆိုတာအကုန်လုံးစုံစမ်းခိုင်းထားတာဒီထဲမှာအကုန်ပါတယ်သူစာအိတ်ကိုလှမ်းယူလိုက်ပေမဲ့ချက်ချင်းမဖွင့်ကြည့်ခဲ့ပါဘူးအဲ့ဒီအစားငါ့ကိုမော့ကြည့်လာခဲ့တယ်ဘာလို့သူ့အကြောင်းတွေလိုက်စုံစမ်းနေတာလဲဘာလို့ဆိုတော့သူကမင်းကိုဒုက္ခပေးဖို့ကြံစည်နေတာလေငါမင်းကိုတယောက်တည်းရင်ဆိုင်ခိုင်းမထားနိုင်ဘူးသူငါ့ကိုကြည့်လိုက်လက်ထဲကဖိုင်ထူကြီးကိုကြည့်လိုက်နဲ့စက္ကန့်အနည်းငယ်များတိတ်ဆိတ်သွားခဲ့ရတာပေါ့အဲ့ဒီနောက်မှစာအိတ်ကိုအိတ်ထဲထည့်လိုက်ပြီးနှက်ခမ်းထောင်လေးမတိမတာတွန့်ကွေးသွားခဲ့ရတယ်ကျေးဇူးပဲသူ့အတန်ကတိုးလွန်းလာပေမဲ့ငါတေချာကြားလိုက်ရပါတယ်အဲ့ဒီနေ့ကမိဘမဲ့ကေဟာမှာသူကလေးတွေနဲ့ကစားပေးနေတဲ့အခါစိတ်ပန်းပြေနေတဲ့ပုံစံမျိုးပို့ပေါ်နေခဲ့တယ်ငါဘေးနားကခုံတန်းရှိပေါ်ထိုင်ရင်မုံကိုဖြည်းဖြည်းချင်းစားနေခဲ့မိတာပေါ့ဒန်းကျိုးလေးကတာတာရရလှုပ်ခါနေပြီးတိရွက်တွေကြားကနေနေအောင်ကြီးနွေးနွေးလေးထောက်မထားခဲ့တယ်
လေထုထဲမှာနေရောင်နဲ့မုံတင်းတဲ့လေးတွေတင်းပြတ်လို့ပေါ့ငါမြေပြင်ပေါ်ငုံထိုင်ရင်မိန်းကလေးငယ်လေးတယောက်ကိုအကွက်စင်ကစားနည်းစိတ်ရှည်လက်ရှည်တင်ပေးနေတဲ့သူ့ကိုငေးကြည့်နေခဲ့မိတယ်။သူလှုပ်ရှားလိုက်တိုင်းသူ့ချစ်ဆန်မီလေးကဘောလုံးလေးလိုလှုပ်ခါနေခဲ့တာပါ။သူကငါအမတ်တရတဲ့ကပုံရိပ်လေးနဲ့မတူတော့ပေမဲ့ငါသူ့ကိုအဆအဆုံးပြန်လဲသိရှိနားလဲအောင်စူးစမ်းနေခဲ့မိပါတယ်။အဲ့ဒီမွန်းလွဲပိုင်းမှာသူ့ချက်ဆန်ချောင်းကိုလုံးဝထုတ်မပြောခဲ့သလိုငါဘာလို့သူ့ကိုကူညီချင်ရတာလဲဆိုတာကိုလည်းမမေးခဲ့ပါဘူး။ငါပြန်ခါနီးမိဘမဲ့ကေဟာခြံတကားဝမှာရရင်ဒီတိုင်းလေးပဲပြောလိုက်တာပါ။မနှက်ပြန်ထက်လာဦးမလားအင်းဒါဆိုရေခဲပါတဲ့အမေရိကာနိုကော်ဖီဝယ်ခဲ့ပြီးငါခဏတန့်သွားခဲ့ရတယ်မင်းရေခဲပါတဲ့ကော်ဖီမတောက်ဘူးလို့ထင်နေတာသူကောင်းလေးစောင်းလိုက်ရင်မျက်လုံးထဲမှာစော့ကစားခြင်းနဲ့အရေးရောင်လေးတွေနဲ့ငါအကျင့်တွေကိုဖြည်းဖြည်းချင်းလေ့လာမယ်ဆိုစကားဆုံးတာနဲ့သူနောက်လှည့်ပြီးကားပေါ်တက်သွားခဲ့တော့တာပေါ့ငါခြံတကားဝမှာရရင်စက္ကန့်ပိုင်းများပြုံးမိနေခဲ့တယ်ပြီးမှဖုန်းကိုထုတ်ပြီးစာပြန်ပို့လိုက်မိတယ်မနှက်ပြန်ရေခဲပါတာယူခဲ့ပြီးမယ်သူစာပြန်မပို့ခဲ့ပေမဲ့သူ့ Porsche အဖြူရောင်ကားလေးကွေးမထွက်ခင်လမ်းစုံမှာခဏတာရက်သွားတာကိုငါမြင်လိုက်ရတယ်မှန်ပြတင်းကနေတဆင့်သူ့ကောင်းလေးငုံပြီးဖုန်းကြည့်နေတာကိုငါမသိမသာလမ်းမြင်လိုက်ရတာပေါ့အဲ့ဒီနေ့ကမိဘမဲ့ကေဟာကနေအိမ်ပြန်ရောက်တော့ငါအပတ်မှတ်မှာထိုင်ရင်ရဲဆန်ရဲ့အစီရင်ခံစာကို၃ခေါက်မှကအောင်တေချာစစ်စစ်ဖတ်ရှုနေခဲ့မိတယ်။ထမရဲ့အလုပ်ကတကယ်ကိုတက်ရက်လွန်းလာပါတယ်။ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်းတွေနဲ့ငွေကြေးစီးဆင်းမှုမှတ်တမ်းတွေအပြင်လွန်ခဲ့တဲ့3လအတွင်းရဲဆန်ရဲ့လူမှုရေးလှုပ်ရှားမှုတွေဘယ်သူတွေနဲ့တွေ့ခဲ့လဲဘာပွဲတွေတက်ခဲ့လဲဘယ်ညကဘယ်စားတုပ်ဆိုင်မှာဘယ်သူကိုဧည့်ခံခဲ့လဲဆိုတာအထိအသေးစိတ်တိကျစွာပြုစုထားခဲ့တာပါ။ငါအစီရင်ခံစာတွေကစာကြောင်းတစ်ကြောင်းစီရောက်တော့လက်ချောင်းတွေအေးခဲသွားခဲ့ရတယ်။လွန်ခဲ့တဲ့3လကဂျင်းမြို့အပြင်ဘက်ကတီးတက်မြင်းစီကလပ်တစ်ခုမှာဂျက်ဆန်ဖေးဟာဆန်ဒီရဲ့အဖေမက်ချောရှူနဲ့မိနစ်40လောက်တွေ့ဆုံခဲ့ဘူးဒီမိုက်ချောရှူဆန်ဒီရဲ့အဖေငါအဲ့ဒီစာကြောင်းကိုထက်ခါဖတ်လိုက်မိတယ်။ပြီးမှဖုန်းကိုကောက်ယူပြီးထမိစီဖုန်းခေါ်လိုက်မိတယ်။ဂျေဆန်နဲ့မတ်ချော်ရှူလို့ဘာအကြောင်းတွေပြောခဲ့ကြတာလဲ။မင်းစုံစမ်းလို့ရမလား။ထမိဘက်ကစက္ကန့်ပိုင်းများတိတ်ဆိတ်သွားခဲ့ရတယ်သူထေး။အဲ့ဒီအဆင့်လူတွေရဲ့တွေ့ဆုံမှုအသေးစိတ်ကတော့အပြင်ကိုဘယ်တော့မှပေါက်ကြားမှာမဟုတ်ဘူး။ဒါပေမဲ့ငါဒါကိုတော့ပြောပြနိုင်တယ်။အဲ့ဒီတွေ့ဆုံမှုပြီးချင်းမှာပဲမတ်ချော်ရှူရဲ့နာမည်နဲ့ရှိတဲ့ကုမ္ပဏီတစ်ခုကနေဂျက်ဆန်ရဲ့ကုမ္ပဏီအသစ်စီငွေလွှဲပေးခဲ့တယ်။ပမာဏကအများကြီးမဟုတ်ပေမဲ့မှတ်ပုံတင်မတီငွေရင်းကိုပြည့်မီုံလောက်တော့ရှိတယ်။ငါမျက်မှောင်ကျုပ်လိုက်မိတယ်။ဒါဆိုရှိမိသားစုကသူ့နောက်ွယ်မှာနောက်ခံအဖြစ်ရှိနေတာပေါ့အဲ့ဒီလိုပြောလို့ရတာပေါ့ငါဖုန်းချလိုက်ပြီးစက်တီပေါ်မိထိုင်ကတေချာစဉ်းစားလိုက်မိတယ်ဂျက်ဆန်ကရှူမိသားစုကိုလာဆွဲထည့်လိုက်တာပဲဆယ်လီနဲ့ငါကြားမှာအတိတ်တမိုင်းကြောင်းတွေရှိခဲ့တယ်မတ်ချုပ်ရှူကလည်းမသိပဲမနေပါဘူးသူကဂျက်ဆန်ကိုငွေကြေးထောက်ပံ့ပေးနေတယ်ဆိုတာသူ့သမီးရဲ့ရန်ညိုးတစ်ခုရဲ့အတွက်တင်မဟုတ်ဘူးဆိုတာသိကြပါတယ်သူကဂျက်ဆန်ကိုမဲပြင်းနဲ့ရင်ဆိုင်ခိုင်းရတာကိုသဘောကျနေတာပေါ့ဒါကငါထင်ထားတာထက်တောင်ပိုမိုကြီးမားလာပါတယ်ဒါပေမဲ့ဗေးပြင်ကတော့ရန်သူဘက်ကစတင်လှုပ်ရှားလာမှာကိုကစားပွဲပေါ်မှာအေးဆေးထိုင်ဆောင်နေတော့မယ်ငါမတ်တက်ထရက်လိုက်ပြီးသတင်းပေါက်စီလျှောက်သွားကအပြင်ဘက်ကညရှုခင်းကိုငေးကြည့်နေခဲ့မိတယ်။သူကတော့စောင့်နိုင်တာပေါ့။ငါကတော့ဆက်မစောင့်နိုင်တော့ပါဘူး။နောက်တနေ့မနက်မှာငါမိဘမဲ့ကေဟာစီမသွားခဲ့ပါဘူး။ငါတခြားနေရာတစ်ခုစီသွားခဲ့တာပါ။ဂျင်းမြို့အနောက်ဘက်ဆုံးကဂျုံဖျားကျောင်းဖြစ်ပါတယ်။ငါအမတ်တရထဲမှာငါကိုယ်တိုင်ဒီနေရာစီပထမဆုံးအကြိမ်ခြေလန်းလန်းဝင်လာခဲ့တာပါ။ရင်တုန်းကတော့ဝါတာတာအမတ်တရတွေပေါ်လာတိုင်းတခြားအရာတစ်ခုခုကလှုပ်ဆော်ပေးလို့ပေါ်လာတာကြီးပါပဲ။ငါတကားကိုပုံဖွင့်လိုက်တယ်။အတွင်းဘက်မှာတော့ရှေ့ဆုံးတန်းမှာအနက်ရောင်ဝစ်စင်ထားပြီးဆူတောင်းနေတဲ့အဖွားကိုတယောက်ကလွဲလို့ကျန်တာအကုန်တိတ်ဆိတ်နေခဲ့တာပါငါခြေလန်းတွေကိုတတရရလမ်းရင်းနောက်ဆုံးတန်းမှာထိုင်လိုက်ပြီးဒီနေရာနဲ့ပတ်သက်တဲ့အမတ်တရားတွေကိုဖြတ်ခနဲပြန်ဖော်ထုတ်ဖို့စူးစမ်းကြည့်ခဲ့ပေမဲ့ဘာမှပေါ်မလာခဲ့ပါဘူးငါပြန်ထွက်သွားဖို့ပြင်လိုက်ရုံရှိသေးနောက်ဘက်ကနေအသက်ကြီးအတန်းထွက်ပေါ်လာခဲ့တယ်မင်းတင်ချင်းမဟုတ်လားငါနောက်လဲကြည့်လိုက်တော့တကားဝါမှာမီးကိုရောင်အင်ဂျီဝတ်ထားတဲ့အဖိုးကြီးတယောက်ရက်နေတာကိုတွေ့လိုက်ရတယ်အဖိုးကဘယ်သူလဲမသိဘူးဗျငါကဒီဖះเจ้าကစောက်ရှောက်သူအဖိုးကျိုပါအဖိုးကြီးကငါစီလျှောက်လာခဲ့တယ်မင်းကိုမြင်ဘူးတလို့ရှိလို့တေချာကြည့်လိုက်တော့မှတတိယသွားတာငါမင်းကိုစောက်ရှောက်ဖူးပါတယ်အဖိုးငါကိုမှတ်မိနေတာလားငါရင်ထဲမှာတခုခုရွှေရှားသွားခဲ့ရတယ်မှတ်မိတာပေါ့လွန်ခဲ့တဲ့ငါနှစ်တုန်းကမင်းဒီမှာမင်္ဂလာပွဲကျင်းပခဲ့တာလေအဖိုးကျော်ကငါဘေးမှာဝင်ထိုင်လိုက်တယ်မင်းဘာတွေသိကျင်လို့လဲမင်္ဂလာပွဲစတာကနေပြီးသွားတဲ့အထိအချိန်စရာကိုသိကျင်လို့ပါညနေ3နာရီကနေ8နာရီအထိပေါ့အဲ့ဒီနေ့ကငါတာဝန်ကြတာသူတို့သားနဲ့သူတို့သမီးကမွန်းလွဲပိုင်းမှာအတူတူရောက်လာကြတယ်ပြီးတော့6နာရီမှာခန်းနာစတာပေါ့ဖះเจ้าတစ်ခုလုံးမှာနှင်းစီဖြူတွေပြည့်နေခဲ့တာသူတို့သမီးပေါ်လာတဲ့စက္ကန့်မှာပဲလူတိုင်းတိတ်ဆိတ်သွားခဲ့ရတယ်မင်းကြီးရတာအရန်စိတ်လှုပ်ရှားနေလို့စကားတောင်မနှဲပြောနေရတာလေအဖိုးကြီးခဏတန့်သွားပြီးမှအဲ့ဒီနောက်စင်းမြင့်ကြီးပြိုကျသွားခဲ့ရတာပေါ့ငါသွေးတွေအေးခဲသွားခဲ့ရတာပေါ့ဘာတတိပေးချက်မှမရှိဘဲနဲ့ကိုစင်းမြင့်တစ်ခုလုံးပြိုကျသွားတာပါသူတို့သမီးကမင်းနဲ့အနီးဆုံးမှာရှိနေခဲ့တာသူ့ရဲ့အလိုလျောက်တတိကမင်းပေါ်ကိုသူ့ခန္ဓာကိုယ်နဲ့အုံမိုးကာကွယ်ပေးလိုက်တာပဲမင်းကပုံးပဲ့တန်ရာလေးပဲရခဲ့တယ်အဲ့ဒီနောက်မင်းတို့နှစ်ယောက်လုံးမေ့မျောသွားခဲ့ကြတာပေါ့လူနာတင်ကားရောက်လာတော့ဆရာဝန်ကမင်းတို့နှစ်ယောက်လုံးပြင်းပြင်းထန်ထန်ဒဏ်ရာမရကြပါဘူးတဲ့ထိတ်လန့်သွားလို့မေ့မျောသွားတာပါတဲ့အဲ့ဒီနောက်မင်းတို့နှစ်ယောက်လုံးကိုလူနာတင်ကားပေါ်တင်သွားကြတယ်ငါမင်းတို့ကိုတကားဝအထိလိုက်ပို့ပေးခဲ့သေးတယ်အဲ့ဒီနောက်ပိုင်းကိစ္စတွေကိုတော့အဖိုးကျော်မတ်တက်ထွက်လိုက်တယ်အဲ့ဒီနောက်ပိုင်းဘာဖြစ်ခဲ့လဲဆိုတာတော့သူငါပကုံးကိုပုတ်လိုက်ရင်မင်းပေးနာကလူတွေကိုပဲမေးကြည့်လိုက်ပါတော့ငါကစောက်ရှောက်သူအဖိုးကြီးအစ်စ်ပဲရှိတာပါငါဖះเจ้าထဲကနေအပြင်စီအရေးတကြီးပြေးထွက်ခဲ့ရင်ဖုန်းကိုအမြန်ထုတ်လိုက်မိတယ်ထမိကဖုန်းကိုချက်ချင်းကင်လိုက်တာပေါ့ထမိငါနဲ့ဗက်ပြန်ကြားမှာဘာတွေဖြစ်ခဲ့တာလဲမင်းသိတယ်မဟုတ်လားဖုန်းလိုင်းကစက္ကန့်ပိုင်းများတိတ်ဆိတ်သွားခဲ့ရတယ်ပါဘာကိုဆိုလိုတာလဲတထေးငါသူ့ကိုနောက်ဆုံးတွေ့ခဲ့ရတဲ့အချိန်ကြောင်းပြောနေတာထမိရဲ့အသက်ရှူတန်တွေပြင်းထန်လာခဲ့တယ်လေစိမ့်မှာသူ့ကိုအတင်းအဓမ္မဆွဲခေါ်သွားကြတာအဲ့ဒီနောက်မင်းမေ့မျောသွားခဲ့တယ်မင်းပြန်လို့လာတော့အမတ်တရတွေပျောက်ဆုံးသွားခဲ့ရတာပေါ့သူခဏတာတိတ်ဆိတ်သွားပြန်တယ်မင်္ဂလာပွဲပျက်စီးသွားပြီးတဲ့နောက်သူ့မိကသူ့ကိုအင်္ဂလန်စီပို့လိုက်တာပါငါတို့အကုန်လုံးထင်နေခဲ့ကြတာကစက်ပြောစမ်းမှာငါအတန်ကြဲကြဲနဲ့ပြောလိုက်မိတယ်ဘာလို့ဆိုတော့သူကပိုကောင်းတဲ့ဘဝစီသွားလိုက်ပြီလို့ငါတို့ထင်ခဲ့ကြတာလေမင်းနဲ့ဘာမှမပတ်သက်ချင်တော့လို့ထွက်သွားတာလို့ထင်ခဲ့ကြတာငါအေးဆက်စွာနဲ့ရေမောလိုက်မိတယ်မင်းတို့အကုန်လုံးကအဲ့ဒီလိုယုံကြည်နေခဲ့ကြတာပေါ့ဒါဆိုရင်ဘာလို့ငါ့ကိုတယောက်မှမပြောပြခဲ့ကြတာလဲထမေဘာမှပြန်မဖြေပါဘူးဘာလို့လဲလို့ငါမေးနေတယ်လေငါထအော်လိုက်မိတယ်
ဘာလို့ဆိုတော့မင်းကိုထပ်ပြီးနာကျင်ရမှာမျိုးမမြင်ချင်ကြလို့ပါအဲ့ဒီညကဆေးရုံမှာမင်းတတိမရပဲနဲ့သူ့နာမည်ကိုညတန်ကောင်းအထိထောက်အောင်နေခဲ့တာငါတို့ဘာမှမင်းကိုထပ်ပြီးအမှတ်မရစေချင်တော့တာဓမီရဲ့အတန်ကလည်းရှိုက်တန်တွေပါဝင်လာခဲ့တာပေါ့ငါအသက်ကိုပြင်းပြင်းရှူသွင်းလိုက်မိတယ်အဲ့ဒီနောက်ရက်ပိုင်းကြာမှမင်းဖေကမင်းကိုအိမ်ပြန်ခေါ်သွားတယ်အဲ့ဒီနောက်ပိုင်းကျမှဗိုက်ပြင်ကထွက်သွားပြီးအင်္ဂလန်စီသွားပြီလို့မင်းဖေကပြောပြခဲ့တာမင်းဘာတော့ပြန်မှုမှမပြခဲ့ဘူးဆရာဝန်ကတော့စိတ်တန်ရကြောင်းအတိတ်မေးတာပါတဲ့ငါနှစ်တာလုံးပျောက်ဆုံးသွားခဲ့ရတာပေါ့ငါမျက်လုံးကိုတင်းကျပ်စွာမှိတ်ထားလိုက်မိတယ်လူတိုင်းငါ့ကိုလိန်ညာထားခဲ့ကြတာပေါ့ငါမျက်လုံးကိုဖွင့်လိုက်ပြီးရှေ့ကလမ်းမကြီးစီတန်တန်မတ်မတ်စိုက်ကြည့်လိုက်တယ်ငါရှိန် Pharmaceutical ထန်စီလီဘာကိုကုန်နှင်းပြီးကားမောင်းထွက်ခဲ့တော့တာပေါ့ကားကကုမ္ပဏီဝင်ပေါက်တကားကြီးစီဒရာကျန်ဝင်ရောက်သွားခဲ့တယ်အဲ့ကျုံမလေးကငါ့ကိုမြင်တော့ကြောက်ရွံ့လို့တောင်းတင်းသွားခဲ့ရတယ်မစ္စတာရှိန်ငါမရက်ခဲ့ပါဘူးဓာတ်လေကတကားပိတ်သွားခဲ့တယ်ငါအထက်ဆုံးထက်စီခလုံးနှိပ်ပြီး Richard ရဲ့ရုံးခန်းထဲစီဓာတ်ရိုက်တကားတုံးဖွင့်ဝင်သွားခဲ့တာပေါ့ငါနှစ်တာလုံးလူတိုင်းငါ့ကိုလိန်ညာထားခဲ့ကြပြီးငါကတော့ဘာမှမသိခဲ့ရဘူးငါအဖေကစပွဲနောက်မှာထိုင်ရင်းစာရွက်စာတမ်းတွေဖတ်နေခဲ့တာပါသူမောကြည့်လိုက်လို့ငါ့ကိုမြင်လိုက်ရတော့လက်ထဲကဘောပင်လေးတန့်သွားခဲ့ရတယ်အဆန်ဘာကိစ္စနဲ့ရောက်လာတာလဲငါထိုင်မသွားခဲ့ပါဘူးမင်္ဂလာပွဲကိုအဖေကိုယ်တိုင်စီစဉ်ပေးခဲ့တာလေတက်တေနေရာမှာအဖေနာမည်ပါနေတယ်ငွေပေးချေမှုတိုင်းမှာအဖေလက်မှတ်ပါနေခဲ့တယ်ဒါဆိုငါဗစ်ပြင်ကိုမေ့သွားတဲ့အချိန်မှာအဖေဘာလို့သူ့အကြောင်းတစ်ခါမှထုတ်မပြောခဲ့တာလဲသူကဘောပင်ကိုချလိုက်ပြီးမိထိုင်ကငါ့ကိုအကြာကြီးစိုက်ကြည့်နေခဲ့တာပေါ့ဒါဆိုမင်းသိသွားပြီပေါ့ Richard ကမျက်လုံးကိုမှိတ်လိုက်ရင်မင်္ဂလာပွဲပျက်စီးသွားပြီးတဲ့နောက်သူ့ကိုသူ့အမေကိုယ်တိုင်လေးရင်ပေါ်တင်ခေါ်သွားခဲ့တာပါအဖေထင်ခဲ့တာကသူကမင်းထက်ပိုကောင်းတဲ့ဘဝကိုရွေးချယ်သွားခဲ့တာလို့ထင်ခဲ့တာလေထုကရုတ်တရက်အောက်ဆီဂျင်ပြတ်ကွယ်သွားတယ်လို့မျိုးတီးကျက်သွားခဲ့ရတယ်မင်းပြန်လို့လာတော့ဘာမှမမှတ်မိတော့ဘူးဆရာဝန်ကစိတ်တန်ရကြောင်းအတိတ်မေးတာပါတဲ့အဖေထင်ခဲ့တာကဒါဖះသခင်ရဲ့ကယူနာတော့ပဲလို့ကယူနာတော့ဟုတ်လားငါအတန်တွေကွဲအထွက်ပေါ်လာခဲ့တယ်အဖေတို့ကလူတစ်ယောက်ရဲ့9နှစ်တာစနစ်တကျပေးဆက်မှုကိုတစ္ဆာဖောက်မှုလို့အတိတ်ပဲဖွင့်ဆိုခဲ့ကြတာပေါ့သူက Shane Pharmaceuticals ကိုပြိုပြက်မသွားအောင်ကာကွယ်ဖို့သူ့ကိုယ်သူစတေးပြီးအင်္ဂလန်စီထွက်သွားခဲ့ရတာအဖေရဲ့အလောက်ကိုင်ခွင့်လန်းအတိုင်းအကူအညီတိုင်းကသူ့ရဲ့နောက်ွယ်ကလှုပ်ဆောင်ပေးမှုတွေကြီးပဲအဖေတို့အကုန်လုံးကသူငါ့ကိုစွန့်ပစ်သွားခဲ့တယ်လို့ထင်နေကြတာတကယ်တမ်းကျသူကဒီမိသားစုတစ်ခုလုံးကိုသူ့ပကုံးပေါ်ထမ်းထားခဲ့တာဗျရုံးခန်းတကားပွင့်သွားခဲ့တယ်ဟဲဝန်ကတကားဝမှာရက်နေခဲ့တာပါငါမျက်နှာကိုမြင်လိုက်ရတော့သူရင်နွေးကြမ်းခွက်ကိုဘေးမှာချလိုက်တယ်အသံစိတ်အေးထားပါဦးမေမေသူ့ကိုတွေ့တော့ကလေငါသူ့စီလှည့်ကြည့်လိုက်မိတယ်မေပြုံးတွေကယဉ်ကျေးပြီးစိတ်ကားလုံးနေခဲ့တာစိတ်သက်သူတယောက်လိုမျိုးလေမေတို့စီမှာနည်းနည်းမှအပြစ်ရှိစိတ်မဖြစ်မိဘူးလားဗစ်ဗီယန်ကမင်းကိုတတိမရပဲသူ့နာမည်ခေါ်နေခဲ့တဲ့အချိန်မှာအပြီးထွက်သွားခဲ့တာလေမင်းကိုစွန့်ပစ်သွားခဲ့လို့မေသူ့ကိုမုန်းနေခဲ့တာငါနှစ်တာလုံးမုန်းနေခဲ့တာပါသူငါ့ကိုစွန့်ပစ်ခဲ့တာမဟုတ်ဘူးသူ့အမေကအတင်းအဓမ္မဆွဲခေါ်သွားခဲ့တာလေစိတ်မှာသူနောက်လက်ကြည့်ပြီးငါ့ကိုစောင့်နေပါလို့အော်ဟစ်နေခဲ့တာဗျပြီးတော့မှသူ့ကိုလေရင်ပေါ်အတင်းဆွဲတင်သွားခဲ့ကြတာငါဒါကိုကိုယ်တိုင်မြင်ခဲ့ရတာအဲ့ဒီနောက်မှငါပြန်နိုးလာတော့ဘာမှမမှတ်မိတော့တာဟန်လန်ရဲ့မျက်လုံးတွေရိမ့်ရိုင်သွားခဲ့ရတယ်မေတို့တစ္ဆာဖောက်မှုလို့ခေါ်နေတာတွေကသူ့ရဲ့ပေးဆက်မှုတွေဗျသူကအင်္ဂလန်မှာနေပြီးဒီမိသားစုကိုငါနှစ်တာလုံးစောက်ရှောက်ပေးခဲ့တာမေတို့ကသူ့ကိုငါနှစ်တာလုံးမုန်းနေခဲ့ကြပေမဲ့ငါကတော့သူ့နာမည်ကိုတော့မမှတ်မိခဲ့လို့သူ့ကိုမုန်းခွင့်တောင်မရခဲ့ဘူး Richard ရဲ့လက်ကစပွဲအဆုံးကိုတင်းကျပ်စွာစုပ်ကင်ထားတာကြောင့်လက်စစ်တွေဖြူရော့နေခဲ့တာပေါ့တိတ်ဆိတ်မှုကြီးကလေးလံလွန်းလှပါတယ်ဓာမိတ်ကတကားအပြင်ဘက်မှာရဲရင်မဝင်ရဲပဲဖြစ်နေခဲ့တယ်သူ့မျက်လုံးတွေကလည်းหนีရဲနေခဲ့တာပါငါသူ့စီလှည့်ကြည့်လိုက်မိတယ်ဓာမိတ်ကအသက်ကိုပြင်းပြင်းရှူလိုက်ရင်မင်္ဂလာပွဲပျက်စီးသွားပြီးတဲ့နောက်မင်းနဲ့ဗစ်ဗစ်နှစ်ယောက်လုံးကိုလူနာတင်ကားပေါ်တင်သွားကြတာပါသူကမင်းမျောနေရင်တောင်မင်းလက်ကိုတင်းကျပ်စွာစုပ်ကင်ထားပြီးမလွတ်ခဲ့ဘူးဆေးရုံရောက်တဲ့အထိပဲမင်းကပုံးပဲယုံပဲရခဲ့တာမို့အမြန်ပြန်နိုးလာခဲ့တာသူကအဲ့ဒီညကမင်းထက်ပိုပြီးဒဏ်ရာပြင်းထန်ခဲ့တာပါမင်းကသူ့ကတင်ပေးမှာစောင့်ပေးနေခဲ့တယ်သူပြန်နိုးလာတော့မင်းတို့နှစ်ယောက်လုံးအကြာကြီးပွေ့ဖက်ထားခဲ့ကြသေးတယ်အဲ့ဒီနောက်မှသူ့အမေကလူတွေနဲ့ရောက်လာပြီးသူ့ကိုဆေးရုံကနေတိုက်ရိုက်ခေါ်ထုတ်သွားခဲ့တာပါမင်းကလေစိတ်အထိနောက်ကနေလိုက်သွားခဲ့တာကျန်တာကိုတော့မင်းသိပြီးသားပါပဲငါတို့အကုန်လုံးထင်ခဲ့တာကသူမင်းကိုလက်လွတ်လိုက်ပြီလို့ထင်ခဲ့ကြတာငါတို့မင်းကိုထပ်ပြီးသတိမရစေချင်တော့ဘူးငါတို့ကမင်းကိုအကာအကွယ်ပေးခြင်းရုံပါပဲငါ့ကိုအကာအကွယ်ပေးခြင်းရုံဟုတ်လားငါအတန်တွေတဆိုးသွားခဲ့ရတယ်မင်းတို့အကာအကွယ်ပေးခဲ့တဲ့သူကဘာမှမမှတ်မိခဲ့ဘူးအပြင်ဘက်မှာတော့သူကမမှတ်မိတော့တဲ့သူတယောက်အတွက်ငါနှစ်တာလုံးဝင်ထုတ်ဝင်ပိုးတွေကိုထမ်းပိုးပေးနေခဲ့ရတာဗျ။ Even ငါနောက်လှည့်ပြီးတကားစီစီကိုတန်တန်မတ်မတ်ရှောက်ထွက်ခဲ့တော့တာပေါ့။ဟဲ့ဝန်ကငါလက်မောင်းကိုလှမ်းဆွဲဖို့ကြိုးစားခဲ့ပေမဲ့ငါသူ့ဘေးကနေတန်တန်မတ်မတ်ကြော်ထွက်ခဲ့လိုက်တဲ့ကားကခြံတကားဝါကနေအပြင်စီထွက်ခွာသွားခဲ့တာပေါ့။ငါထမိတ်စီဖုန်းခေါ်လိုက်မိတယ်။အခုဘယ်မှာလဲဆိုတာစုံစမ်းပေးပါသူထေ။မစ်စစ်ဖေကမိဘမဲ့ကေဟာမှာရှိနေပါတယ်။ငါစကီယာရင်ကိုလှည့်လိုက်ပြီးမိဘမဲ့ကေဟာစီဦးတီမောင်းနေခဲ့တယ်။ငါဖုန်းကတက်ခနဲမြည်လာခဲ့တာပါ။ထမိတ်ထံကစာတစောင်ရောက်လာတာဖြစ်ပါတယ်။ငါဖုန်းစခရင်ကိုတစ်ချက်ကြည့်လိုက်ပြီးပြန်ပိတ်ထားလိုက်တယ်။အခုချိန်မှာငါသွားရမယ့်နေရာကတခုတည်းပဲရှိတာပါ။ငါမိဘမဲ့ကေဟာမှာသူ့ကိုပြန်တွေ့ခဲ့ရတယ်။ညခင်းပြင်ပေါ်မှာငုံထိုင်ရင်မိန်းကလေးငယ်လေးတယောက်ကိုစပင်ချစ်ပေးနေခဲ့တာပါ။သူလက်ကြည့်လိုက်လို့ငါ့ကိုမြင်လိုက်ရတော့သူ့အပြုံးလေးကစက္ကန့်ပိုင်းများတန့်သွားခဲ့ပြီးမှအရင်လိုရင်းနှီးပြီးသတိထားနေတဲ့အမူအရာစီပြန်လဲပြောင်းလဲသွားခဲ့ရတယ်။မင်းပါလို့ရောက်လာတာလဲငါအဖေစီသွားတွေ့ခဲ့တယ်။သူဘာမှပြန်မပြောခဲ့ပေမဲ့သူ့မျက်လုံးတွေကတော့တင်းကျပ်သွားခဲ့တာပါ။လွန်ခဲ့တဲ့9နှစ်တုန်းကငါအဖေကမင်းငါကိုစွန့်ပစ်ပြီးထွက်သွားတာလို့ထင်ခဲ့တာ။ဒါကြောင့်9နှစ်တာလုံးငါကိုလိန်ညာထားခဲ့ကြတာပေါ့။ငါအမေကလည်းမင်းကို9နှစ်တာလုံးမုန်းနေခဲ့တာဗက်ရင်ရဲ့မျက်တောင်လေးတွေတုံးလို့သွားခဲ့ရတယ်။မင်းနောက်ဆုံးတော့တည်သွားပြီပေါ့။သူ့မျက်လုံးတွေထဲမှာအရာတစ်ခုခုကိုအတင်းအဓမ္မထိန်းချုပ်ထားတယ်လို့မျိုးရဲတိုးလို့လာခဲ့တာပါ။အင်္ဂလန်မှာတော့ငါမင်းရဲ့ဖြိုပြပွဲတွေကိုမပြတ်မကွက်စောင့်ကြည့်ခဲ့တာပါ။မင်းပြင်တဲ့ music video မှာ Faded Dream တခြင်းကိုတီးခတ်ခဲ့တယ်မဟုတ်လား။အဲ့ဒါငါရွေးချယ်ပေးခဲ့တဲ့တခြင်းလေ။ငါနှစ်တာဝေးကြီးကုံလွန်သွားခဲ့ပြီးမင်းငါရဲ့အကောင်းဆုံးငါနှစ်တာတွေကိုလွဲချော်ခဲ့ရတာပေါ့။ငါသူ့ကိုရင်ခွင်နဲ့တင်းကျပ်စွာထွေးဖက်ထားလိုက်မိတယ်။အကြာကြီးကြာပြီးမှသူငါ့ကိုမော့ကြည့်လာခဲ့တယ်။လွန်ခဲ့တဲ့9နှစ်တုန်းကမင်းငါကိုပြောခဲ့ဘူးတယ်။ငါကိုလွဲလို့တခြားဘသူ့ကိုမှမင်္ဂလာမဆောင်ဘူးလို့လေ။ငါအဲ့ဒီစကားကို9နှစ်တာလုံးစုပ်ကင်ထားခဲ့တာ
မင်းအဲ့ဒါကိုရောမေ့သွားခဲ့တာလားအမှတ်တရတစ်ခုဤအစိပ်ပိုင်းလေးတစ်ခုငါကောင်းတဲ့ဒိုင်းကနေရိုက်ခတ်သွားခဲ့ရတယ်ဖះเจ้าထဲမှာငါစကားတွေကစိတ်လှုပ်ရှားမှုတွေနဲ့တူရောထွေးရှုပ်ထွေးနေခဲ့တာပါသူကဂါဝင်ဖြူလေးဝစ်ဆင်ထားပြီးရှောက်လာခဲ့ချိန်မှာအခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ရတယ်ငါပြောခဲ့တာကိုငါပြန်မှတ်မိလိုက်ပြီးမင်းဟာငါဘဝရဲ့တစ်ခုလေးတော့အချစ်ပါပဲငါမင်းကိုလွဲလို့တခြားဘသူ့ကိုမှမင်္ဂလာမဆောင်ဘူးသူကမျက်လုံးလေးတွေကွင်းညွတ်သွားအောင်ပြုံးလိုက်ပြီးငါ့ကိုနူးညံ့စွာနဲ့ခဏတာအနမ်းပေးခဲ့တယ်ငါသူ့လက်ကိုတင်းကျပ်စွာဆုပ်ကင်လိုက်ပြီးပြန်လဲအနမ်းပေးလိုက်မိတယ်ဗဲပြန်ငါ့ကိုနောက်တစ်ကြိမ်ထပ်ပြီးစွတ်မသွားပါနဲ့တော့ငါတို့ကြက်ရှိတဲ့ဘဝတစ်ခုလုံးအတူတူဖြတ်တန်းကြရအောင်ဟုတ်ပြီလားသူ့မျက်နှာကိုငါပခုံးပေါ်မြုပ်နှံလိုက်ပြီးအတန်တိုးတိုးလေးနဲ့ပြောလာခဲ့တယ်မင်းအဲ့ဒီစကားပြောလာမှကိုငါနှစ်တာလုံးစောင့်မျှော်နေခဲ့ရတာငါဖုန်းကမြည်လာခဲ့ပြန်တယ်ထမိထန်ကစတဆောင်ပါပဲတူတီဂျက်ဆန်ရဲ့ရည်ရွယ်ချက်ဆလွာကတရားဝင်စစ်စစ်ရေးအဆင့်စီရောက်ရှိသွားပါပြီမိုက်ချော်ရှိကဘန်နာငွေထပ်မံဖြစ်တင်လိုက်တယ်အရင်ထက်3ဆတောင်ပိုများနေတာပါ Fire Entertainment ကအရေးပေါ်ပုတ်အဖွဲ့အစည်းအဝေးခေါ်ယူလိုက်ပါပြီသူကငါပကုံးပေါ်ကနေခေါင်းထောင်လိုက်ပြီးငါဖုန်းစခရင်ကိုလှမ်းကြည့်လိုက်တယ်ဂျက်ဆန်စိတ်လောနေပြီပေါ့ရင်းနှီးမြှုပ်နှံမှုကို3ဆတိုးမြင့်လိုက်တာကတာလွန်နဲ့နောက်ခံလူရလိုက်လို့မဟုတ်ရင်တရားဝင်စီစဉ်မှုမစတင်ခင်ရေနောက်အောင်လုပ်ချင်နေလို့ပဲဖြစ်ရမယ်သူငါအင်ဂျီကိုလွှတ်လိုက်ပြီးငါ့ကိုမောကြည့်လာခဲ့တယ်မင်းဒါတွေကိုဘလို့လုပ်တည်နေတာလဲဂျက်ဆန်နဲ့ပတ်သက်လို့မင်းစီငါပေးခဲ့တဲ့အစီရင်ခံစာလေးငါစီမှာမိတ်တူကြံခဲ့တာဒီရက်ပိုင်းအတွင်းငါတေချာစစ်စစ်ကြည့်နေခဲ့တာပါသူမတိမတာအံ့အားတင်သွားပြီးမှပြုံးလိုက်တယ်မင်းဘယ်တော့ကဒီလောက်အထိတက်ကြွသွားရတာလဲမနှက်ဖြန်10နာရီလို့မင်းပြောခဲ့တဲ့နေ့ကလေးကပေါ့သူ့နှကန်းဆောင်ကထပ်မံကွင်းညွတ်သွားခဲ့ရတယ်ဒီတစ်ချိန်မှာတော့အကဲခတ်နေတာမဟုတ်တော့ပဲတခုခုကိုတေချာပေါက်အတီးပြလိုက်နိုင်လို့မျိုးတည်ငြိမ်နေခဲ့တာပါလာမယ့်အပတ်ဘုတ်ဖွဲ့စည်းဝေးအတွက်ငါမှအစီအစဉ်ရှိပြီးသားပါဒါပေမဲ့အခုချိန်မှာတော့သူလက်ဆန်ထုတ်လိုက်ပြီးငါလက်ချောင်းတွေကိုချိတ်ဆက်ကတင်းကျပ်စွာဆုပ်ကင်လိုက်တယ်လွန်ခဲ့တဲ့နှစ်တုန်းကဆေးရုံမှာငါလက်ကိုတင်းကျပ်စွာဆုပ်ကင်ထားခဲ့တယ်လို့မျိုးပေါ့အခုချိန်မှာတော့ငါမင်းနဲ့အတူပဲရှိနေချင်သေးတယ်သူ့လက်ချောင်းလေးတွေကငါလက်နဲ့ထပ်တူကျစွာချိတ်ဆက်နေခဲ့ပြီးလွတ်မပေးခဲ့ပါဘူးငါလည်းပဲလွတ်မပေးခဲ့ပါဘူးအဲ့ဒီညကမိဘမိတ်ကေဟာအပြင်ဘက်ကခုံတန်းရှိပေါ်မှာထိုင်ရင်သူငါ့ကိုဆွဲခေါ်ထိုင်စေခဲ့တာပါဂျက်ဆန်ကအရေးပေါ်ဘုတ်ဖွဲ့စည်းဝေးမှာရေနောက်အောင်လုပ်ချင်နေတာဆိုတော့ငါသူ့ကိုအဲ့ဒီရေထဲမှာတင်နှစ်သက်ပစ်လိုက်မယ်လုပ်ငန်းခွဲကိုဝယ်ယူတာကသူ့ရဲ့ပထမဆုံးခြေလှမ်းပဲရှိသေးတာသူတကယ်လိုချင်နေတာက P Culture and Toys တစ်ခုလုံးကိုထိန်းချုပ်ချင်တာမင်းဘယ်လိုလုပ်တေချာနေတာလဲဘာလို့ဆိုတော့သူကငါရုံးခန်းတက်မှာလာပြီးရုံးခန်းဖွင့်ထားလို့လေလုပ်ငန်းခွဲတစ်ခုလည်းဝယ်ချင်တဲ့သူကဒီလိုရုံးခန်းမျိုးအတွက်ဒီလောက်900ကအများကြီးမပေးပါဘူးသူကစီးပွားရေးလုပ်နေတာမဟုတ်ဘူးစစ်ကြေညာနေတာဒါဆိုမင်းသူ့ကိုဘယ်လိုဖော်ထုတ်ဖို့ပြင်ထားလဲသူကောင်းကိုမတိမတာခါပြလိုက်တယ်ငါသူ့ကိုသွားဖော်ထုတ်မှာမဟုတ်ဘူးသူ့ကိုသူဖော်ထုတ်လာအောင်လုပ်မှာထမိပေးထားတဲ့ဖိုင်မင်းစီမှာရှိသေးတယ်မဟုတ်လားငါကောင်းချင်းပြလိုက်တယ်ရှိတယ်သူနူးနူးညံ့ညံ့ပြုံးလိုက်ရင်ကောင်းပြီနောက်ရက်အနှဲငယ်ကြာရင်မင်းကဘေးမှာမတ်တက်ရက်ပေးဖို့လိုလိမ့်မယ်ရက်အနှဲငယ်ကြာပြီးနောက် P Entertainment ရဲ့အထက်ဆုံးထပ်ပုတ်ဖွဲ့အစည်းအဝေးခန်းမှာငါစောစောရောက်ရှိနေခဲ့တယ်ထမိကငါဘေးမှာစာရွက်စာတမ်းအထက်လိုက်ကြီးကိုပိုက်ထားရင်ရက်နေခဲ့တာပါသူ့မျက်နှာကတင်းမာနေပေမဲ့မျက်လုံးတွေကတော့စိတ်လှုပ်ရှားမှုတွေနဲ့တောက်ပနေခဲ့ရတယ်သူထေးငါဒီပွဲကိုစောင့်မျှော်နေခဲ့ရတာ3လတောင်ရှိပြီဗျငါပြန်မဖြေခဲ့ပါဘူးငါလက်ချောင်းတွေကဂျဲဆန်ရဲ့ဖိုင်ကိုတင်းကျပ်စွာဆုပ်ကင်ထားခဲ့မိတယ်ငွေလွှဲပြောင်းမှုတိုင်းရင်းနှီးမြှုပ်နှံမှုတိုင်းတွေ့ဆုံမှုတိုင်းရဲ့အချိန်နဲ့နေရာတွေကိုငါအလွတ်ရနေခဲ့ပြီလေဒါဟာဓာတ်တစ်ချောင်းပါပဲဒီနေ့မှာတော့ငါအဲ့ဒီဓာတ်ကိုသူ့စီကမ်းပေးရတော့မှာပါဘုတ်ဖွဲ့ဝင်တွေတန်းစီဝင်ရောက်လာကြပြီးနောက်ဆုံးမှဝင်လာသူကတော့ဂျဲဆန်ဖြစ်ပါတယ်ငါကိုမြင်လိုက်ရတော့သူ့မျက်လုံးထဲမှာတန်တရားအရေးရောင်လေးဖြစ်ပြေးသွားခဲ့ပေမဲ့အမြန်ပဲပျောက်ကွယ်သွားခဲ့ရတယ် Vivian မတွေ့တာကြာပြီနော်မျက်နှာကြည့်ရတာတော်တော်လေးအဆင်ပြေနေတဲ့ပုံပဲထိုင်ပါဦးအစည်းအဝေးစတင်ခဲ့တယ်ဂျေဆန်ကစတင်စကားပြောလိုက်တာပေါ့လူကြီးမင်းတို့ခင်ဗျာလွန်ခဲ့တဲ့ရက်ပိုင်းက Fire Entertainment ရဲ့ဖျော်ဖြေပွဲစာချုပ်တွေကိုကင်တွယ်ပေးနေတဲ့လုပ်ငန်းခွဲကိုဝယ်ယူဖို့ရည်ရွယ်ချက်စာလွှာတင်သွင်းခဲ့ပါတယ် Vivian မင်းလည်းဒီအဆိုပြုလွှာပါဝင်ချက်တွေကိုကြည့်ပြီးဖြစ်မှာပါဒီဝယ်ယူမှုကအုပ်စုအတွက်အကျိုးရှိစေမှာပါလုပ်ငန်းခွဲကတည်တံ့ရက်တည်ရင်ပိုပြီးထိရောက်မှုရှိလာမှာဖြစ်တယ်လို့မိခင်ကုမ္ပဏီရဲ့ဘဏ္ဍာရေးဝန်ထုတ်ဝန်ပိုးကိုလည်းရှော့ချပေးနိုင်မှာဖြစ်ပါတယ် Vivian ဘာမှပြန်မပြောဘဲသူ့ကိုဒီတိုင်းကြည့်နေခဲ့တာပါသူ့နှကန်းထောင်လေးကကွင်းညွတ်သွားခဲ့ရတယ်ဂျက်ဆန်မင်းရဲ့အဆိုပြုလွှာကိုငါဖတ်ပြီးပါပြီပြဿနာတေးသေးလေးတစ်ခုတော့ရှိနေတယ်ဝယ်ယူရေးအတွက်မင်းဖော်ပြထားတဲ့တရားဝင်အဖွဲ့အစည်းကဝိုင်းကျုပ်ဖြစ်နေပေမဲ့ပိုင်ဆိုင်မှုစရင်းကိုလိုက်ကြည့်လိုက်ရင်နောက်ွယ်ကအကျိုးခံစား권ရှိသူဟာမင်းကိုယ်တိုင်ဖြစ်နေတာပဲအခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ရတယ်ဗေဗီယန်ကဖိုင်ကိုစပွဲပေါ်တင်လိုက်တယ်ဂျေဆန်ကကောက်ယူကြည့်လိုက်ရင်သူ့အပြုံးတွေတောင့်တင်းသွားခဲ့ရတာပေါ့ဒါကပုံစံခွက်ဆိုင်ရာပြဿနာပါသဘောတူညီချက်ရဲ့အနှစ်သာရကိုထိခိုက်မှုမရှိပါဘူးဗေဗီယန်ကသူ့ကိုလစ်လျူရှုထားလိုက်ရင်ဒုတိယမေးခွန်းမဟာဗျူဟာမြောက်ယင်းနှိမ့်မြုပ်နှံသူကဘသူလဲဂျေဆန်ရဲ့နားထင်ကနေချွေးတွေစီးကြလာခဲ့ရတယ်ဒါကလှုပ်ဝက်စီးပွားရေးသတင်းချက်လက်ပါငါထုတ်ဖော်ပြောပြလို့မရပါဘူးဗေဗီယန်ကပြုံးလိုက်ရင်ပြောစရာမလိုပါဘူးငါရှာတွေ့ပြီးသားပါမချုပ်ရှူရဲ့နာမည်နဲ့ရှိတဲ့ကုမ္ပဏီနှစ်ခုကပူးတွဲမတီးပေးထားတာမလားဂျက်ဆန်ရဲ့မျက်နှာအယောင်ပြောင်းလဲသွားခဲ့ရတယ်အစည်းအဝေးခန်းမတစ်ခုလုံးပြန့်လွင့်သွားတဲ့တိုးတိုးရေရွတ်တန်တွေနဲ့ဆူညံသွားခဲ့တာပေါ့ဗေဗီယန်ကတတိယမြောက်စာရွက်စာတမ်းကိုကောက်ယူလိုက်ရင်အတန်ကတည်ငြိမ်နေခဲ့တုန်းပါပဲတတိယမေးခွန်းမင်းရဲ့အဆိုပြုလွှာအပိုက်ခွဲ3မှာဝယ်ယူမှုပစ္စည်းပါကဝယ်ယူသူအနေနဲ့ပိုင်ဆိုင်မှုပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းနဲ့စီးပွားရေးပြန်လည်ညှိနှိုင်းခြင်းတို့ပြုလုပ်ပိုင်ခွင့်ရှိသည်လို့ဖော်ပြထားတယ်အဲ့ဒီပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုထဲမှာအတိအကျဘာတွေပါဝင်နေတာလဲဂျက်ဆန်ပြန်မဖြေနိုင်ခဲ့ပါဘူးအခန်းတစ်ခုလုံးလုံးဝအုပ်တုံတိတ်ဆိတ်သွားခဲ့ရတယ်ငါဒါတွေကိုမျက်လုံးအေးဆက်ဆက်နဲ့ကြည့်နေခဲ့မိတာပေါ့သူကလုပ်ငန်းခွဲတစ်ခုတည်းကိုဝယ်ချင်နေတာမဟုတ်ဘူး15%ကိုရယူပြီးအဲ့ဒီ15%ကိုအသုံးချက P Culture and Toys တစ်ခုလုံးကိုထိန်းချုပ်ဖို့ကြံစည်နေတာပါဂျက်ဆန်မတ်တက်ထွက်လိုက်တယ်ဒီလိုစုံစမ်းချက်တေးသေးလေးနဲ့ငါ့ကိုတားဆီးနိုင်မယ်လို့ထင်နေတာလားဗေဗီယန်ကစပွဲထိပ်မှာအေးဆေးထိုင်နေသေးပါဒီစာရွက်စာတမ်း3ခုပဲငါစီမှာရှိတယ်လို့မင်းထင်နေတာလားဂျက်ဆန်ရဲ့မျက်လုံးတွေထက်မြက်သွားခဲ့ရတယ်ထမိုင်ကလက်ထဲကစာရွက်စာတမ်းအထက်လိုက်ကြီးကိုဗေဗီယန်စီကမ်းပေးလိုက်တယ်ပြီးမှတကားစီလျှောက်သွားပြီးတွန်းဖွင့်လိုက်တာပါ
အပြင်ဘက်မှာလူနှစ်ယောက်ရက်နေခဲ့ရတယ်ရှေ့နေတယောက်နဲ့စရင်စစ်တယောက်ဖြစ်ပါတယ်လွန်ခဲ့တဲ့အပတ်ကလေးကစပြီးသူတို့ကမင်းကုမ္ပဏီရဲ့စီးမြင့်လိုက်နာမှုအပြည့်အဝကိုစစ်ဆေးခဲ့တာရလဒ်တွေကတော့မမှန်မကန်ငွေကြေးစီးဆင်းမှုတွေဖုံးကွယ်ထားတဲ့အကျိုးခံစား권ရှိသူနဲ့မတမာတဲ့နီလန်နဲ့တိမ့်ပိုက်ဖို့ကြံစီနေတဲ့ဝယ်ယူမှုစီကံချက်တွေပဲပြီးတော့နောက်ထပ်ကိစ္စတစ်ခုသူခဏတက်လိုက်ပြီးငါစီလှည့်ကြည့်လာခဲ့တယ်ငါသူ့ဘေးစီလျှောက်သွားလိုက်မိတယ်ဂျက်ဆန်ရဲ့မျက်နှာပေါ်ကနောက်ဆုံးအပြုံးလေးပျက်စီးသွားခဲ့ရတာပေါ့မင်းကအဖေကိုဘုတ်ဖွဲ့တဲ့ကနေဖယ်ရှားလိုက်တော့ကတနေ့နေ့ကျရင်မင်းပြန်ပေးဆက်ရလိမ့်မယ်လို့ငါပြောခဲ့ဘူးတယ်ဗစ်ဗီယန်ရဲ့မျက်နှာပေါ်မှာစိတ်မရှိတဲ့အရေးအယောင်တစ်ခုဖြစ်ပြေးသွားခဲ့ရတယ်ငါအမေကမင်းအဖေကိုဘုတ်ဖွဲ့တဲ့ကနေဖယ်ရှားလိုက်တာကသူကကုမ္ပဏီဘဏ္ဍာငွေယွမ်တန်း30ကိုအလွဲသုံးစားလုပ်ခဲ့ပြီး3နှစ်တာလုံးစည်ရင်းလိမ်ပြခဲ့လို့လေသူမမဘူးလို့မင်းတကယ်ယုံကြည်နေတာလားသူမတရားခံရတာမဟုတ်ဘူးသူဥပဒေချိုးဖောက်ခဲ့လို့ဖယ်ရှားခံခဲ့ရတာငါအမေကတရားဥပဒေရအောင်အရေးမယူခဲ့ပါဘူးမင်းအဖေအတွက်ထွက်ပေါက်တစ်ခုခြံထားပေးခဲ့တာပါမင်းကအဲ့ဒါကိုမတရားမှုလို့သတ်မှတ်ပြီးငါတို့ကငါနှစ်တာလုံးမုန်းတီးကဒါတွေကိုကြံစီနေခဲ့တာပေါ့ဒါဆိုငါအခုပြောပြပေးမယ်မင်းလုပ်ခဲ့သမျှအရာရာတိုင်းကအလဟတ်တပဲဂျဲဆန်ရဲ့သူငယ်အိမ်တွေကျုံသွားခဲ့ရတယ်ဘယ်လိုလုပ်မင်းဒါတွေကိုဘယ်လိုလုပ်သိနေတာလဲငါအမေပုတ်ဖွဲ့ကိုရှင်းလင်းလိုက်တော့ကအပြေးဝပါတယ်စရင်စစ်မှတ်တမ်းတွေကိုတင်စီထားခဲ့တာငါစာမျက်နှာတိုင်းကိုဖတ်ပြီးသားသူကတခြားပုတ်ဖွဲ့ဝင်တွေစီလှည့်ကြည့်လိုက်တယ်လူကြီးမင်းတို့ခင်ဗျာဒီဝယ်ယူမှုရဲ့နောက်ွယ်ကတကယ်ထိန်းချုပ်သူနဲ့အဆိုပြုလွှာတွေကပြဿနာအကုန်လုံးကိုအခုစပွဲပေါ်တင်ပြပြီးပါပြီမဲပေးပေးကြပါရှင်အသက်ကြီးဆုံးပုတ်ဖွဲ့ဝင်ကစကားစပြောလာခဲ့တယ်ဝယ်ယူရေးအဆိုပြုလွှာကိုပယ်ချပါတယ်စီးမြင့်လိုက်နာမှုစုံစမ်းစစ်ဆေးရေးကိုစတင်ပါမည်ဘယ်သူမှကန့်ကွက်သူမရှိခဲ့ပါဘူးဂျက်ဆွန်ကဘုတ်ဖွဲ့အစည်းအဝေးခန်းမအလဲမှာနှစ်ပိုင်းကျိုးသွားတဲ့ဓာတ်တော်တစ်ချောင်းလိုရက်နေခဲ့ရတာပါသူ့မျက်လုံးထဲမှာအမှောင်ထုတွေရှိနေသေးပေမဲ့ထက်မြက်မှုတွေတော့ပျောက်ကွယ်သွားခဲ့ပြီသူငါ့ကိုကြည့်လိုက်ပြီးတော့ဗစ်ဗီယန်စီကြည့်လိုက်တယ်သူ့နှုတ်ခမ်းတွေလှုပ်ရှားသွားပေမဲ့အတန်ဘာမှထွက်မလာခဲ့ပါဘူးအဲ့ဒီနောက်မှသူတကားစီလျှောက်သွားခဲ့တာပါတကားဝါရောက်တော့သူရက်လိုက်ပြီးဗစ်ဗီယန်စီနောက်လဲကြည့်လိုက်တယ်ဒါတွေပြီးသွားပြီလို့ထင်နေတာလားဗစ်ဗီယန်ကသူ့ကိုမောမကြည့်ခဲ့ပါဘူးမင်းမကောင်းတဲ့စိတ်ဓာတ်နဲ့ငါယုံကန်တက်တက်မှလာဖွင့်ထားခဲ့တာအခုတော့ငါအဲ့ဒီဆိုင်ဘုတ်ကိုမောကြည့်လိုက်တိုင်းဥပဒေချိုးဖောက်မှုနိုင်ရန်ကြီးတစ်ခုကိုပဲမြင်တွေ့ရတော့မှာပါဂျဲဆန်ထွက်သွားခဲ့တယ်ဘုတ်အဖွဲ့အစည်းအဝေးခန်းမှာတကားပိတ်သွားခဲ့တာပေါ့လေတူးကအေးခဲသွားတယ်လို့ဖြစ်သွားခဲ့ရတယ်ဘုတ်အဖွဲ့ဝင်9ယောက်လုံးကဗစ်ဗီယန်ကိုစိုက်ကြည့်နေခဲ့ကြတာပါသူ့မျက်လုံးတွေထဲမှာငါတခါမှမမြင်ဘူးတဲ့အရေးအယောင်တွေပါဝင်နေခဲ့တယ်ကြောက်ရွံ့မှုမဟုတ်ပဲလေးစားမှုတွေပါဗစ်ဗီယန်နဲ့ငါဖိရင်ထွေထိန်မဌာနချုပ်အပြင်ဘက်စီထွက်လာခဲ့ပြီးလမ်းတစ်ဖက်မှာရက်လိုက်ကြတယ်ဂျက်ဆန်ရဲ့ကုမ္ပဏီဆိုင်ဘုတ်ကအဲ့ဒီမှာရှိနေသေးပါဖန်စီမန်ပြတ်တင်းကနေအောင်ကြီးကိုအယောင်ပြန်ဟပ်နေခဲ့တာပေါ့ဆိုင်ဘုတ်မှာစာလုံးကြီးကြီးတွေနဲ့ Meridian Media လို့ရေးသားထားပြီးမနေ့ကမှတင်ထားသလိုမျိုးတစ်လွင်နေခဲ့တာပါငါဆိုင်ဘုတ်ကိုကြည့်ရင်အတန်တိုးတိုးနဲ့ပြောလိုက်မိတယ်စီးမြင့်လိုက်နာမှုစုံစမ်းစစ်ဆေးရေးစတာနဲ့တင်သူကရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းရလိမ့်မယ်မဟုတ်ရင်ထွက်ပြေးရလိမ့်မယ်တတိယရွေးချယ်စရာမရှိဘူးသူ့နှကန်းအစုံကွင်းညွတ်သွားခဲ့ရတယ်အဲ့ဒီဆိုင်ဘုတ်က3ရက်အတွင်းပျောက်ကွယ်သွားလိမ့်မယ်အဲ့ဒီနောက်ပိုင်းမင်းမောကြည့်လိုက်တိုင်းသူငါစီလှည့်ကြည့်လာခဲ့တယ်ကောင်းကင်ကြီးကိုပဲမြင်တွေ့ရတော့မှာပါသူ့မျက်လုံးတွေထဲမှာနူးညံ့မှုတွေပဲကျွမ်းကျန်ရခဲ့တော့တာပေါ့ဗစ်ဗီယန်အဆောက်အုံတွေကထွက်လာပြီးငါ့ကိုမြင်လိုက်ရတော့နှကန်းလေးကွင်းညွတ်သွားခဲ့ရတယ်မင်းရောက်နေတာပဲငါသူ့စီလာလေးကော်ဖီတစ်ခွက်ကမ်းပေးလိုက်တယ်သူလှမ်းယူလိုက်ပြီးအောက်ဆီဂျင်ငုံကြည့်လိုက်တယ်တခြားမပါဘူးပဲမင်းမှတ်မိနေတာပဲသူပြုံးလိုက်ရင်ခွက်လေးကိုပွေ့ဖက်ကလက်ချောင်းလေးတွေနဲ့အစုံကိုပုတ်တက်နေခဲ့တာပေါ့မင်းနောက်ဆုံးတော့ပြန်မှတ်မိသွားခဲ့ပြီပေါ့ထမီထန်ကဖုံးဝင်လာခဲ့တယ်တထေးစီးမြင့်လိုက်နာမှုစုံစမ်းစစ်ဆေးရေးပြီးဆုံးသွားပါပြီဂျက်ဆိုင်ရဲ့မတမာတဲ့တိမ့်ပိုက်မှုအတီးပြုတ်လိုက်ပြီးမှသူ့ကုမ္ပဏီဘဏ်အကောင့်တွေကိုအေးခဲလိုက်ပါပြီမိုက်ချော်ရှူရဲ့ယင်းနှိမ့်မြုပ်နှံမှုကိုပြန်လည်ပေးအပ်လိုက်ပြီးဂျက်ဆန်ကတော့ညရင်းချင်းယင်းနှိမ့်မြုပ်နှံမှုတွေရုပ်သိမ်းကထွက်ပြေးသွားခဲ့ပါပြီစနေကလည်းသူ့နဲ့ပတ်သက်သမျှအကုန်လုံးကိုရုပ်သိမ်းလိုက်ပြီးဆက်ဆံရေးဖြစ်တော့ကြောင်းကြေညာချက်ထုတ်ပြန်လိုက်ပါတယ်ဗေဗင်ကအဲ့ဒီစကားကြောင့်တာတာယာယာလောက်ခန့်နဲ့ရေမော်လိုက်ရတယ်သူ့သွားတွေအကုန်ကျိုးသွားတာတောင်နောက်ဆုံးတစ်ချက်ကိုက်ဖို့စူးစမ်းနေသေးတာပဲငါလမ်းတစ်ဖက်ကဟာလာဟင်းလင်းဖြစ်သွားတဲ့နေရာကိုကြည့်လိုက်မိတယ်မင်းပြောတာမှန်ပါတယ်အခုမောကြည့်လိုက်တော့ကောင်းကင်ကြီးကိုပဲမြင်တွေ့ရတော့တာပေါ့သူငါစီလှည့်ကြည့်လာခဲ့ပြီးမျက်လုံးတွေကနူးညံ့နေခဲ့တာပါငါဆက်ပြောလိုက်မိတယ်ဒါပေမဲ့မပြီးသေးတဲ့ကိစ္စနှစ်ခုကြံနေသေးတယ်ငါအမေကသူ့ကိုငါနှစ်တာလုံးမုန်းနေခဲ့တာပြီးတော့သူ့အမေကလည်းသူ့ကိုငါနှစ်တာဆွန့်ပစ်လိုက်တာဂျိုင်းအိမ်တော်စီပြန်ရောက်တော့ဟီဝွန်ကအခန်းထဲမှာရေနွေးကြမ်းကွက်ကင်ပြီးထိုင်နေခဲ့တာပါငါပထမဆုံးကိစ္စကိုရှင်းလင်းဖို့လိုအပ်နေခဲ့ပြီးမေမေငါမေမေကိုတခုခုပြောပြစရာရှိတယ်ငါအမေကမောတောင်မကြည့်ခဲ့ပါဘူးသူ့ဘက်ကထပ်ပြီးကာကွယ်ပေးဖို့လာတာမလားကာကွယ်ပေးတာမဟုတ်ပါဘူးဒါအမှန်တရားပါလွန်ခဲ့တဲ့9နှစ်တုန်းကသူကိုယ်တိုင်ဆန္ဒရှိလို့ထွက်သွားခဲ့တာမဟုတ်ဘူးသူ့အမေကအတင်းအဓမ္မဆွဲခေါ်သွားခဲ့တာလေစိတ်မှာသူနောက်လက်ကြည့်ပြီးငါ့ကိုစောင့်နေပါလို့အော်ဟစ်နေခဲ့တာဗျပြီးမှသူ့ကိုလေရင်ပေါ်အတင်းဆွဲတင်သွားခဲ့ကြတာငါနောက်ကနေလိုက်သွားရင်းလဲကြပြီးမေ့မျောသွားခဲ့ရတာငါပြန်နိုးလာတော့ဘာမှမမှတ်မိတော့ဘူးခန်းငရဲလက်ကတန့်သွားခဲ့ရပြီးရင်နွေးချမ်းခွက်ကလေထဲမှာတင်တန့်သွားခဲ့ရတယ်ဘာမေမေကသူငါ့ကိုစွန့်ပစ်သွားခဲ့တာလို့ထင်ပြီးသူ့ကိုငါနှစ်တာလုံးမုန်းနေခဲ့တာဒါပေမဲ့သူငါ့ကိုဘယ်တော့မှမစွန့်ပစ်ခဲ့ဘူးသူကအင်္ဂလန်မှာငါနှစ်တာလုံး Jane Pharmaceuticals ကိုထမ်းပိုးပေးရင်ငါလမ်းစဉ်ကိုလမ်းခင်းပေးခဲ့တာငါအတွက်ဒဏ်ရာအကုန်လုံးကိုခံယူပေးခဲ့တာဗျမေမေတို့ကသူထွက်သွားဖို့ရွေးချယ်ခဲ့တာလို့ယုံကြည်နေခဲ့ကြပေမဲ့တကယ်တမ်းကျသူအပုတ်ခံလိုက်ရတာပါဟဲလန်ရဲ့လက်ကခွက်ကိုပုံမတင်းကျပ်စွာစုပ်ကင်လိုက်မိတယ်ငါတခြားသူကိုလွဲမှားပြီးမုန်းနေခဲ့တာပေါ့ငါအမေရဲ့မျက်လုံးထဲမှာမျက်ရည်တွေချက်ချင်းပြည့်ရှံလာခဲ့ရတယ်မေမေမြင်ခဲ့ရတာကသူထွက်သွားတာကိုပဲလေမင်းကညတန်ကောင်းအထိသူ့နာမည်ကိုထအော်နေခဲ့တာမေမေထင်ခဲ့တာကသူမင်းကိုမလိုချင်တော့ဘူးလို့ထင်ခဲ့တာမေမေသူ့ကိုငါနှစ်တာလုံးမုန်းနေခဲ့တာပါငါမေမေကိုသူ့ကိုထပ်ပြီးမုန်းမနေစေချင်တော့ဘူးငါအတန်တွေလည်းတဆုတ်သွားခဲ့ရတယ်မနှက်ဖြန်ကြရင်ငါသူ့ကိုအိမ်စီညစာစားဖို့ခေါ်လာခဲ့မယ်ဟဲလန်ကမျက်ရည်တွေကိုတုပ်လိုက်ပြီးခေါင်းငင်းပြလိုက်တဲ့အင်းမရစ်ချာကစာကြည့်ခန်းထဲကနေထွက်လာခဲ့တယ်လက်တွေကိုတင်းကျပ်စွာစုပ်ကင်ထားရင်အကြာကြီးတိတ်ဆိတ်နေခဲ့တာပေါ့သူက Shane Pharmaceuticals ကိုငါနှစ်တာလုံးထမ်းပိုးပေးခဲ့တာအဖေတခါမှတောင်ကျေးဇူးတင်ကြောင်းမပြောခဲ့ဘူးအရင်တုန်းကအဲ့ဒီမင်္ဂလာပွဲကိုအဖေကိုယ်တိုင်စီစဉ်ပေးခဲ့တာလေ
တက်တေနေရာမှာအဖေနာမည်ပါခဲ့တာအရာရာတိုင်းပျက်စီးသွားပြီးတဲ့နောက်မှာလည်းအဖေဒါကိုမင်းစီကနေငါနှစ်တာလုံးဖုံးကွယ်ထားခဲ့တယ်ဒါဟာမင်းကိုအကာအကွယ်ပေးတာပါလို့အဖေကိုဖေပြောခဲ့ပေမဲ့တကယ်တမ်းကျဒါဟာရှောင်လဲခဲ့တာပါသူကသူ့နောက်ကျောဘက်ကနေတစ်တာတစ်လုံးကိုထုတ်ယူလိုက်တယ်ဒါကမင်းစီစောစောစီးစီးရောက်တင်တာအဖေမှားပါပဲတစ်တာပွင့်သွားခဲ့တာပေါ့အတွင်းမှာတော့လွန်ခဲ့တဲ့ငါနှစ်ကမင်္ဂလာပွဲတပ်ပုံတွေနဲ့ဗီဒီယိုခွေတစ်ခွေပါဝင်နေခဲ့တယ်အဖုံးမှာဇွန်လ8ရက်စင်ဂျောင်းဖះเจ้าလို့ရေးသားထားခဲ့တာပါဗီဒီယိုခွေကိုစကရင်ပေါ်မှာဖွင့်ပြလိုက်တယ်သူကဂါဝင်ဖြူလေးဝစ်ဆင်ထားပြီးနင်းစီဖြူခတ်တွေကိုကင်ဆောင်ကငါစီစီခြေလန်းတလန်းချင်းလှောက်လန်းလာခဲ့တာပါစကရင်ပေါ်မှာတော့ငါကစိတ်လှုပ်ရှားလွန်လို့ဂရိတစ္စာတွေကိုမတိမ်မတန့်ရွတ်ဆိုနေခဲ့တာပေါ့ငါလက်ခံပါတယ်ဆိုပြီးပေါ်ပွဲကြည့်သူတွေရေမောခဲ့ကြတယ်သူလဲရေမောလိုက်ရင်ငါစီပြေးလာကရင်ခွင်ထဲထွေဖက်လိုက်တာပါပရိသတ်တွေကတောင်းတောင်းဖြဖြဩဘာပေးရင်လက်ခုပ်တီးခဲ့ကြတယ်စကရင်ပေါ်မှာတော့ငါကသူ့ကိုပွေ့ဖက်ထားရင်အယူတယောက်လိုပြုံးရွှင်နေခဲ့တာပါငါမျက်ရည်တွေစီးကျလာခဲ့ရတယ်အမတ်တရတွေဒိန်းကနေပေါ်ထွက်လာခဲ့ရတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အစိတ်ပိုင်းလေးတွေမဟုတ်တော့ပါဘူးအပြေးဝပါပဲငါရင်နဲ့အနက်ဆိုင်ဆုံးမှာပိတ်လောင်ခံထားရတဲ့အမတ်တရတွေဟာနောက်ဆုံးတော့တုံ့ပွင့်သွားခဲ့ရပါပြီအဲ့ဒီမွန်းလွဲပိုင်းမှာဝေးပြင်စီဖုန်းတကောဝင်လာခဲ့တယ်သူဖုန်းမကင်ခင်စက္ကန့်ပိုင်းများတွန်းဆုပ်နေခဲ့တာပေါ့မေမေဘုတ်အဖွဲ့အစည်းဝေးမှာဖြစ်ခဲ့တာတွေကိုမေမေတွေးလိုက်ရတယ်မင်းကမေမေလုတ်ခဲ့တာထက်တောင်ပိုပြီးကောင်းကောင်းကင်တွယ်နိုင်ခဲ့တာပဲလွန်ခဲ့တဲ့ငါနှစ်တုန်းကမင်းကိုထွက်သွားခိုင်းခဲ့တာမင်းကိုအကာအကွယ်ပေးခြင်းလို့ထင်ခဲ့တာပါအင်္ဂလန်မှာရှိတဲ့ငါနှစ်တာလုံးမေမေမင်းအတွက်လမ်းခင်းပေးခဲ့တဲ့မြကိုမင်းကမင်းရဲ့ကိုယ်ပိုင်လမ်းကြောင်းဖြစ်ပြောင်းလဲပစ်ခဲ့တာပဲအဲ့ဒါလားအရင်တုန်းကတော့သူကမင်းနဲ့မထိုက်တန်ဘူးလို့မေမေထင်ခဲ့မိတယ်ဒါပေမဲ့ဒီငါနှစ်တာကမေမေကိုအများကြီးသင်ခန်းစာပေးခဲ့တာပါသူကမင်းကိုယ်တိုင်ရွေးချယ်ခဲ့တဲ့အမျိုးသားပဲဆိုတာမေမေသိသွားပါပြီဘယ်သူမှလည်းမင်းကိုတားဆီးနိုင်ခဲ့ကြတာမဟုတ်ဘူးဗစ်ဗီရဲ့အတန်ကမတိမတာတုံ့လောက်သွားခဲ့ရတယ်မေမေနောက်ဆုံးတော့အဲ့ဒီစကားကိုပြောလိုက်ပြီးပေါ့အခြားတစ်ဖက်မှာအလေးနောက်ခဏတန့်သွားခဲ့ရတယ်မေမင်းကိုတောင်းပန်တာထက်မကပိုပြီးအကျွေးတင်နေခဲ့တာပါဒီနေ့ကစပြီးဖြစ်အုပ်စုကိုမင်းဆုံးဖြတ်ပိုင်ခွင့်ရပါပြီမေမင်းအတွက်နောက်ထပ်ဆုံးဖြတ်ချက်တစ်ခုမှချပေးတော့မှာမဟုတ်ဘူးမင်းကမေလုတ်ခဲ့ဘူးတာထက်ပိုကောင်းအောင်လုပ်နိုင်တယ်ဆိုတာတက်တည်ပြခဲ့ပြီးပဲဗက်ပြင်ဖုန်းချလိုက်ပြီးတင်းပေါက်နားမှာအကြာကြီးမတက်ရက်နေခဲ့မိတယ်ငါဝင်လာတာကိုတော့သူတတိမထားမိခဲ့ပါဘူးသူနောက်ဆုံးလှည့်ကြည့်လိုက်လို့ငါ့ကိုမြင်လိုက်ရတော့မှပြုံးလိုက်တယ်ငါအမေကငါနဲ့ထိုက်တန်ပါတယ်တဲ့ငါအတွက်ဆုံးဖြတ်ချက်တွေဆက်မချပေးတော့ဘူးတဲ့ငါကသူလုတ်ခဲ့တာထက်တောင်ပိုကောင်းနေပြီတဲ့ငါလောက်သွားပြီးသူ့ကိုရင်ခွင်ထဲထွေးဖက်ထားလိုက်မိတယ်သူကဒီစကားတခုကိုငါနှစ်တာလုံးစောင့်မျှော်နေခဲ့ရတာပါဘာတောင်းပန်မှုထက်မဆိုပိုပြီးတန်ဖိုးရှိလာပါတယ်နောက်တနေ့မှာငါဗက်ပြင်ကိုဇဲအိမ်တော်စီခေါ်ဆောင်လာခဲ့တယ်ဟဲဝန်ကတကားဝမှာရဲရင်သူ့ကိုတေချာစစ်စစ်ကြည့်နေခဲ့တာပေါ့ဗက်ပြင်ငါမင်းကိုငါနှစ်တာလုံးမုန်းနေခဲ့တာမင်းထွက်သွားပြီးမင်းအတန်ကိုမလိုချင်တော့ဘူးလို့ထင်ခဲ့တာဒါပေမဲ့သူကငါ့ကိုပြောပြတယ်လေစိတ်မှာမင်းနောက်လက်ကြည့်ပြီးသူ့ကိုစောင့်နေပါလို့အော်ဟစ်ခဲ့တယ်ဆိုဟဲဝန်ရှိစီခြေလန်းတိုးလိုက်ပြီးဗက်ပြင်ရဲ့လက်တွေကိုလှမ်းဆွဲလိုက်တယ်ဗက်ပြင်ငါမားခဲ့ပါတယ်ဒီငါနှစ်တာလုံးမင်းထမ်းပိုးခဲ့ရတဲ့နာကျင်မှုအချို့ကိုငါကိုယ်တိုင်ဖန်တီးခဲ့မိတာပါမင်းသူ့အတွက်ဘယ်လောက်ထိလုပ်ပေးခဲ့လဲဆိုတာငါမသိခဲ့ဘူးတောင်းပန်ပါတယ်ဗက်ပြင်ရဲ့မျက်ရည်တွေကတိတ်ဆိတ်စွာစီးကျလာခဲ့ရတာပေါ့ဗက်ပြင်ငါမင်းတို့နှစ်ယောက်လုံးကိုမင်္ဂလာပွဲတစ်ခုအကျွေးတင်နေခဲ့တာလွန်ခဲ့တဲ့ငါနှစ်တုန်းကငါစီစဉ်ပေးခဲ့တဲ့မင်္ဂလာပွဲကပြီးဆုံးအောင်မကျင်းပခဲ့ရဘူးမင်းတို့အတွက်နောက်ထပ်မင်္ဂလာပွဲတစ်ခုထပ်ပြီးစီစဉ်ပေးပါရစေဒီတစ်ချိန်မှာတော့ပြီးပြည့်စုံတဲ့အဆုံးသက်ကိုမြင်တွေ့ရတော့မှာပါဟုတ်ပြီလားမင်္ဂလာပွဲကျင်းပတဲ့နေ့ဂျုံဖျားเจ้าမှာအဖိုးကျော်ကတကားဝမှာရရင်ငါတို့ဝင်လာတာကိုမေးကြည့်နေခဲ့တယ်မင်းတို့နောက်ဆုံးတော့ပြန်ရောက်လာကြပြီပေါ့ငါဒီမှာငါနှစ်တာစောင့်ဆိုင်နေခဲ့တာပါတကားမဖွင့်ခင်နေ့တိုင်းအဲ့ဒီပြင်ဆင်ထားတဲ့စင်းမြင့်ကြီးကိုတစ်ချက်ကြည့်ရင်စိတ်ထဲကနေမင်းတို့တနေ့နေ့ပြန်လာမှာပါလို့တွေးနေခဲ့တာငါစင်းမြင့်ပေါ်မှာရက်နေခဲ့တယ်ငါအတန်ကတော့စိတ်လှုပ်ရှားမှုကြောင့်တုံရင်နေခဲ့တော့မှာပဲလွန်ခဲ့တဲ့ငါနှစ်တုန်းကတော့ငါစကားတွေကိုမတိမ်မတန့်ပြောခဲ့ရတယ်ဒီတစ်ချိန်မှာတော့ငါမှစကားတစ်ခုပဲလိုအပ်တော့တာပါ Vivian ငါမင်းကိုလွဲလို့တခြားဘသူကိုမှမင်္ဂလာမဆောင်ဘူးဒီတစ်ချိန်မှာတော့ဘသူကိုမှမင်းကိုငါစီကနေဆွဲခေါ်သွားခွင့်ပေးတော့မှာမဟုတ်ဘူးသူကရေမောလိုက်ရတဲ့အပြုံးတွေထဲမှာမျက်ရည်တွေရောရှက်နေခဲ့တာပေါ့ငါမှလည်းစကားတစ်ခုပဲလိုအပ်တော့တာပါ Ethan ငါမင်းကိုငါနှစ်တာလုံးစောင့်မျှော်နေခဲ့တာပါအခုတော့နောက်ဆုံးမှာတော့စောင့်ဆိုင်ခြင်းတွေပြီးဆုံးသွားခဲ့ပါပြီငါတို့လက်စွပ်ချင်းလဲလှယ်လိုက်ကြတယ်လွန်ခဲ့တဲ့ငါနှစ်တုန်းကစွတ်ခွင့်မရခဲ့တဲ့အဲ့ဒီလက်စွပ်လေးတွေဟာအခုတော့နောက်ဆုံးမှာတော့နေရာမှန်စီစွတ်မိသွားခဲ့ကြပြီဖြစ်ပါတယ်။ဒါကငါပြိတ္တထဲမှာထိုင်ရင်မျက်ရည်တွေစီးကျနေခဲ့ပေမဲ့သူ့ပြုံးတွေကတော့လွန်ခဲ့တဲ့ငါနှစ်တုန်းကထက်ပိုမိုစစ်မှန်နေခဲ့တာပေါ့။ဒလီနော်ကအခြားတစ်ဖက်မှာထိုင်ရင်ဘာမှမပြောဘဲကာဝင်ဖြူလေးဝစ်ဆင်ထားတဲ့သူ့သမီးကိုငေးကြည့်နေခဲ့တယ်။ငါသူ့လက်ကိုစုပ်ကင်လိုက်မိတယ်။မင်းအခုမောကြည့်လိုက်တော့ဘာကိုမြင်တွေ့ရလဲ။သူ့အထက်စီမောကြည့်လိုက်တယ်။ကောင်းကင်ကြီးနဲ့ငါတို့ရဲ့ပျော်ရွှင်စရာအနာဂတ်ပေါ့။ဇနီးမောင်နှံအဖြစ်ငါတို့ရဲ့ပထမဆုံးမနက်ခင်းမှာငါမျက်လုံးပွင့်လာခဲ့တယ်။နေအောင်ကြီးကလိုက်ကအကြောင်းလေးတွေကနေတိုးဝင်လာခဲ့တာပေါ့။ငါဘေးစီလှမ်းဆန်းလိုက်ပေမဲ့ကတင်အခြားတစ်ဖက်ကဟာလာဟင်းလင်းဖြစ်နေခဲ့တယ်။ငါရင်ထဲဒိတ်ကနေဖြစ်သွားပြီးထထိုင်လိုက်မိတယ်။ငါခြေတလုံးပလာနဲ့အိတ်ခမ်းထဲကနေအရေးတကြီးပြေးထွက်ခဲ့တာပါ။အိတ်ခမ်းထဲမှာဘယ်သူမှမရှိဘူး။မိဖို့ကြောင့်ထဲမှာလည်းဘယ်သူမှမရှိပါဘူး။အဲ့ဒီနောက်မှငါဝရန်နာစီမြင်လိုက်ရတာပါ။သူကကျင်းကလတ်ထိုင်ပေါ်ထိုင်နေခဲ့တာ။မနက်ခင်းလင်းအောင်ကြီးကသူ့စပင်တွေပေါ်ပြက်လွင့်နေခဲ့ပြီးလက်ထဲမှာရေနွေးနွေးတစ်ခွက်ကင်ကအဝေးစီငေးကြည့်နေခဲ့တာပေါ့။ငါလျှောက်သွားပြီးနောက်ကျောဘက်ကနေသူ့ကိုတင်းကျပ်စွာဖတ်ထားလိုက်မိတယ်။မင်းငါ့ကိုထိတ်လန့်သွားအောင်လုပ်တာပဲ။ငါဒီလောက်အထိထိတ်လန့်သွားရတာကိုသူတာယာရေမောလိုက်ရင်ငါရင်ခွင်ထဲစီမိနွဲလာခဲ့တယ်။ငါကစောစောနိုးတာအချင်းဖြစ်နေလို့ပါ။အင်္ဂလန်မှာတော့ငါနှစ်တာလုံးနေတိုင်းဒီလိုပဲနိုးထားခဲ့ရတာလေ။ဘာလို့ဒီလောက်အထိစောစောနိုးနေရတာလဲ။မင်းကိုစောင့်နေရတာလေ။ဘာကိုစောင့်နေတာလဲ။မင်းရဲ့ဖြောပြပွဲဗီဒီယိုတွေတက်လာမှာကိုမင်းရဲ့အဘန်အစ်စ်ထွက်လာမှာကိုမင်းဖဲတဲ့ဒရင်းတချင်းကိုတီးခတ်တဲ့တန်စင်တွေကိုစောင့်နေတာပေါ့။သူခဏတန့်သွားခဲ့ရတဲ့အတန်လေးကမြူကိုလေးလိုပါးရနေခဲ့တာပါ။မနက်တိုင်းကပထမဆုံးလုပ်တာကမင်းဘယ်မှာရှိလဲဆိုတာစုံစမ်းရတာပဲ။အဲ့ဒီစကားကိုကြားလိုက်ရတာရင်ထဲနာကျင်ရပေမဲ့လည်းနှွေးထွေးသွားခဲ့ရပါတယ်
ငါနှစ်တာလုံးမနက်တိုင်းမှာငါကသူ့နာမည်ကိုတော့မမှတ်မိခဲ့တဲ့အချိန်မှာသူကတော့ငါ့ကိုရှာဖွေရင်းနိုးထနေခဲ့ရတာပါငါငုံပြီးသူ့ကောင်းထိတ်လေးကိုအနမ်းပေးလိုက်မိတယ်ဒီနေ့ကစပြီးမင်းပထမဆုံးလုပ်ရမှာကရှာဖွေတာမဟုတ်တော့ဘူးဘာလို့ဆိုတော့ငါကမင်းရဲ့ဘေးနားမှာတင်ရှိနေတော့မှမို့လို့ပဲသူဘာမှပြန်မပြောပေမဲ့သူ့လက်ချောင်းလေးတွေကငါလက်မောင်းအင်ကြီးစကိုတင်းကျပ်စွာစုပ်ကင်ထားခဲ့ပြီးတာတာယာတစင်လေးညှိတွနေခဲ့တာပေါ့မိဖို့ကြောင့်ထဲမှာငါသူ့အတွက်စံပြုတ်တစုံလုပ်ပေးခဲ့တယ်သူခွက်ကိုကိုင်းရင်ဖြည်းဖြည်းချင်းတောက်နေခဲ့တာပါဖလဲငါ့ကိုပြောပြခဲ့ဘူးတာကိုငါရုတ်တရက်တတိယသွားခဲ့တယ်အင်္ဂလန်မှာတော့ကသူကအချိန်တော်ကြာအောင်အာဟာရပလင်းတွေနဲ့ပဲအသက်ဆက်ခဲ့ရတာလေသူစားနေတာကိုကြည့်ရင်ငါရင်ဘက်ထဲကအရာတစ်ခုခုကနာကျင်သွားရတယ်လို့ပျော့ပြောင်းသွားခဲ့ရတာပေါ့ဖြည်းဖြည်းစားမလောပါနဲ့သူငါ့ကိုမောကြည့်လိုက်ရင်နှက်ခမ်းလေးကွင်းညွတ်သွားခဲ့ရတယ်မင်းကငါ့ကိုဒီလိုကြီးစိုက်ကြည့်နေမှတော့ငါဘလို့လုံးမလို့ပဲစားလို့ရတော့မှလဲကောင်းပြီလေငါမကြည့်တော့ဘူးငါတရင်ပေါက်အပြင်ဘက်စီကြည့်နေတယ်လို့မျိုးဟန်ဆောင်လိုက်ပေမဲ့ငါမျက်လုံးတွေကတော့သူ့စံပြုတ်ခွက်စီမှာတင်ကြန့်ရှိနေခဲ့တာပါသူစံပြုတ်တောက်ပြီးသွားတော့ဂျင်းနဲ့စွာနဲ့တက်ပြင်းချလိုက်တယ်ငါဖုန်းကမြည်လာခဲ့တာပေါ့ထမိထန်ကစာတဆောင်ရောက်လာတာဖြစ်ပါတယ်ဂုံယူပါတယ်တထေးမင်္ဂလာဦးခီးစင်မှာပျော်ရွှင်ပါစေဗျနိုးပြီလားမနေ့ညကကောင်းကောင်းအိပ်ပျော်ရဲ့လားမစ်ဖေးရဲ့စိတ်အခြေအနေဘယ်လိုရှိလဲမနက်စာဘာစားလဲငါတဆောင်မှပြန်မဖြေခဲ့ပါဘူးဒုတိယစာတဆောင်ကချက်ချင်းထက်ရောက်လာခဲ့တယ်။အော်ပြီးတော့တထေးလာမဲ့ဗုဒ္ဓဟူးနေ့မှာရှန်ကျန်းမှာဖျော်ဖြေပွဲတစ်ခုရှိတယ်နော်။မစ်ဖေးကအရင်တုန်းကမင်းရဲ့3နှစ်စာအချိန်စရာတစ်ခုလုံးကိုစာချုပ်ချုပ်ထားတာလေ။အခုမင်းတို့မင်္ဂလာဆောင်ပြီးသွားပြီဆိုတော့ဒီအစီအစဉ်ကိုပြောင်းလဲရအောင်မလားငါဖုန်းကိုဘဲပြင်စီကမ်းပေးလိုက်တယ်မင်းငါဖျော်ဖြေပွဲ3နှစ်စာလုံးကိုစာချုပ်ချုပ်ထားတာဆိုတော့အခုဘာဖြစ်သွားပြီလဲသူစာကိုကြည့်လိုက်ပြီးရေမောလိုက်ရတယ်မင်းရဲ့ဇနီးကဝယ်ထားတာလေမင်းတကယ်ပဲငွေပြန်တောင်းချင်လို့လားငါအကောင်းကိုခါရမ်းလိုက်မိရင်မတက်နိုင်စွာပဲဒါဆိုငါကဒီအချိန်တိုင်းတာတစ်ခုလုံးမင်းရဲ့ထိန်းချုပ်မှုအောက်မှာရှိနေခဲ့တာပေါ့သူငါကိုမောကြည့်လာခဲ့တယ်မျက်လုံးတွေထဲမှာဂုံယူမှုအရေးအယောင်လေးတွေနဲ့အဲ့ဒီတုန်းကဖက်ဒရီယန်ဖျော်ဖြေပွဲတစ်ခုရဲ့အတွက်တင်ယွမ်9.2 တန်းကုန်ကျခဲ့တာလေအခုငါက3နှစ်စာလုံးကိုစာချုပ်ချုပ်ထားတာပြောပါဦးဒါကောင်းတဲ့သဘောတူညီချက်ဟုတ်မဟုတ်ဟာဒါဆို3နှစ်အတွင်းမှာဖျော်ဖြေပွဲစုစုပေါင်းဘယ်နှခုရှိလဲသူတွက်ချက်ကြည့်လိုက်တယ်40လောက်ရှိမယ်အနည်းများတော့ရှိတာပေါ့ဒါဆိုရင်ပွဲတစ်ပွဲကိုပြည့်မြတ်150တူညအောက်ပဲကြတာပေါ့အဲ့ဒီနောက်ပိုင်းမင်းရဲ့ဈေးနှုန်းတွေတက်သွားခဲ့ပေမဲ့ငါကအစောပိုင်းဈေးနှုန်းနဲ့ရခဲ့တာလေမင်းဘယ်တော့ကဒါမျိုးတွေစဉ်းစားတက်သွားတာလဲအင်္ဂလန်မှာကုမ္ပဏီတစ်ခုကိုဦးစီးနေရတော့ကစည်ရင်တွက်ချက်တက်ဖို့လိုတာပေါ့သူခဏတန့်သွားခဲ့ရတယ်အတန်လေးပျော့ပြောင်းသွားခဲ့ရင်ဒါပေမဲ့အဲ့ဒီဖျော်ဖြေပွဲတိုင်းကိုငါတေချာဂရုတစိုက်ရွေးချယ်ခဲ့တာပါပွဲကျင်းပတဲ့နေရာတိုင်းတချင်းစည်ရင်တိုင်းထိုင်ကုန်ခင်းချင်းပုံတိုင်းကိုငါကိုယ်တိုင်စစ်စစ်ခဲ့တာမင်းစစ်စစ်ခဲ့တာဟုတ်လားအင်္ဂလန်မှာတော့ကမင်းရဲ့ဖျော်ဖြေပွဲမစခင်တိုင်းငါကပွဲကျင်းပတဲ့နေရာရဲ့လုံခြုံရေးအစီရင်ခံစာကိုရယူခဲ့တာမိဆိုင်တွေအတန်စနစ်တွေနဲ့လုံခြုံရေးအစီအမံတွေအကုန်လုံးပြည့်စုံနေမှငါလက်မှတ်ထိုးပေးခဲ့တာပါသူငါကိုကြည့်လိုက်ရင်အတန်ကထပ်မံပျော့ပြောင်းသွားခဲ့ရတယ်ငါမင်းနဲ့အတူစင်ပေါ်မှာမရှိနိုင်ခဲ့ပေမဲ့မင်းစင်ပေါ်တက်သွားတဲ့အခါအရာရာတိုင်းကစိတ်ချရပြီးပြည့်စုံနေအောင်တော့ငါလုပ်ပေးနိုင်ခဲ့ပါတယ်3နှစ်အတွင်းဖျော်ဖြေပွဲ40နီးပါငါကအဲ့ဒါကိုကံကောင်းမှုတစ်ခုပဲလို့ထင်နေခဲ့တာပါတကယ်တမ်းကျတယောက်ယောက်ကအနောက်ကနေပွဲတိုင်းအတွက်မိချိုတိုင်းအတန်စနစ်ရဲ့ဝက်ဦးတိုင်းကိုငါအတွက်တေချာစစ်စစ်ပေးနေခဲ့တာပေါ့ဒါဆိုအဲ့ဒီတုန်းကဘာလို့ငါစီလာမတွေ့ခဲ့တာလဲသူလက်ဆန့်ထုတ်ပြီးငါမျက်နှာကိုပုတ်တက်ပေးလိုက်တယ်အဲ့ဒီတုန်းကငါအမေကမင်းကိုမသိသေးဘူးလေရှိမိသားစုမှာယင်းနှိမ့်နှံမှုသူသဘောတူခဲ့တဲ့အချက်တွေကတခုကငါမင်းကိုမတွေ့ရဘူးဆိုတာပဲငါရင်ပတ်ထဲနာကျင်သွားရပြီးသူ့ကိုရင်ခွင်ထဲတင်းကျပ်စွာထွေးဖက်ထားလိုက်မိတယ်အဲ့ဒီအချိန်မှာပဲထမီထန်ကနောက်ထပ်စာတစ်ဆောင်ရောက်လာခဲ့ပြန်တယ်သူထေးကျေးဇူးပြုပြီးငါ့ကိုပြန်ဖြေပေးပါမင်္ဂလာဦးဒုက္ခတွေထဲမှာပြောနေမနေပဲရှန်ကျန်းပွဲကသွားမှလားမသွားဘူးလားဆိုတာပြောပြပါဦးဗေဗီယန်ကငါဖုန်းကိုလှမ်းယူလိုက်ပြီးအတန်းစာတို့တိုက်ရိုက်ပို့လိုက်တာပေါ့ရှန်ကျန်းပွဲကအစီအစဉ်တိုင်းသွားမယ်ပြီးတော့လာမယ့်လကစပြီးဖျော်ဖြေပွဲစာချုပ်အကုန်လုံးကိုစုံတွဲ package အဖြစ်လက်မှတ်ထိုးမယ်ဒီတိုင်းရဲ့အခကြေးငွေကအရင်တိုင်းပဲရှိနေမှာဖြစ်ပေမဲ့ Thai Entertainment ကတီးတန့်စာချုပ်တွေကိုကင်တွယ်တော့မှာမဟုတ်ဘူးဒီတိုင်းရဲ့ကိုပိုင်စတူဒီယိုကတိုက်ရိုက်လက်မှတ်ထိုးလိုက်မယ်ထမိကချက်ချင်းပြန်ဖြေလာခဲ့တယ်နားလည်ပါပြီ Miss ဖေအမြဲတမ်းပါနဲ့လွန်လာပါတယ်ငါအခုမင်္ဂလာတစ်ဆက်ဆက်နှစ်ယောက်ကိုတီးတန့်လွတ်ထားပေးပါတော့မယ်ဗေဗီယန်ကဖုန်းကိုပြန်ပေးလိုက်ရင်နှက်ခမ်းလေးကွင်းညွတ်သွားခဲ့ရတယ်မင်းရဲ့လက်ထောက်ကတော်တော်လေးစကားများတာပဲစကားတော့များတယ်ဒါပေမဲ့သူကစိတ်ချရပါတယ်ငါသိပါတယ်မဟုတ်ရင်သူ့ကိုမင်းဘေးမှာရှိနေခွင့်ပေးထားမှာမဟုတ်ဘူးထမိုက်ကမင်းစီစဉ်ပေးခဲ့တာပေါ့သူတိုက်ရိုက်ပြန်မဖြေပဲဒီတိုင်းလေးပဲပြောလိုက်တာပါတာမန်ဂီတကျောင်းစင်တယောက်ကဘာတိတိလေးကနေအပြည်ပြည်ဆိုင်ရာစင်မြင့်စီတိုက်ရိုက်ရောက်သွားနိုင်တယ်လို့မင်းတကယ်ထင်နေတာလားဒါဆိုငါရဲ့ကံကောင်းမှုတိုင်းရဲ့နောက်ွယ်မှာသူရှိနေခဲ့တာပေါ့လာပါနေရာတစ်ခုစီတွားကြရအောင်ဘယ်ကိုလဲမိဘမဲ့ကေဟာစီမိဘမဲ့ကေဟာခြံတကားဝမှာတော့ကျစ်ဆန်မီလေးနဲ့မိန်းကလေးငယ်လေးကပထမဆုံးပြေးလာခဲ့ပြီးဗေဗီယန်ရဲ့ခြေတလုံးတွေကိုကိုယ်ဖက်လိုက်တာပေါ့အဲ့ဒီနောက်မှသူငါ့ကိုတတိထားမိသွားပြီးမျက်လုံးလေးတွေပြူးကျသွားခဲ့ရတယ်ဗေဗီယန်ဒါဘာတူလဲဗေဗီယန်ကငုံထိုင်လိုက်ပြီးကောင်မလေးရဲ့ခေါင်းလေးကိုပုတ်ပေးလိုက်တယ်ဒါကငါရဲ့အမျိုးသားလေးကောင်မလေးရဲ့မျက်လုံးလေးတွေပိုပြီးပြူးကျသွားခဲ့ရတယ်အမျိုးသားဟုတ်လားဒါဆိုမင်းမင်္ဂလာဆောင်လိုက်ပြီပေါ့အင်းငါတို့မင်္ဂလာဆောင်လိုက်ကြပြီကောင်မလေးကဗေဗီယန်စီကြည့်လိုက်ငါစီကြည့်လိုက်နဲ့ခေါင်းလေးဆောင်းလိုက်ရင်ဗေဗီယန်မင်းရဲ့စပင်တွေကဘာလို့အဖြူရောင်ဖြစ်နေတာလဲဗေဗီယန်ကစက္ကန့်ပိုင်းများတန့်သွားခဲ့ရတယ်ငါရင်ထဲမှာအရာတစ်ခုခုတွန့်ကွေးသွားခဲ့ရတာပေါ့သူကအပြုံးလေးနဲ့ပြန်ဖြေလိုက်တယ်ဘာလို့ဆိုတော့ငါကလူတစ်ယောက်ကိုအကြာကြီးစောင့်ဆိုင်ခဲ့ရလို့လေဒါကြောင့်အဖြူရောင်ဖြစ်သွားတာပေါ့ကောင်မလေးကလေးလေးနက်နက်ပြောလာခဲ့တယ်ဒါဆိုအခုတော့ထပ်ပြီးစောင့်နေစရာမလိုတော့ဘူးပေါ့သူကဒီမှာမင်းနဲ့အတူရှိနေပြီပဲမင်းရဲ့စပင်တွေပြန်မဲလာအောင်မလားဖြစ်နိုင်တာပေါ့သူကပြန်ပြီးစိုးပေးမယ်လို့ပြောထားတာလေပြန်ဆိုးလိုက်ရင်အရန်လာသွားမှာပဲငါကောင်မလေးရဲ့မျက်လုံးတွေနဲ့တန်တန်မတ်မတ်ဖြစ်အောင်ငုံထိုင်လိုက်မိတယ်တေချာပေါက်လာမှာပေါ့ဘာလို့ဆိုတော့ဗေဗီယန်ကဘလို့ပဲဖြစ်ဖြစ်လှပြီးသားမို့လို့ပဲကောင်မလေးကတဟားဟာရေမောလိုက်ပြီးတခြားကလေးတွေကိုတွားပြောဖို့ပြေးထွက်သွားခဲ့တာပေါ့ဗေဗီယန်မင်္ဂလာဆောင်လိုက်ပြီးတဲ့သူ့အမျိုးသားကအရန်ချောတာပဲခြံဝင်းတစ်ခုလုံးစူညံသွားခဲ့ရတယ်ကလေးတွေငါတို့ဘေးမှာဝိုင်းအောင်လာကြပြီးတပြိုင်နက်တည်းစကားတွေပြောလာခဲ့ကြတာပေါ့
ဦးလေးဘာလုပ်တာလဲဦးလေးပလွေမှုတ်တလားငါတို့ကိုပလွေမှုတ်တာတင်ပေးနိုင်မလားဗက်ပြင်ကဘေးကနေကြည့်ရင်ရေမောနေခဲ့တယ်သူ့မျက်လုံးလေးတွေကပျော်ရွှင်မှုတွေနဲ့ကွင်းညွတ်နေခဲ့တာပါမိုးလွဲပိုင်းမှာကလေးတွေအိပ်ယာဝင်သွားကြပြီးတဲ့နောက်ဗက်ပြင်နဲ့ငါခြံဝင်းထဲကဒန်းပေါ်မှာအတူတူထိုင်နေခဲ့ကြတော့တာပေါ့ဒီလောက်အထိတိတ်ဆိတ်နေခဲ့တာကြာပြီပဲအင်္ဂလန်မှာရှိတဲ့ငါနှစ်တာလုံးငါနေတိုင်းမနာတဲ့အလုပ်ရှုပ်နေခဲ့ရတာကုမ္ပဏီကိစ္စဘုတ်အဖွဲ့ကိစ္စမင်းရဲ့ဖြောပြပွဲတွေကိုစီစဉ်ပေးရတာနဲ့မင်းရဲ့သတင်းတွေကိုနေတိုင်းစုံစမ်းနေခဲ့ရတာလေငါသူ့ကိုလှည့်ကြည့်လိုက်တယ်မင်းနောက်ထပ်စုံစမ်းစရာမလိုတော့ပါဘူးငါကမင်းရဲ့ဘေးနားမှာနေရှိနေပြီပဲသူမျက်လုံးလေးတွေကိုခဏမိတ်ထားလိုက်တယ်အင်းအချင်းဖြစ်နေလို့ပါပြောင်းလဲဖို့အချိန်နည်းနည်းတော့ယူရလိမ့်မယ်ဒါဆိုရင်မင်းလိုတလောက်အချိန်ယူပါမလောပါနဲ့အော်ငါမင်းကိုမပြောရသေးတဲ့အရာတစ်ခုရှိသေးတယ်ဘာလဲငါဒီမိဘမဲ့ကေဟာကိုထောက်ပံ့ပေးနေခဲ့တာကြာပြီဖိနာမည်နဲ့မဟုတ်ဘူးငါရဲ့ကိုယ်ပိုင်နာမည်နဲ့လဆင်လာတိုင်းငွေကြေးတင်မကောက်ဘူးအဝတ်စားတွေစာအုပ်တွေပစ္စည်းတွေကိုပါပို့ပေးခဲ့တာငါအင်္ဂလန်မှာရှိနေတော့ကကိုယ်တိုင်မလာနိုင်ခဲ့ပေမဲ့ထောက်ပံ့ပေးတာကိုတော့တခါမှမရက်ခဲ့ပါဘူးဒီကလေးတွေကမင်းနဲ့တူတယ်သူတို့ရဲ့ကံကြမ္မာကိုမိသားစုတွေကဆုံးဖြတ်ပေးတာကိုခံခဲ့ရတဲ့သူတွေလေငါသူတို့ကိုမင်းလိုမျိုးအဖြစ်တစ်ခုရဖို့အတွက်ငါနှစ်တာလုံးစောင့်ဆိုင်မနေစေချင်ဘူးငါသူ့ရဲ့ဘေးတဆောင်မျက်နှာလေးကိုငေးကြည့်နေမိတယ်ဒီမျိုးသမီးကသူကိုယ်တိုင်နာကျင်ခံစားနေရချိန်မှာတော့တခြားသူတွေကိုဒုက္ခမရောက်အောင်ကာကွယ်ပေးဖို့အလုပ်ရှုပ်နေကြတာပါလားအဲ့ဒီအချိန်မှာပဲချက်တကားစီကနေခြေတံကြားလိုက်ရတယ်ငါမောကြည့်လိုက်တော့ဖဲနီတကားဝါမှာရက်နေတာကိုတွေ့လိုက်ရတယ်လက်ထဲမှာကစားစရာအိတ်တလုံးကင်ထားပြီးမျက်နှာမှာတော့အကဲဆန်းတဲ့အပြုံးတစ်ခုဆွတ်ထားတာပေါ့ငါလူတန်းဖို့လာတာပါသူဗက်ပြင်ကိုကြည့်လိုက်ငါကိုကြည့်လိုက်နဲ့အတန်ကိုပုံမှန်အတိုင်းထွက်အောင်ကြိုးစားရင်ဒီနေရာမှာပစ္စည်းတွေလိုအပ်နေတယ်လို့ကြားလို့ငါအချို့ယူလာပေးတာပါဗက်ပြင်မတက်ရက်လိုက်တဲ့သူ့မျက်နှာအမူအရာကတည်ငြိမ်နေပေမဲ့မျက်လုံးတွေကတော့အေးဆက်သွားခဲ့တာပေါ့ဆယ်နီကလူတန်းဖို့ရောက်လာတာပေါ့ဟုတ်လားဖန် entertainment နဲ့ပတ်သက်တဲ့အခြေအနေကတော့ငါအဆက်အသွယ်ဖြတ်တောက်ပြီးကြီးညာချက်လည်းထုတ်ပြန်ခဲ့ပြီးဂျက်ဆန်နဲ့လည်းဘာမှမပတ်သက်တော့ဘူးအရင်တုန်းကတလည်းနဲ့ဖြစ်ခဲ့တာတွေအတွက်တောင်းပန်ပါတယ်ဆန်ဒီမင်းလူတန်းဖို့အတွက်တီးတန့်ကြီးလာစရာမလိုပါဘူးငွေလွှဲပေးလိုက်ရင်ရတာပဲလေကိုယ်တိုင်ရောက်လာတာကငါ့ကိုမင်းရဲ့စေတနာအမှန်ကိုပြချင်လို့လားဒါမှမဟုတ်အသက်မင်းကိုမြင်တွေ့သွားအောင်လို့လားခလုတ်တီးကိစ္စကတော့ငါဒီအတိုင်းလွတ်ပေးလိုက်ပါပြီမင်းဂျက်ဆန်နဲ့ပူးပေါင်းခဲ့တဲ့ကိစ္စကိုလည်းငါကင်တွယ်ပြီးသွားပြီမင်းရဲ့ကြီးညာချက်ကိုလည်းငါဖတ်ပြီးပါပြီဒါပေမဲ့ဆန်ဒီလူတန်းမှုဆိုတာပလုတ်တာမဟုတ်ဘူးကစားစရာအိတ်ကိုကိုယ်တိုင်ကင်ပြီးဒီမှာလာရက်နေတာဟာကျင်နာမှုမဟုတ်ဘူးဒါဟာတရုတ်ဆောင်နေတာဆန်ဒီသူ့နှကန်းကိုကိုက်လိုက်ရင်လက်ထဲကအိတ်ကိုပို့ပြီးတင်းကျပ်စွာဆုပ်ကင်လိုက်တယ်ဗက်ပြင်သူ့ကိုစက္ကန့်ပိုင်းများစီးစစ်ကြည့်လိုက်ပြီးမှလှဲ့ကဒန်းပေါ်စီပြန်ထိုင်လိုက်တယ်အိတ်ကိုတော့ထားခဲ့လို့ရပါတယ်ဒါပေမဲ့နောက်တစ်ချိန်ကျရင်ကိုယ်တိုင်လာစရာမလိုတော့ဘူးဆန်ဒီတကားဝမှာရက်နေခဲ့တယ်သူ့မျက်နှာကဖြူလျော်သွားခဲ့တာပေါ့ငါဘာမှမပြောတာကိုမြင်တော့မှသူ့အိတ်ကိုအောက်ချလိုက်ပြီးလှည့်ထွက်သွားခဲ့ရတယ်သူ့ခြေလမ်းတွေကလာတော့ကထက်နှစ်ဆမကပုံမြန်နေခဲ့တာပါခြံဝင်းထဲမှာပြန်လဲတိတ်ဆိတ်သွားခဲ့ပြန်တယ်ဗက်ပြင်ရဲ့အတန်ကပုံမှန်အတိုင်းပြန်လဲတည်ငြိမ်သွားခဲ့တယ်သူဒုတိယအကြိမ်ထပ်လာတော့မှမဟုတ်ဘူးဒါကဘုတ်ဖွဲ့စည်းဝေးမှာမင်းပြောခဲ့တာထက်တောင်ပိုပြီးစစ်စစ်ပြတ်သားနေတာပဲဘုတ်ဖွဲ့စည်းဝေးဆိုတာတိုက်ပွဲတစ်ခုလေဒါကတော့စစ်တလင်းကိုရှင်းလင်းရေးလုပ်တာမင်းရှင်းလင်းရေးလုပ်တာလဲပြတ်သားတာပါပဲပြတ်သားနေမှရမှာပေါ့အရှုပ်ထွေးတွေခြံထားခဲ့ရင်တယောက်ယောက်ကသူတို့မှနောက်ထပ်အခွင့်အရေးရှိသေးတယ်လို့အမြဲထင်နေကြလိမ့်မယ်သူ့မှာအစကတည်းကအခွင့်အရေးမရှိခဲ့ပါဘူးမင်းစကားတွေကြောင့်မဟုတ်ဘူးငါမင်းကိုရွေးချယ်ခဲ့လို့ပဲသူငါ့ကိုကြည့်လိုက်တယ်မျက်လုံးတွေကခဏမျှနူးညံ့သွားခဲ့တာပေါ့ငါသိတာပေါ့ဒါပေမဲ့သူ့ပြုံးကိုတော့ထိန်းထားလို့မရခဲ့ပါဘူးမြို့ထဲစီပြန်မောင်းလာတဲ့လမ်းမှာဗက်ပြင်ရုတ်တရက်မျက်နှာတွန်းသွားခဲ့ရတယ်ငါချက်ချင်းလှည့်ကြည့်လိုက်မိတယ်ဘာဖြစ်လို့လဲသူ့ဘိုက်ကိုလက်နဲ့ဖိထားလိုက်တယ်ငါဘိုက်အဆင်မပြေချင်ဘူးဖြစ်နေတာဘာမှမဟုတ်ပါဘူးဒီနေ့ချိုလွန်သွားလို့ပါငါစိတ်လှုပ်ရှားသွားခဲ့ရတယ်ဘာတွေချိုလွန်သွားတာလဲစံပြုတ်ကမချိုပါဘူးမဟုတ်လားသူငါ့ကိုလှမ်းကြည့်လိုက်တယ်စံပြုတ်မဟုတ်ပါဘူးမင်းပါမင်းကချိုလွန်နေလို့ငါဘိုက်ကမခံနိုင်တာငါရုတ်တရက်တတိမထားမိလိုက်ပဲရင်တွေတိတ်ကနေဖြစ်သွားရပြီးတဟာဟာရေမောလိုက်မိတော့တာပေါ့ဗက်ပြင်မင်းဘာမှမသိမတာနဲ့ property လောက်တာတွေကိုဘယ်တော့ကတင်ယူထားတာလဲသူမျက်လုံးလေးတွေကိုမိတ်ထားလိုက်တယ်အင်္ဂလန်မှာပြင်းစရာကောင်းတဲ့ရက်တွေတုန်းကငါဘာသာလေ့ကျင့်ထားတာလေငါပြန်မဖြေပဲသူ့တန်ရဟောင်းသားစင်မဖိမိအောင်တတိထားရင်သူ့ပိုက်လေးကိုတာတာရရပုတ်တက်ပေးလိုက်မိတယ်မင်းရဲ့ဘိုက်ကဘယ်တော့မှအပြေအဝတက်တာသွားမှာလဲသူတိုက်ရိုက်ပြန်မဖြေပဲဒီအတိုင်းပဲပြောလိုက်တာပါမနစ်ကထက်စားရင်တော့အများကြီးပိုကောင်းနေပါပြီမနစ်ကဆိုပေါင်မုတ်တကိုက်ကိုက်လိုက်တာနဲ့တင်ပြုတ်အန်ချင်နေတာလေအခုလိုစံပြုတ်တစ်ခွက်လုံးကုန်အောင်တောက်နိုင်တာကအကဲတာတဲ့တိုးတက်မှုပဲပေါင်မုတ်တကိုက်ကိုက်လိုက်တာနဲ့တင်ပြုတ်အန်ချင်နေခဲ့တာတဲ့ငါရင်နဲ့တစ်ခုခုကနာကျင်သွားရပြန်တယ်ဒါဘလို့ရက်ဆက်တဲ့နေ့ရက်တွေပါလေအင်္ဂလန်မှာတယောက်တည်းရှိနေရင်ကုမ္ပဏီကိုဦးစီးနေရပြီးငါအတွက်လမ်းခင်းပေးနေချိန်မှာအစားအသောက်မဝင်တဲ့ယောဂကိုပါတပြိုင်နက်တည်းထိန်းချုပ်နေခဲ့ရတာပါလားငါထပ်ပြီးမမေးရတော့ပါဘူးအရင်ကထပ်ပို့ပြီးတာတာရရလေးပဲပုတ်တက်ပေးနေမိခဲ့တယ်သူဖြည်းဖြည်းချင်းစိတ်ရောလိုက်ပြီးအသက်ရှူတန်ပြန်လဲတည်ငြိမ်သွားခဲ့ရတာပေါ့ကျေးဇူးပါအဲ့ဒါမလိုပါဘူးဒါကခင်မိုးတယောက်လုပ်ပေးရမယ့်အရာပဲလေသူ့နှကန်းလေးထပ်ပြီးကွင်းညွတ်သွားခဲ့ရတယ်အဲ့ဒီစကားကမင်းပါဆက်ကနေအလွယ်တကူထွက်လာတာပဲနော်မင်းစီကနေတင်ယူထားတာလေငါတို့တိုက်ခန်းစီပြန်ရောက်တော့ညနေဆောင်နေပြီဖြစ်ပါတယ်သူကအဝတ်စားလဲဖို့အိတ်ခန်းထဲဝင်သွားခဲ့ပြီးငါကတော့ဧည့်ခန်းထဲမှာထိုင်နေခဲ့မိတယ်ချမ်းမီထန်ကနောက်ထပ်စားတစ်ဆောင်ရောက်လာခဲ့ပြန်တယ်တထေးဗိုလ်တဟူးနေရှန်ကျန်းပွဲအတွက်ပွဲကျင်းပမယ့်နေရာရဲ့မိဆိုင်တွေအတန်စနစ်တွေအကုန်လုံးအဆင်ပြေကြောင်းအတည်ပြုပြီးပါပြီပြီးတော့မစ္စာဖဲစစ်စစ်ထားတဲ့အဲ့ဒီလုံခြုံရေးအစီရင်ခံစာလေးငါလည်းကြည့်လိုက်သေးတယ်အချက်တိုင်းမှာအနီရောင်မှတ်စုလေးတွေနဲ့တေချာရေးထားတာသူကပြိသက်ထိုင်ကုန်စောင်းနေမှုနှုံးကိုတောင်စစ်စစ်ထားတာနော်အဲ့ဒီမျိုးသမီးကတော့မင်းကိုတကယ်ကိုဆွဲလန်းနေတာပဲငါထမင်းစီစကလုံးနှစ်ခုပဲပြန်ပို့လိုက်တယ်ပါဆက်ပိတ်ထားသူချက်ချင်းပြန်ဖြေလာခဲ့တယ်ဟုတ်ကဲ့ပါငါဖုန်းကိုအောက်ချလိုက်ပြီးအိတ်ခမ်းတကားဝစီလျှောက်သွားလိုက်တယ်တကားကပွင့်နေခဲ့တာပါသူ့ကြောပြင်ကငါစီလှည့်နေခဲ့ပြီးခါရဲ့ကောက်ကြောင်းလေးကပေါ်လွင်နေခဲ့တယ်ပိန်လိုက်တာကြည့်ရတာရင်ထက်မြပိန်လုံးနေခဲ့တာပါအဲ့ဒီအချိန်မှာပဲသူ့ကြောအောက်ပိုင်းမှာဒဏ်ရာရိုးရအမာရိုးလေးတစ်ခုကိုငါသတိထားမိလိုက်တယ်ငါဒါကိုတခါမှမမြင်ဘူးခဲ့ပါဘူးသူလက်ကြည့်လိုက်တော့ငါမျက်လုံးတွေကသူ့ခါစီစိုက်ကြည့်နေတာကိုသတိထားမိသွားတယ်ဒဏ်ရာဟောင်းမှာသူ့တီရှပ်လေးကိုအောက်ဆွဲချလိုက်ရင်မင်္ဂလာပွဲတုန်းကဆင်မြင့်ပြူကြတဲ့နေ့ကလေ
ငါမင်းအပေါ်စီအုံမိုးပေးလိုက်တော့ကတစ်သားစာစိုက်သွားခဲ့တာငါလျှောက်သွားပြီးသူ့အင်ကြီးအစွန်းလေးကိုတတရမလိုက်မိတယ်အမရုပ်ကတိတ်မကြီးပေမဲ့ပုံတံကတော့ထက်ချွန်နေခဲ့တာပေါ့ငါလက်ချောင်းလေးတွေအဲ့ဒီအပေါ်ထိတွေ့လိုက်တော့သူမတိမတာတုံးလို့သွားခဲ့ရတယ်ဒါကငါ့ကိုအကာအကွယ်ပေးခဲ့လို့ကြံခဲ့တဲ့တန်ရပေါ့အင်းနောက်ထပ်ဘယ်တော့မှမဖြစ်စေရတော့ဘူးငါကြောင့်နဲ့မင်းနောက်ထပ်နာကျင်ရတာမျိုးဘယ်တော့မှမဖြစ်စေရတော့ဘူးသူငါ့ကိုကြည့်လိုက်တဲ့မျက်လုံးလေးတွေမတိမတာရဲတွန်းသွားခဲ့ရပြီးလက်လန်းကငါမျက်နှာကိုလာရောက်ထိတွေ့လိုက်တယ်ကောင်းပြီလေသူဘီရိုထဲကနေစာအုပ်ဟောင်းလေးတစ်အုပ်ကိုထုတ်ယူလိုက်တယ်အဖုံးကဝါကျင်နေခဲ့ပြီးအစွန်းတွေကလည်းပုံးပဲနေခဲ့တာပေါ့သူခဏတွန့်ဆုတ်နေခဲ့ပြီးမှငါစီကမ်းပေးလိုက်တယ်ဒါပေမဲ့မင်းဒါကိုကြည့်ချင်ရင်ကြည့်လို့ရပါတယ်ငါလမ်းယူလိုက်ပြီးဖွင့်ကြည့်လိုက်မိတယ်ရက်ဆွဲကလွန်ခဲ့တဲ့ငါနှစ်စွန်လ9ရက်သူလေရင်ပေါ်တင်ပေးလိုက်ရတဲ့နောက်တစ်နေ့ပေါ့ဒိုင်ယာရီထဲမှာရေးထားတာကတော့ဒီနေ့အတန်ဘယ်မှာရှိနေလဲသူဆေးရုံမှာပဲရှိနေတော့ထင်တယ်သူနိုးပြီလားသူငါ့ကိုမှတ်မိသေးရဲ့လားငါဒုတိယစာမျက်နှာကိုလှမ်းလိုက်တယ်ဇွန်လ10ရက်သူဆေးရုံကဆင်းသွားပြီထမိတ်ကတော့သူအိမ်မှာအနားယူနေတယ်လို့ပြောတာပဲသူငါအကြောင်းကိုမပြောဘူးသူတကယ်ပဲငါ့ကိုမေ့သွားခဲ့ပြီငါစာမျက်နှာတွေကိုဆက်ပြီးလှမ်းကြည့်နေခဲ့မိတယ်ရေးသားထားတာတွေအကုန်လုံးကဒီပုံစံအတိုင်းပါပဲရက်ဆွဲတစ်ခုဒီနေ့အတန်ဘယ်မှာရှိနေလဲသူဘာတွေလုပ်နေလဲသူဘလို့နေထိုင်နေလဲအဲ့ဒီနောက်မှာတော့ရေးသားထားတာတွေကဖြည်းဖြည်းချင်းပြောင်းလဲသွားခဲ့ပြီးငါရဲ့ဖြောပြပွဲအသေးစိတ်တွေနဲ့ပြည့်နှက်သွားခဲ့ရတာပေါ့သူ Vienna Music Story မှာ Faded Dream ကိုတိခတ်ခဲ့တယ်ငါလန်ဒန်ကတိုက်ခန်းထဲမှာအတန်ဖန်ထားတာကို3ခါပြန်နှားထောင်ခဲ့တာသူဘာလင်မှာတကူတော့ဖြောပြပွဲကျင်းပခဲ့တယ်အစီအစဉ်ထဲမှာ Moonlight ပါဝင်နေခဲ့တာ Moonlight ကငါအကြိုက်ဆုံးလေးသူပါရီဂီတပွဲတော်မှာရွှေတံဆိပ်ရရှိခဲ့တယ်ငါသူ့အတွက်ခင်းပေးခဲ့တဲ့လမ်းကြောင်းစီသူနောက်ဆုံးတော့ရောက်ရှိသွားခဲ့ပြီးငါနောက်ဆုံးစာမျက်နှာအချို့စီလှမ်းလိုက်တယ်စာရေးဟန်ကပုံမမြန်ဆန်လာခဲ့တာပေါ့တမန်ကတန်းရေးထားသလိုမျိုးပုံမရှုပ်ထွေးနေခဲ့တာပါနောက်ဆုံးရေးသားချက်ကတော့လွန်ခဲ့တဲ့လရက်ဆွဲနဲ့ဖြစ်ပြီးစကားစုတစ်ကြောင်းနဲ့သာပါရှိခဲ့တယ်သူနောက်ဆုံးတော့ငါရှိမှာ Faded Dream ကိုတိခတ်ခဲ့ပြီးသူနောက်ဆုံးတော့ပြန်ရောက်လာခဲ့ပြီးငါစာအုပ်ကိုပိတ်လိုက်မိတယ်ငါလေချောင်းနဲ့အောက်တက်လာခဲ့ရတာပေါ့ငါနှစ်တာလုံးနေ့တိုင်းညတိုင်းမှာသူကငါ့ကိုရှာဖွေနေခဲ့တာပါလားငါစာအုပ်ကိုအောက်ချလိုက်ပြီးသူ့ကိုကြည့်လိုက်မိတယ်မင်းဒါကိုနေ့တိုင်းရေးနေခဲ့တာပေါ့သူကောင်းချင်းပြလိုက်တယ်အကျင့်ဖြစ်နေလို့ပါဒါကငါလုံနိုင်ခဲ့တဲ့တခုတည်းသောအရာလေးငါလျှောက်သွားပြီးသူ့ကိုရင်ခွင်ထဲထွေးဖက်ထားလိုက်မိတယ်မင်းနောက်ထပ်ရေးစရာမလိုတော့ပါဘူးဒီနေ့ကစပြီးငါကအမြဲတမ်းဒီမှာပဲရှိနေတော့မှမို့လို့ပါငါသိပါတယ်ဒါပေမဲ့ငါစာအုပ်ကိုတော့ပြစ်မှာမဟုတ်ဘူးဒါကငါအတွက်ငါနှစ်တာလုံးစောင့်ရှောက်ပေးခဲ့တာလေငါဒါကိုသိသိထားရမယ်သိမ်းထားပါငါစာမျက်နှာတိုင်းကိုဖတ်ချင်တယ်သူပပလေးပြုံးလိုက်တယ်မင်းအခုဖတ်ပြီးသွားပြီဆိုပေမဲ့မင်းမမြင်ရသေးတဲ့စာမျက်နှာတစ်ခုကြံသေးတယ်ငါမျက်လုံးပေကလတ်လှုပ်လိုက်မိတယ်ကြံသေးတယ်ဟုတ်လားသူအတွင်းအဖုံးထဲမှာထည့်ထားတဲ့ခောက်ထားတဲ့စာရွက်တစ်ရွက်ကိုထုတ်ယူလိုက်တယ်ငါဒီစာကိုငါနှစ်တာလုံးရေးနေခဲ့တာတနစ်ကိုစာပိုက်တစ်ပိုက်ရေးခဲ့တာဒါပေမဲ့နောက်ဆုံးစာပေါက်ကိုတော့ငါမပြီးမြောက်ခဲ့ပါဘူးငါအောက်စီငုံကြည့်လိုက်မိတယ်ပထမစာပေါက်ပဲတန်းငါကိုမေးလိုက်တာကမင်းကိုပျော်ရွှင်စေတယ်ဆိုရင်မေးလိုက်ပါတော့ငါရဲ့တရှိမှုကမင်းကိုနာကျင်စေတာမျိုးငါမဖြစ်ချင်ဘူးဒုတိယစာပိုက်အသံမင်းငါကိုမှတ်မိတယ်ဆိုရင်ငါစီလာရှာပါငါကြားရင်မြို့မှာရှိနေမယ်ဖာခီးသွားလုပ်ငန်းမှာမိဘမဲ့ကေဟာမှာမင်းလာရှာနိုင်မဲ့ဘယ်နေရာမှာမဆိုရှိနေပါမယ်တတိယစာပိုက်အသံမင်းငါကိုမုန်းတယ်ဆိုရင်လဲငါလက်ခံပါတယ်မုန်းတိတာကမေ့လျော့တာထက်ပိုကောင်းတာပေါ့အနည်းဆုံးတော့မင်းငါကိုမှတ်မိနေသေးတယ်လို့အတိတ်ပဲရတာပဲနောက်ဆုံးစာပိုက်ကတော့ကွက်လက်ဖြစ်နေခဲ့တာပါငါနောက်ဆုံးစာပိုက်ကိုမင်းပြန်လာခဲ့မယ်ဆိုရင်နောက်ထပ်ဘယ်တော့မှထပ်မထွက်သွားပါနဲ့တော့လို့ရေးချင်ခဲ့တာဒါပေမဲ့မင်းပြန်လာပါမလားဆိုတာငါမတေချာခဲ့လို့မရေးရဲခဲ့ဘူးငါသူ့မျက်လုံးတွေထဲကတိုးဆုံမှုကိုစစ်စစ်ကြည့်လိုက်ပြီးအဲ့ဒီကွက်လက်နေရာမှာငါကိုယ်တိုင်စကားတစ်ကြောင်းရေးလိုက်မိတယ်ငါပြန်ရောက်လာခဲ့ပြီငါဘယ်မှထပ်မသွားတော့ပါဘူးသူ့မျက်ရည်တွေနောက်ဆုံးတော့စီးကျလာခဲ့ရတာပေါ့ဝမ်းနဲ့လို့မဟုတ်ပါဘူးလွတ်မြောက်သွားလို့ပါငါနှစ်တာလုံးရဲ့မရေရာမှုတွေကိုတပြိုင်နက်တည်းအောက်ချလိုက်နိုင်ခဲ့လို့ပါပစံမင်းရေးပြီးသွားပြီဆိုရင်ဘယ်တော့မှပြန်မဖြစ်ပါနဲ့တော့ငါမဖြစ်ပါဘူးငါဘာကိုပဲဖြတ်မင်းကိုပြန်ပြီးအကျွေးဆက်ရလိမ့်မယ်မျက်ရည်တွေကိုပြန်ပြီးမဆက်နိုင်ပါဘူးအဲ့ဒီတံမိုးကကြီးမားလွန်းတယ်ငါသူ့ကိုအနီးကပ်ဆွဲယူလိုက်တယ်ဒါဆိုရင်ငါ့ကိုပြန်မဖြစ်ပါစေနဲ့တော့သူငါ့ကိုပြန်လဲပွေ့ဖက်ထားလိုက်မိတာပေါ့အပြင်ဘက်မှာမှောင်မိုက်သွားခဲ့ပြီဖြစ်ပေမဲ့အတွင်းဘက်မှာတော့မီးရောင်လေးလင်းထိန်နေခဲ့တော့မှာပဲမီးရောင်အောက်ကသူ့ရဲ့စပင်ဖြူလေးတွေဟာသူ့ပခုံးပေါ်ကြားရောက်နေတဲ့လိုက်အောင်လားထင်မှတ်ရပါတယ်ငါသူ့ကိုကြည်ရင်စဉ်းစားနေမိခဲ့တဲ့စပင်ဖြူတာပဲဖြစ်ဖြစ်မဲတာပဲဖြစ်ဖြစ်အမားရွရောဒိုင်ယာရီရောမပြီးမြောက်သေးတဲ့စာဆောင်ရောဒါတွေအကုန်လုံးဟာသူငါ့ကိုဘလောက်အထိစောင့်မျှော်နေခဲ့လဲဆိုတာရဲ့သက်သေတွေပါပဲအခုတော့နောက်ဆုံးမှာတော့ငါမှအဲ့ဒီတက်တွေတွေကိုငါရဲ့ကိုယ်ပိုင်လက်တွေနဲ့အမတ်တရတွေဖြစ်ပြောင်းလဲပြခွင့်ရရှိသွားခဲ့ပါပြီ။အခန်းထဲပြန်ရောက်တော့ငါဖုန်းကထပ်ပြီးတုံးခါလာခဲ့ပြန်တယ်။ထမိထန်ကစာတစောင်ရောက်လာတာဖြစ်ပါတယ်။တတိဂျက်ဆန်ရဲ့ကုမ္ပဏီကတော့စည်ရင်းရှင်းလင်းပြီးသွားပြီဒါပေမဲ့သူ့နာမည်နဲ့ပင်လယ်ရဲချအကောင့်တစ်ခုကျန်သေးတယ်။ငါတို့စုံစမ်းလို့မရသေးဘူး။နောက်ဆုံးငွေလွှဲမှုကဂျိန်းမျိုးစီရောက်သွားတာ။လက်ခံသူကိုငါတို့မခွဲခြားနိုင်ခဲ့ဘူး။ပမာဏကတော့ကုမ္ပဏီအသစ်တစ်ခုမှတ်ပုံတင်ဖို့လုံလောက်ရုံပါပဲ။ငါစာကိုကြည့်ရင်မျက်မှောင်ကျုပ်လိုက်မိတယ်ဂျက်ဆန်မှာကစားစရာဖဲချက်တစ်ခုကျန်သေးတာပေါ့။ဝိပြင်ငါမျက်နှာအမူအရာကိုမြင်တော့မေးလာခဲ့တယ်။ဘာဖြစ်လို့လဲဂျဲဆန်ကအပြေးအဝပျက်စီးမသွားသေးဘူးထင်တယ်။ငါဖုန်းကိုသူ့စီကမ်းပေးလိုက်မိတယ်။သူစာကိုကြည့်လိုက်ပြီးနှက်ခမ်းလေးကွေးလွတ်သွားခဲ့တာပေါ့။ဒါဆိုရင်လဲလာပါစီပေါ့။သူငါပခုံးပေါ်မိလိုက်ရင်အတန်ကတည်ငြိမ်နေခဲ့တာပါ။ဘလို့ပဲဖြစ်ဖြစ်အခုချိန်မှာမင်းကငါရဲ့ဘေးနားမှာတင်ရှိနေတာပဲလေ။ဒါပေမဲ့သူ့လက်ချောင်းလေးတွေကတော့ငါလက်မောင်းအင်ကြီးစကိုလက်မလွတ်ချင်တယ်လို့မျိုးတင်းကျပ်စွာစုပ်ကင်ထားခဲ့တာပေါ့။3ရက်ကြာမှာတော့ခွဲရကဂျဲဆန်ရဲ့ပင်လယ်ရဲချငွေလွှဲမှုကိုစုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်။လက်ခံသူကစက်ကူကုမ္ပဏီတစ်ခုဖြစ်နေခဲ့ပေမဲ့ဗစ်ရင်ကတော့ပုံမှန်မြန်ဆန်စွာလှုပ်ရှားခဲ့ပါတော့တယ်။ငွေကြေးတွေမရောက်ရှိလာခင်တရက်အလိုမှာတင်သူကသူ့ရှိနေတွေကိုအဲ့ဒီအကောင့်ကိုပါအေးခဲပစ်စေခဲ့တာပါ။ဂျက်ဆန်ရဲ့နောက်ဆုံးထားသွားဟာအိမ်ရှိကပင်ထွက်မလာနိုင်သေးခင်မှာတင်တိတ်ဆိတ်ခံလိုက်ရတော့တာပေါ့။စန်ဒီကငါနဲ့ပတ်သက်နေတဲ့အတိုင်းဝိုင်းတိုင်းကနေရုပ်သိမ်းသွားခဲ့တယ်။ငါအဲ့ဒီခလုတ်သီးတွေကိုတခါမှမဝစ်ခဲ့ပေမဲ့လွှင့်လဲပြစ်မပစ်ခဲ့ပါဘူး
Vivian ကအဲ့ဒီကတိပါတစ်တာလေးကိုမြင်တော့ဒီလိုပဲပြောခဲ့တာပါတင်ထားလိုက်ပါမင်းအပေါ်ထားခဲ့တဲ့သူ့ရဲ့နောက်ဆုံးစေတနာဖြစ်ပဲသဘောထားလိုက်ပါသူငါ့ကိုပစ္စည်းတစ်ခုခုပေးခဲ့တာကိုမင်းမမုန်းဘူးလားသူပပလေးပြုံးလိုက်ရတယ်သူ့ကိုပန်းတောင်းဖို့တိုက်ခိုက်ခဲ့တာကတမျိုးပေါ့အခုတော့တိုက်ခိုက်เสียဘာမှမကြမ်းတော့ပါဘူးမင်းကငါရဲ့ခင်မုန်းဖြစ်နေပြီပဲတလအကြာမှာတော့ထမေကအမှန်တရားတစ်ခုလုံးကိုနောက်ဆုံးတော့တည်သွားခဲ့ရတယ်အံ့အားသင့်စွာနဲ့ပဲသူကမန်းကရန်ထအော်လိုက်တာပေါ့ဒါဆိုလွန်ခဲ့တဲ့ငါနှစ်တာလုံးငါရဲ့ယာတူတိုးတာတွေလစာတိုးတာတွေကိုမစ္ဆဖေကအတီးပြုတ်ပေးခဲ့တာပေါ့ငါမရေပဲမနေနိုင်ခဲ့ပါဘူးဟာဟာအခုမှပဲမင်းရဲ့တကယ်တထေးအစ်စ်ကဘယ်သူလဲဆိုတာသိတော့တာပေါ့6လအကြာမှာတော့လက်ပြင်ကျမ်းမာရေးစစ်ဆေးမှုအပြည့်အဝပြုလုပ်ခဲ့တယ်သူ့ရဲ့အခြေအနေကအရင်ကထက်အများကြီးပိုမိုကောင်းမွန်နေခဲ့တာပါဆရာဝန်ကဒီတိုင်းပဲဆက်လက်ထိန်းသိမ်းသွားဖို့ပြောခဲ့တာပေါ့သူစစ်ဆေးမှုအစီရင်ခံစာကိုအိမ်စီတည်ဆောင်လာတဲ့အခါသူ့မျက်နှာအမူအရာကတည်ငြိမ်နေခဲ့ပေမဲ့သူစိတ်အေးလက်အေးဖြစ်စွာတက်ပြင်းချလိုက်တာကိုတော့ငါသတိထားမိလိုက်ပါတယ်။ Eleanor ဂျင်းငင်မျိုးစီရောက်လာတဲ့နေ့မှာ Vivian ကကိုယ်တိုင်လေစိတ်စီတွားရောက်ကြိုဆိုခဲ့တယ်။လွန်ခဲ့တဲ့နှစ်တုန်းကသူ့သမီးကိုကိုယ်တိုင်လေရင်ပေါ်စီပို့ဆောင်ပေးခဲ့တာလေ။နှစ်အကြာမှာတော့သူလေရင်နဲ့ရောက်ရှိလာခဲ့ပြီးတကားဝမှာရဲရင်သမီးဖြစ်သူကိုမြင်တွေ့လိုက်ရတော့သူ့မျက်လုံးတွေရဲတိုးလို့လာခဲ့ရတာပေါ့ Vivian မေမင်းကိုတောင်းပန်တာထက်မကပိုပြီးအကျွေးတင်နေခဲ့တာပါ။ Eleanor ကသူ့လက်ကိုဆန့်ထုတ်လိုက်တယ်။ Vivian စက္ကန့်ပိုင်းများတုံ့ဆုပ်နေခဲ့ပြီးမှလှမ်းဆွဲလိုက်တာပါ။အဲ့ဒီညနေမှာငါတို့ဝရန်တာမှာထိုင်နေခဲ့ကြတယ်သူကဒိုင်ယာရီစာအုပ်ဟောင်းလေးကိုလက်ထဲမှာကင်ထားပြီးနောက်ဆုံးစာမျက်နှာပေါ်မှာငါရေးသားခဲ့တဲ့စကားစုလေးကရှိနေသေးပါငါပြန်ရောက်လာခဲ့ပြီငါဘယ်မှထပ်မသွားတော့ပါဘူးသူအဲ့ဒီစာမျက်နှာစီလှန်လိုက်ရင်လက်ချောင်းလေးတွေတန့်သွားခဲ့ရတယ်ပြီးမှရေမောလိုက်တာပေါ့မင်းရဲ့စာရေးဟန်ကအရန်ဆိုးတာပဲအဝေးစီကနေဝါးပိုတွေတန်စင်လေးပြက်လွင့်လာခဲ့တယ်ငါပိတ်ဖို့မေ့သွားခဲ့တဲ့စပီကာစီကပါပဲ3လကြာမှာတော့ဗစ်ပြင်ရဲ့စပင်ဖြူလေးတွေကပြန်လဲမဲနဲ့လာခဲ့ပြီဖြစ်ပါတယ်ပထမဆုံးအကြိမ်ဖြစ် Eleanor ကငါ့ကိုအိမ်စီညစာစားဖို့ကိုယ်တိုင်ဖိတ်ခေါ်ခဲ့တာပေါ့ညစာစားနေစဉ်အလဲလောက်မှာသူကပြောလာခဲ့တယ်ဒီတယောက်ကတော့ဒီနေ့ကစပြီးငါတို့မိသားစုဝင်တဝက်ဖြစ်သွားပြီပေါ့ဗစ်ပြင်ကမျက်လုံးပေကလပ်လှုပ်လိုက်ရတယ်တတိမထားမိလိုက်ပဲအံ့အားသင့်သွားခဲ့တာပါငါကကြားဖြတ်ပြောလိုက်မိတယ်မစ္စာဖေတဝက်မဟုတ်ပါဘူးငါကအပြည့်အဝမိသားစုဝင်ဖြစ်သွားတာပါငါမင်္ဂလာစကားအဆိုပြုခဲ့တဲ့နေ့ကိုပြန်လဲစဉ်းစားမိလိုက်တယ်သူအကြိုက်ဆုံးတခြင်းဖြစ်တဲ့ Moonlight ကိုငါတီးခတ်ပြီးသွားတဲ့အဲ့ဒီနေ့လွန်ခဲ့တဲ့နှစ်တုန်းကလိုမိအောင်တွေပန်းပွင့်တွေနဲ့တူညီနေခဲ့တာပါဒါပေမဲ့ဒီတစ်ချိန်မှာတော့ငါကမင်္ဂလာစကားအဆိုပြုသူဖြစ်နေခဲ့တာပေါ့ဗစ်ပြင်ကပန်းစီပေးဖို့စင်ပေါ်စီလျှောက်လာခဲ့တယ်ငါပန်းစီကိုမယူခဲ့ပါဘူးအဲ့ဒီအစာတူးထောက်လိုက်တာပါလွန်ခဲ့တဲ့နှစ်တုန်းကမင်းငါကိုအကာအကွယ်ပေးခဲ့တာဒီနေ့ကစပြီးငါမင်းကိုအကာအကွယ်ပေးပါရစေ Vivian ငါကိုမင်္ဂလာဆောင်ပေးနိုင်မလားသူ့မျက်လုံးတွေထဲမှာမျက်ရည်တွေပြည့်နေသွားခဲ့ရတယ်သူ့ခေါင်းကိုထက်ခါငိမ့်ပြလိုက်ပြီးအောက်စီငုံကငါကိုအနမ်းပေးခဲ့ပါတော့တယ်